ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာတ်တန် channel ကနေပြီးတော့ပရိသတ်ကြီးများအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမစိတ်တင်ညာရေးသားထားတဲ့ပန်ထရာဘယင်မစာအုပ်လေးရဲ့ကျန်ရှိနေသေးတဲ့အပိုင်းတွေကိုဆက်လက်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာပရိသတ်ကြီးများကလည်းကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ရသေးရင် like and subscribe လေးလုပ်ပေးကြဖို့မေတ္တာရက်ခံအပ်ပါရစေခင်ဗျာအခန်း14ငယ်ကချစ်တဲ့တစ္ဆာသခင်ဘယင်မ၏ခမ်းမဆောင်အတွင်းအလင်းတိုင်များ၏မိကျွင်များသည်လေအဝေးတွင်ဟိုသည်ရင်ကလျက်ရှိမကြခင်မှာပင်ညအိတ်ဖန်တော်ဆောင်ပြူမျိုးသမီးများရောက်လာကြသည်သူတို့သည်မနက်ညီလာခံတွင်ဖြစ်ပျက်ခဲ့သည့်ပြဿနာနှင့်ပတ်သက်၍အသေးစိတ်သိလိုနေကြသည်ထို့ကြောင့်အထိန်တော်ကြီးမိဦးကိုတိုးတိုးကလေးမိကြမြင်ကြသည်မိဦးကအသေးစိတ်ရှင်းပြသည်ပြီးတော့ဆက်ပြောသည်ခုလိုတိတ်တိတ်ဆိတ်ဆိတ်တင်းတင်းပွပွနေသာဆိုရင်တခင်မဖေရတော့တညာလုံးစက်တော်ခေါ်နိုင်မှာမဟုတ်ဘူးဒီတော့စိတ်ကြည်သွားအောင်တခုခုတော့လုပ်ပေးကြမှာဖြစ်မယ်မိယူကပြောတော့လဲမိသူများအကျဉ်းဉာဏ်မပေးဝင်ကြခေတ္တများတိတ်ဆိတ်နေသည်ဘာလို့ကြရင်ကောင်းမလဲပြောကြအောင်လေဟာငါတယောက်တည်းစဉ်းစားရတာကောင်းနေလေပူကုန်ပြီမိယူကညီးပြတော့အိပ်ဖန်တော်ဆောင်ထဲမှာမက်တစ်စာကမဝင်မရဲအကျဉ်းဉာဏ်ပေးလိုက်သည်အစိုးကတေးဂီတာနဲ့ဖျော်ပြကြရင်မကောင်းလားမိဦးအေးကောင်းသားပဲဒီလိုဆိုဘာတီးသချင်းနဲ့ဖျော်ပြရင်ကောင်းမလဲတင်စားဘယင်မစိတ်တော်နဲ့မတွေ့ရင်ဈေးအတွက်လေးသွားမှလဲဆိုရသေးတယ်ဒီတော့တိတိကျကျရွေးကြမှဖြစ်မယ်မိဦးသူဖြင့်မိဦးနဲ့တင်စားတို့သည်ပြူတီးသချင်းများထဲမှကောင်းတို့ရရာကိုရွေးချယ်ကြသည်ပထမဒီသချင်းမှာဗုဒ္ဓ၏တစိတ်တော်ဖြစ်သည်ပြူဘာသာအပြင်မောထော်မီဖြစ်သည်ပြူနိုင်ငံသူနိုင်ငံသားများဘယင်မကိုခါစားသည့်အခါတီဆိုလေးရှိသည်ဒုတိယသချင်းမှာလဲပန်းချီမွန်ကန်ဖြစ်သည်ပြူလိုလုံမှန်သည်လဲပန်းသည်တန့်ရှင်းစင်ကြယ်စေနိုင်သည်ဟုယူဆကြသည်ထို့ကြောင့်ပြူတို့သည်လဲမူမရသည့်ခြေတွေဖြင့်အဝိထေရက်လောက်ကြ၏တတိယသချင်းမှာခုတ်ပြူဖြစ်သည်ပြူဘာသာအပြင်တာတူဖြစ်၏ခုများသည်မိမိတို့ဆန္ဒအလျောက်ပြန်တန်းလောကပြန်တန်းပြီးနားနေလောကနားနေနိုင်သည်ကိုကြီးမွန်းဖွဲ့ဆိုထားသောတေးသချင်းဖြစ်သည်စရုထစဉ်းစားကြသောတေးသချင်းမှာဂျိုးကြငတ်လှည့်လေခြင်းပြူဘာသာဖြင့်စုမန်လိသည်ဖြစ်သည်ရင်းငတ်များပြန်တန်းသည့်အခါမိုးကောင်းငယ်အထက်ထိရောက်၏မြေပေါ်တွင်ရှောက်သည့်အခါနေကွေးစွာခြေလန်းကြောင်းဖွဲ့ဆိုထားသည်ပြင်စမတေးသချင်းမှာဝိတိုက်နေသောစိတ်၏အောင်မြင်ခြင်းပြူဘာသာဖြင့်လိုင်နိုင်ဖြစ်သည်တခါကပင်လယ်ကမ်းခြေတွင်စိတ်နှကောင်ဝိနေကြသည်ကိုလူတစ်ယောက်ကမြင်သည်အားနေသည့်စိတ်ငယ်သည်တောထဲသို့ဝင်သွား၏အာကြီးသည့်စိတ်ကလှမ်းကြည့်နေသည်ဤဒီကိုလိုင်နိုင်ဟုဆိုကြသည်အတိတ်ဘယ်မှာအောင်မြင်ခြင်း၏အင်အားဖြစ်သည်ဒီသချင်းကိုလည်းကြိုက်နေတတ်ခြင်းမရှိစထမဒီသချင်းကတော့ကျိုးတစ်ချောင်းတက်နဂါးကောင်းပြက်ဆောင်ဖြစ်သည်ပြူလိုမိဝီမိဖြစ်သည်နဂါးကောင်းပြက်ဆောင်တွင်ကျိုးတစ်ချောင်းသာရှိတော်လဲတန်စင်၅မျိုးနှင့်ပြည့်စုံတဲ့ကဲ့သို့ဘယင်မ၏ပါရမီတစ်ပါးတည်းဖြင့်နိုင်ငံတထောင်သို့မဟုတ်အတိုင်းတိုင်းအပြည်ပြည်ကိုကျွေးမွေးထောက်ပံ့နိုင်သည်ဟုအတိတ်ပဲရသည်တတမဒေသချင်းမှာဇံဝင်စားခြင်းဖြစ်၏ပြူဝါဒဖြင့်ခြေလန်းရှိဖြစ်သည်လောကီရေးရာကိုစွန့်လွတ်ခြင်းဖြင့်စိတ်ညံမှုကိုရယူနိုင်မည်ဟုဆိုထားသည်ဒီဒေသချင်းကိုလည်းရွေ့မဖြစ်သေးပါဘယင်မလောကီရေးရာကိုစိတ်ကုန်ခံပြီးစွန့်လွတ်လိုက်ပါကမခတ်ပါလားမိုံနှင့်တင်စားတို့သည်စိတ်တန်းညဒေသချင်းမတွေ့သဖြင့်နောက်တစ်ပုတ်ရွေးကြပြန်၏အထမဒေသချင်းကကြံမင်းဖြစ်သည်ပြူပါတာအဖြစ်အာဝီလူတဲ့ဖြစ်သည်ဗုဒ္ဓရှင်တော်ဘုရားသည်လူတော်ဘာတို့အားဆုံးမသောစကားမှာကြံဤချို့သောအရာလာကဲ့သို့ဖြစ်၏ကြံဤချို့သောအရာလာကိုလူတိုင်းနှစ်သက်တဲ့ကဲ့သို့ဗုဒ္ဓရှင်တော်ဘုရားဟောကြားသောအဆုံးအမတော်ကိုလည်းလူတိုင်းကျင့်တဲ့ကြသည်ဟုဆိုလိုသည်နဝမဒေသချင်းမှာတောင်းမင်းဖြစ်သည်ပြူပါတာအဖြစ်ထောင်တိုင်းဖြစ်၏တောင်း၏အမွေးတောင်များလွန်စွာလှပကြောင်းကိုတရုပ်ပေါ်ထားသောတေးခြင်းဖြစ်သည်ဒီတေးခြင်းကိုတည်ဆိုပြီးတောင်းတောင်များဂိုင်ဆောင်ကပြလျင်လွန်စွာလှပသည်တသမတေးသချင်းမှာဟင်းသာဖြစ်၏ဟင်းသာတို့မြည်သည်ပြန်တန်သည့်အခါဖြစ်စေနားနေသည့်အခါဖြစ်စေအမြဲပင်ပုံမမောင်နှံတူစုံတွဲကနေမြဲဖြစ်သည်အင်ကန်တော်ကြီးထဲမှာလည်းဟင်းသာမောင်နှံတူစုံတွဲပြီးပျော်ပွဲဝင်နေကြသည်ကိုပင်အမြဲပင်တွေ့ရသည်သို့သောမိမိတို့၏ပထမဘယင်မသည်ဟင်းသာမောင်နှံတူစုံတွဲနေသည်ကိုတွေ့သည့်အခါပျော်ရွှင်မြူးတူသွားလိမ့်မရှိပါထို့ကြောင့်ဟင်းသာဒီချင်းကိုတီဆိုတီးမှုတ်ကြလျင်လည်းဘယင်မစိတ်ကြည်လင်ရှင်လန်းလာနိုင်ပွဲမဖြစ်ပါ30တပုတ်မြောက်ဒီသချင်းမှာစားတော့ပွဲဒီဂီတာဟုအမည်ရသည်ပြူပါတာအပြင်လောက်ကန်ချက်မောဖြစ်သည်အချိန်ခါအပြင်အေဂျင့်တာရပြီးစားတော့ပွဲမှာကောင်းမွန်လာကြောင်းဖော်ကျူထားသောဒေးချင်းဖြစ်၏အစားအသောက်များကိုခုံမင်မမောလေးမရှိသောဘယင်မစိတ်ဝင်စားမည်မဟုတ်သဖြင့်
ပေးလိုက်ပြန်သည်တို့ဖြင့်နောက်တစ်ပုတ်စဉ်းစားကြသည်ပြူတေးတချင်း12ပုံများသာရှိရာရွေးချယ်ရန်တစ်ပုတ်သာကျန်တော့သည်12ပုံမြောက်တေးတချင်းမှာစိုးရင်ကြောင်ချမှုကိုဖယ်ရှားခြင်းဖြစ်၏ချီချောင်းအကဟုလည်းခေါ်တွင်သည်ပြူပါတာအပြင်ဟူနာဟုတွင်သည်ဒီတေးတချင်းကိုစိုးလိုက်ခြင်းအပြင်စိတ်ကြည်လင်ရှင်လန်းပြီးစိုးရင်ကြောင်ချမှုများမှာအကင်းဝေးစေကြောင်းတရုပ်ဖော်ထားသောတေးတချင်းပဲတေးတချင်းကဤမြညှောထားသဖြင့်မိဦးနေတင်စားတို့သည်စိုးရင်ကြောင်ချမှုကိုဖယ်ရှားခြင်းဆိုသည့်တေးတချင်းကိုရွေးချယ်လိုက်ကြသည်ချက်ချင်းပင်နန်းတွင်ပန္ဒရာသည်ကလေးများကိုအစဉ်အသင့်ပြင်ဆင်လိုက်၏ဒီတိုင်းတင်ဆွဲ၍မဖြစ်ပါဘယင်မသဘောတူမတူရှောက်ထားမေးမြန်းရပေအောင်မည်ဒီကိစ္စကိုတော့အထိန်တော်ကြီးမိဦးကတာဝန်ယူသည်မှန်လားပါဒီနေ့တခင်မကိုရောစိတ်ပါပင်ပန်းနှွမ်းလျှက်နေတာကိုဖြေပြောက်လိုပါတယ်ဒါကြောင့်နန်းတွင်ပန္ဒရာတယ်လေးများတီဆိုတီးမုတ်ကားပြဖြောရဖို့စီစဉ်ထားကြောင်းပါဖေဟာဘယင်မကညင်းပယ်ခြင်းမပြုဝေတို့ဖြင့်ဖြောပြရေးစီစဉ်ကိုဆက်လက်တင်ဆက်သည်ဥစွာခက်လန်းလန်းတွင်စောင့်ဆိုင်နေကြသောပန္ဒရာတယ်လေးများကိုဘယင်မ၏ရှေ့တော်သို့တွင်သည်ရှေ့တော်မှောက်သို့ရောက်သောအခါအတီးတီးနေရာယူလိုက်ကြသည်ဇာမနီငှက်ကောင်စောင်းကိုပွေပိုက်လာသောပန္ဒရာသူကလေးသည်ဘယင်မ၏လက်ဝဲဘက်ထိပ်ဆုံးတွင်နေရာယူသည်စောင်းမှာ14ကျုပ်တက်ဆောင်ဖြစ်၏ဇာမနီငှက်၏ဦးခေါင်းသည်အပြင်ဘက်သို့လှည့်နေသည်ပန္ဒရာသူကလေး၏တွေ့လျက်သောလက်ချောင်းကလေးများသည်စောင်းကျူးများပေါ်တွင်လှုပ်ရှားလိုက်သည်နှင့်ငြိမ်ချောင်းတန်ရသောတေးတံထွက်ပေါ်လာသည်ခမ်းမတစ်ခုလုံးစောင်း၏ပနာမတေးတံတွင်နှင့်မျောငြိမ်သက်သွား၏ဒီအချိန်တွင်အဆိုပန္ဒရာသူကလေး၏တေးသချင်းတံသည်တာယာချုံအေးစွာထွက်ပေါ်လာသည်တပြိုင်တည်းပင်အကအရာ၌ကျွမ်းကျင်လိမ္မာသောပန္ဒရာသည်ကလေးများသည်တညီတညွတ်ထဲကကြသည်သူတို့ကိုယ်ပေါ်တွင်ဆင်ထားသောပဒီနှတောင်လက်ကောက်လက်ကျက်တန်းစာကားစီကျိုးတို့သည်ခမ်းမဆောင်တွင်မှမီးရောင်နှင့်ပြက်ကနေလင်းလန့်သွားကြ၏ပန္ဒရာဘယင်မ၏စိတ်အစဉ်သည်ညင်ညောင်းတာယာသောတေးသွားနှင့်အကတွင်မျောပါသွားသည်စိုးရင်ကြောင်ချမှုကိုဖယ်ရှားခြင်းဆိုသည့်တေးသချင်းသည်အမှန်ပင်ဘယင်မ၏ရင်ထဲတွင်တင်းကျပ်နေသောဝေဒနာကိုဖယ်ရှားပေးခဲ့သည်တင်ဆက်မှုပြီးဆုံးသွားသည့်အခါဘယင်မ၏စိတ်သည်ကြည်လင်ရွှင်လန်းနေပေပြီထိုညကဘယင်မသည်အတော်ညံ့တဲ့သည့်အထိဖျားဝေပြုခဲ့သည်မြတ်တံဖို့အမျှဝေပြီးနောက်လိုက်လဲဆူတောင်းလိုက်သည်ပန္ဒရာပြည်ကြီးငြိမ်းချမ်းသာယာပါစေပန္ဒရာပြည်သူပြည်သားများနှလုံးစိတ်ဝမ်းချမ်းမြေ့ကြပါစေဒီနေ့နဲ့ဘယင်မ၏မျက်နှာတော်မှာထူးထူးခြားခြားကြည်ကြည်လင်းလင်းလန်းဆန်းနေသည်နေ့စဉ်နဲ့အမျှတရေခက်တရာအေးကြောင့်ရတမအေးဖြစ်နေသောဘယင်မသည်ယနေ့နဲ့အာယုံတက်တွင်ရန်ရှိတော်များနှင့်အတူရွှေရောင်တော်ဘုရားသို့တွားရောက်ပူးမြော်ခဲ့သည်ပြီးတော့ရွှေရောင်တော်ဘုရားနှင့်မနီးမဝေးတွင်တည်င်းသုံးနေသောခမဲတော်ဘာရတေကြီး၏ကျောင်းသင်ခန်းသို့လည်းတွားရောက်ခဲ့၏ခမဲတော်ဘာရတေကြီးကဘယင်မနှင့်အဖွဲကိုတရားရည်အေးတက်ကြွေလိုက်သည်ဖះရိတ်တရားရိတ်ကိုခိုးလုံလိုက်ရသဖြင့်ဘယင်မ၏စိတ်ထဲမှလည်းငြိမ်ချမ်းသွားသည်ထို့ကြောင့်လည်းဘယင်မသည်ယနေ့အဖို့အထူးကြည်လင်ရွှင်လန်းလျက်ရှိအခြားရန်ရှိတော်ကလေးများကိုခိတ္တအနာပေးထားသဖြင့်ခမ်းမဆောင်ထဲတွင်ဘယင်မနှင့်အထိန်တော်ကြီးမိဦးတို့နှစ်ယောက်သာရှိနေသည်အထိန်တော်ကြီးသည်ဘယင်မနှင့်ချိုက်စွာစားတော်ခေါ်လေးရှိသောတစ်တီများဖြော်ရည်များကိုဆက်တာထားသည်ဘယင်မသည်ငွေကက်လက်ထဲမှစပစ်သည်စိမ့်လဲကလေးကိုလှမ်းယူရင်းမိဦးရဲ့မျက်နှာကိုဝိတ်ခနဲတစ်ချက်ကြည့်လိုက်သည်မိဦးတစုံတရာပြောချင်နေသည်ကိုလည်းအကဲခတ်မိသည်မိဦးဘာပြောချင်လို့လဲဘယင်မကလက်ပွင့်ပေးသဖြင့်မိဦးကမဆိုင်မတော့ဖြေလိုက်သည်မိဦးသိချင်တာလေးမေးချင်လို့ပါသခင်မမေးလေမိပါဟုတ်လေဟုတ်မိဦးသည်ရုတ်တရက်ပြောမထွက်ပဲထင်ငေါ်နေသည်ဘယင်မကမိဦးရဲ့တခင်မနဲ့နှစ်ယောက်တည်းရှိတဲ့အခါငယ်ငယ်တုန်းကလိုလွတ်လွတ်လပ်ပြောစမ်းပါဘာကိုဒီလောက်ကြောက်ရွံ့ပြီးထစ်အနေရတာလဲမိမသာမေးစမ်းပါဒီတော့မိဦးလည်းအရေးဆုံးပြီးမေးလိုက်သည်မိဦးရင်ထဲမရှင်းတာလေးရှိလို့ပါတခင်မဘာကြောင့်ယောက်ျားတွေကိုမုန်းနေရလဲဘယင်မကပြုံးလိုက်သည်ယောက်ျားတွေကိုမမုန်းပါဘူးမိဦးရဲ့တခင်မမုန်းတာကတရေခစ်တရာကဒုရဘောင်တယောက်တည်းပါဒါဆိုတခင်မရဲ့နန်းဆောင်တွေကိုဘယ်ယောက်ျားမှဝင်ခွင့်မပြုတာကောဒီမင်းကိုဖြေဖို့မမေဆန္ဒမှုခိရဲ့နှောင့်ပြစ်မတန်းကိုကိုကရတော့မှာပဲခမဲတော်စုလတမဝါနဲ့မမေဆန္ဒမှုခိတို့ရဲ့ရင်းနှီးကျွမ်းဝင်မှုဟာတန်ရုံးစင်ကစားခဲ့တယ်ဆိုတာမျိုးသိတယ်နော်မမေဟာတခင်မရဲ့ခမဲတော်ပြက်လာမဲ့စုလတမဝါကိုစိတ်ကူပေးရင်တန်ရုံးစင်ကျိုးတွေတရပြီးတရတိုးပွားလာတယ်မမေဟာဘလောက်အနွန်နာခံခဲ့တယ်လဲဒါပေသည်စုလတမဝါဟာအမြင့်ကိုရောက်လာတဲ့အခါမမေကိုမချီးမြှောက်ပဲဒုတဘောင်ရဲ့မဲတော်ကိုသာချီးမြှောက်ခဲ့တယ်ဒါဟာမမေပေါ်တစ္ဆာမဲ့တာပဲရက်ဆက်တာပဲနိုင်ထက်ကလေးကျင့်တာပဲမဟုတ်လားဒီပြည်နဲ့ကြောမှကြောက်လို့ယောက်ျားတွေနဲ့ကင်းတယ်များကင်းအောင်နေတာပါတန်ရုံးစင်ဆိုတဲ့ကျိုးဟာ
ငင်မိရင်နှင်မှုအင်မတန်ခက်ခဲတယ်မိဦးကိုရန်တော်တမှုကြီးနန္နာကြတော့ချွန်းချက်ပေါ့နော်မေးထိုက်တဲ့မိကုံးမေပဲပန်ထရာဘရင်မရဲ့ဘဝအစကိုပြန်ကြည့်ကြရအောင်ပန်ထရာဖြစ်လာမဲ့ပေတနိုမင်းသမီးလေးဂုံမဝတီရွှေနန်းတော်ကိုရောက်တော့မိဦးနဲ့မောင်ကြီးနန္နာတို့ကိုဦးဆုံးတိကျွမ်းခင်မင်ခဲ့ရတယ်သူ၃ယောက်ဟာသွားတူလာတူကစားတူကြီးပြင်းလာခဲ့ကြတာမှတ်မိတယ်နော်မောင်ကြီးနန္နာဟာတခင်မကိုကလေးဘဝတည်းကအခုကြည့်စောင့်ရှောက်လာခဲ့တယ်နမကလေးအရင်တယောက်လိုချစ်ခင်ခဲ့တာမိဦးသိပါတခင်မဘက်ကလည်းအကိုရင်းမရှိတဲ့ဘဝမှာအကိုတယောက်ကောက်ရတယ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့တယ်နမနဲ့မောင်ကြီးဆိုတဲ့အတီဟာဒုနှစ်ယောက်ကိုစီးနှောင်ပေးခဲ့တဲ့မြစ်တာနှောင်ကြိုပဲမောင်ကြီးနန္နာကိုလေးစားခင်မင်နာဟာသူ့ရဲ့ကိုနေခံထားတင့်တယ်လို့လည်းမဟုတ်ဘူးဥပဒေရုပ်ကောင်းလို့လည်းမဟုတ်ဘူးသူ့ရဲ့စိတ်ရင်းစေတနာကောင်းတဲ့အတွက်သစ္စာရှိတဲ့အတွက်လေးစားချစ်ခင်တွေ့တာခဲ့တာပဲတခင်မရဲ့စိတ်ဟာမောင်ကြီးနန္နာအပေါ်မှာကာမဂုဏ်စိတ်နဲ့ချစ်လို့တဲ့စိတ်မျိုးမဟုတ်ဘူးဆိုတာရဲရဲကြီးအာမခံဝင်နေမောင်ကြီးဘက်ကလည်းဒီအတိုင်းပဲတန့်စင်မယ်လို့တခင်မယုံကြည်တယ်မိဦးအခုလိုစိတ်ရှိလက်ရှိရှင်းပြတာကိုကျေးဇူးတင်ပါတယ်တခင်မဗျာမိဦးကြောင့်တခင်မပင်ပန်းသွားပြီခိတ္တအနာယူတော်မူပါအောင်ဟုဆိုကဘယင်မအတွက်မိအောင်တော်များပြင်ဆင်ပေးသည်ဘယင်မလည်းခိတ္တမြတ်တာအနာယူသည်နေညီလာကန်ချိန်နီးပြီမို့ခမ်းမဆောင်ကြီးစီတို့ကြွလန်းတော်မူသည်အခန်း15ပန်ထရာပြည်၏လျှို့ဝှက်ချက်နမ်းမြင့်မျောစဉ်ထက်တွင်တာဝန်ကျသောယူဇာသည်ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်၏ဗိဇန်တို့မြို့သည်မြို့ရိုးအောက်ခြေတွင်ပြပြဝစ်ဆင်နေသည်တောင်ဝမ်းမျက်နှာသို့လှမ်းကြည့်တွင်သူ၏မျက်စိအာရုံထဲ၌တစုံတရာကိုမြင်လိုက်သည်ထိုရာသီငြိမ်သက်မနေပါဗိဇန်တို့နန်းတော်စီသို့ဥတီထားသောလမ်းမကြီးအတိုင်းလျင်မြန်စွာရေရလာနေသည်ကိုတွေ့ရသည်အလံဝေလွန်သဖြင့်တဲတဲကွက်ကွဲမသိရကြည်နေမှမြင်းတစည်းပြကြောင်းသိရသည်အတန်ငယ်ကြလျင်မြင်းခွာတန်းကိုပင်ကြားလိုက်ရသည်ညီလာခံခမ်းမအတွင်းရှိဘယင်မနှင့်တကွပရိသတ်အလုံးလည်းမြင်းခွာတန်းကြားသဖြင့်နားဆိုင်လိုက်ကြ၏ကိုရန်တော်တက်မှုကြီးနန္ဒသည်ဘယင်မထံခွင့်ပန်ပြီးခမ်းမကြီးထဲမှထွက်လာသည်ပြီးနမ်းမြင့်မျောစဉ်ရှိရာသို့လှမ်းလိုက်သည်တက်မှုကြီးနန္ဒမျောစဉ်ထက်သို့တက်လာသည်ကိုယူစာသိလိုက်သည်သို့သောမျက်ခြေပြတ်သွားမည်ဆိုသဖြင့်လှည့်မကြည့်ပဲပြောလိုက်၏မြင်းစီဒုံဆိုင်လာနေပါတဲ့တက်မှုကြီးနန္ဒလည်းလှမ်းကြည့်လိုက်သည်မြင်းကြီးသမား၏လက်ထဲမှလှမ်းနေသည်နေရောင်နှင့်လက်ခနဲလင်းသွားသည်အလံဝင်နေသဖြင့်မိသူမိဝါတဲတဲကွက်ကွဲမမြင်ရသေးပေတဖြည်းဖြည်းနီးလာသဖြင့်တဲတဲကွက်ကွဲမြင်ရသည်အလိုတောင်တကားမှုဘောစိတ်တာပါလားကိုယ်တိုင်ဒုံဆိုင်လာဝန်ထောက်ရင်အကြောင်းထူတော့ရှိပြီတမှုကြီးနန္ဒသည်ပြောပြောဆိုဆိုမျောစဉ်ထက်မှအပြေးဆင်းသွားသည်တမှုကြီးနန္ဒနှင့်တောင်တကားမှုဘောစိတ်တာတို့ညီလာခံခမ်းမရှိတွင်ဆုံကြသည်ဘယင်မ၏ရှေ့တော်မော်သို့ရောက်လေရောက်ချင်းဘောစိတ်တာကတင်လျှောက်လိုက်သည်တရီခရရတကြီးချီတက်လာပြီးဖြစ်ကြောင်းမှတခင်မဖေဟာမျောလင့်ထားတဲ့အတိုင်းရောက်လာကြပြီကိုရံပယ်ချောင်းတစ်ဖက်ကရောက်ကြပြီလားမရောက်သေးပါတခင်မတစ်ဖက်ကမှစက်သားရဲ့တရင်ပို့ချက်အရာဒီနေ့နေမွေမီရောက်နိုင်ပွဲရှိကြောင်းပါကောင်းပြီအခုချက်ချင်းပြူစစ်တီတော်များကိုတက်လှန့်နှိုးဆော်စေဟုအမိန့်တော်ချမှတ်ပြီးတဲ့နေ့ဘယင်မလည်းအတွင်းတော်သို့ဝင်တော်မူသည်ဤတွင်ပန်ထရာပြည်ကုကွဲကာကွယ်မှုဆိုင်ရာမြို့တော်ဝန်စစ်ပတ်ဆိုင်ရာဒေနာပတိကြီးများဗျူဟာမှူးများရံပယ်ရေတကားများဆိုင်ရာဝန်ကြီးကိုရန်တော်တက်မှုကြီးစသူတို့အားလုံးတာဝန်တည်တည်ထမ်းဆောင်ရန်ခမ်းမကြီးထဲမှထောက်ကားသွားကြသည်မကြမီပင်စစ်တဘိုးသည်များသည်ပေတနိုတစ်မျိုးလုံးပန်ထရာပြည်တစ်ပြည်လုံးသို့ပြန်နှံသွားတော့၏အချိန်တိုအတွင်းမှာပင်တိုက်ခိုက်နိုင်သူမှန်သမျှတာဝန်ကျနေရများတွင်လက်နက်ကိုစီအာမှန်အပြည့်နှင့်အစဉ်သင့်ဖြစ်နေကြပြီတကြီးရွယ်အိုများလူမမဲကလေးများသည်စစ်တဘိုးသည်များကိုကြားကြတဲ့ကတုန်လှုပ်နေကြသည်လူမမဲကလေးများသည်အဘွားအိုအမေအိုများအနာကကတုတ်တုံများမလှုပ်ဝင်ကြအဘွားအိုအမေတို့ကမူဘယင်မအတွက်ပန်ထရာပြည်အတွက်မိမိတို့လင်သားမောင်ပွားများအတွက်စစ်တီတော်များအတွက်တွတ်ဆုတောင်းနေကြသည်အပြင်ကိုရင်တော်တမှုကြီးနန္ဒသည်ဘယင်မ၏လုံခြုံရေးအတွက်ရက်တက်မအေးသဖြင့်တောင်ဘက်မြို့ရိုးမှနန်းတော်စီသို့မြင်းကိုအပြင်းနှင်လာသည်နိုင်ရင်မြင်းကိုရောက်တော့မဟာအတုလစီတော်ဆောင်ရှိတွင်အတွင်းကိုရန်တော်တပွဲကိုတွေ့ရသည်တမှုကြီးသည်စီတော်ဆောင်အတွင်းသို့အသာလမ်းဝင်လိုက်၏ချက်မိန်ညိုဝစ်ဆင်ထားသောဘယင်မသည်အတုလစီတော်ကြီးရှိတွင်ငြိမ်သက်စွာရပ်နေသည်ကိုတွေ့ရသည်လက်ထဲတွင်စီတော်ထုကိုကင်ထား၏တကုတ်အင်အားနှင့်ပြည့်စုံ၍စူးရှတောက်ပြောင်သောမျက်လုံးစုံသည်စီတော်၏မျက်နှာပြင်ကိုစူးစိုက်ကြည့်နေသည်မှာကြောက်ရွံ့ထုအလားထင်မှတ်မှားရသည်နမ်းမြင့်မျောစဉ်ထမယူစားသည်တောင်ဘက်မြို့ရိုးရိုးမျောကြည့်စဉ်ထိပ်သို့မမိတ်မတုံကြည့်နေသည်မျောစဉ်ထက်တွင်လေတဟူးတိုက်နေတော့လဲယူစား၏နှစ်ဘူးပြင်တွင်ချွေးတွေစုပ်နေသည်
လက်မှလည်းချွေးစိတွေပြန်နေသည်ရင်ထဲမှလည်းတတိတ်တိတ်နမ်းမြင့်မျောစင်နှင့်ရံပယ်ချောင်းသည်အတော်အလှမ်းဝေးသည်နိုင်ငံတော်၏တောင်မမြို့ရိုးနှင့်ရံပယ်ချောင်းသည်မှာဒီဘက်ကမ်းကြားတွင်တတိုးကန်ရွာကိုကိုကောရွာချုပ်ကုန်းရွာစသည်ဖြင့်ရွာများရှိသေးသည်ရံပယ်ချောင်း၏ဟိုဘက်မှဘက်ကမ်းသို့တရီခစ်တရာတမယာရောက်မြောက်ကိုယူစာတောင်ဝင်ကြသည့်နမ်းမြင့်မျောစင်မှမမြင်နိုင်ပေရန်သူရောက်မြောက်ကိုတောင်မြို့ရိုးရှိမျှော်ကြည့်ခြင်းကအချက်ပေးမှသာလျင်သိနိုင်သည်ထို့ကြောင့်ယူစာသည်မျက်ထောင်မင်းမခက်ရင်အောင်စောင့်ကြည့်နေရသည်ဆောင်ရသူအဖို့အချိန်သည်ကြာညောင်းလာ၏နေလုံးကြည့်သည်ပင်အနောက်ဘက်၌တဖြည်းဖြည်းနှိမ့်ဆင်လာနေပြီထိုကဏတွင်တောင်မြို့ရိုးမျှော်ကြည့်ခြင်းမှမီးများတစ်စင်းသည်ကောင်းကင်ထက်သို့အရှိန်ပြည့်တက်သွားသည်ကိုယူစာမြင်လိုက်သည်နောက်တစ်စင်းပြီးတော့နောက်တစ်စင်းယူစာသည်စီတော်ဆောင်နှင့်ဆက်သွယ်ထားသောကြိုးကိုအကြိမ်ကြိမ်ကင်လှုပ်လိုက်လေသည်စီတော်ဆောင်အတွင်း၌ချိတ်ဆွဲထားသည့်ခေါင်းလောင်းငင်ကလေးများသည်တပြိုင်နက်လှုပ်ခတ်သွားတော့သည်မဟာအတုလာစီတော်ကြီးရှေ့တွင်ကြောက်ရွံ့ထုအလားငြိမ်သက်စွာရပ်နေသောဘုရင်မသည်ခေါင်းလောင်းသံများကိုကြားသည်နှင့်အသက်ဝင်လှုပ်ရှားလိုက်သည်စီတော်ထုကိုကင်ထားသောလက်သည်မြောက်တက်လာပြီးစီတော်၏မျက်နှာပြင်ကိုတစ်ချက်ချင်းထူလိုက်သည်ဘုရင်မ၏ယုံကြည်ချက်ဘုရင်မ၏ခွန်အားများပေါင်းစပ်ကာထုလိုက်သောစီတော်တန်သည်မုံမြေတသိမ့်သိမ့်တုံအောင်ဟိမ့်ပြီးမြည်ဟီသွားသည်မဟာအတုလာစီတော်တန်ကြီးကိုကြားသည်နှင့်တပြိုင်နက်ရံပယ်ချောင်းရေတကားမှုများသည်ရေတကားများကိုဖွင့်ချလိုက်ကြသည်ချောင်းကိုဖြတ်ရန်ချောင်းတွင်သို့ဖြတ်ပြီးဆင်းလာကြသောတရီခစ်တရာမြင့်တက်ခြေလင်တက်စင်တက်ကြီးများသည်စင်အုပ်ကြီးများအော်ဟစ်ပြေးလာတဲ့ကဲ့သို့အတန်ကြီးများကိုရုတ်တရက်ချလိုက်သည်ဖြင့်ခိတများကြောင်အံ့သွားကြသည်အတန်ကြီးများပေါ်ထွက်လာရာချောင်းများစီသို့လှမ်းကြည့်လိုက်ရာလှိုင်းလုံးကြီးများတချိန်တိုးလိမ့်ဆင်လာသည်ကိုမြင်လိုက်ကြရသည်နောက်ပြန်လှည့်ရန်ကြိုးပမ်းကြတော့လဲအချိန်မမီတော့ပြီအချိန်ပြည့်စွာလိမ့်ဆင်းလာသောလှိုင်းလုံးကြီးများသည်ရမဲချောင်းအတွင်းရှိအရာမှန်သမျှကိုတိုက်စားဝါမျိုးသွားတော့၏မြင်းများလက်မီမတ်တရက်လိုက်သဖြင့်မြင်းတီတော်များလွင့်စင်ကျသွားသည်လှိုင်းလုံးကြီးများတန်းကိုစင်တက်ကြီးပင်ကြက်ကြက်မခံနိုင်ရေတွင်မျောပါသွားကြသည်စစ်တီတော်များ၏ကဲပါယူပါတစားစားအော်ဒံများမြင်းဟိတများသည်ရမဲချောင်း၏ဤမပကံမှာပင်ကြာနေရသည်တရီခစ်တရာတအူး၏အခြေအနေကိုမျက်ဝါးထင်ထင်တွေ့မြင်ကြရသောနောက်တက်များသည်ချောင်းတွင်းသို့မဆင်းတော့ဘဲတက်ဆုပ်ရန်နောက်ကျောင်းပြန်လှည့်ကြသည်သို့သောပုံရှိုးနေသောဗေဒနိုတက်များကစီးပြီးတိုက်ခတ်ကြသဖြင့်အငိုက်မိသားကအလူးလဲခံလိုက်ကြရသည်အမောင်တို့သည်တပြေးပြေးတိတ်တဲလာ၏စောစောကတိုက်တန်ခိုက်တံများလည်းမကြရတော့ပြီရံပယ်ချောင်းအတွင်းမှအော်ဟစ်တံများလည်းဆဲသွားပြီရံပယ်ချောင်းကြီးသည်ရခင်ကအတိုင်းပြပြညင်သာစီးမြဲစီလျက်ပင်အာယုံဦးအလင်းရောင်သည်ဗေဒနိုမြို့ပေါ်သို့ပြန့်ကျက်စားပြူပြီယမန်နေ့ကလှုပ်လှုပ်ရှားရှားပြပြလှလှနှင့်ပူပန်တော့ကရောက်နေကြသည့်ဗေဒနိုသားများသည်ယနေ့မူအေးချမ်းစွာသွာလာလှုပ်ရှားလျက်လုပ်ငန်းခွင်ဝန်ထမ်းကြပေပြီကိုရန်တော်တမိုးကြီးနန္ဒာနှင့်ဘိုးစီရတို့သည်ရံပယ်ချောင်းကမ်းနဖူးပေါ်တွင်ရလျက်ချောင်းရည်ပြင်ကိုငေးကြည့်နေကြသည်နနက်ခင်းနေရောင်ကြီးသည်ရေပြင်မော်သို့ဖြာချနေသည်ချောင်းရည်သည်ယမန်နေ့ကလည်းလိုဒေါသမကြည့်တော့ပေညင်ညင်တတပင်စီးဆင်းနေ၏ချောင်းရည်ပြင်ကိုဖြတ်၍တိုက်ခိုက်လာသောရံပယ်လေးညင်သည်တမိုးကြီးနန္ဒာ၏နှာဝါကိုတို့ထိသွား၏ရခင်ကဆိုလျင်ဒီကမ်းနဖူးပေါ်တွင်ရပ်ပြီးရံပယ်လေးညင်ကိုအားရပါရရှူရှိုက်မြဲဖြစ်သည်ထိုစဉ်ကရံပယ်လေးညင်သည်အေးမြသည်လက်ဆက်သည်တန့်စင်သည်ယခုမူထို့သောမဟုတ်တော့ပြီရံပယ်လေးညင်ထဲတွင်တွင်းညီနှံများနေသည်ဟုသူထင်သည်ထို့ကြောင့်ရံပယ်လေးညင်ကိုအပတရမရှိဝင်စိတ်ထဲတွင်လည်းမတိုးမတန့်ဖြစ်နေသည်မနေ့ကတရီခက်တရာတသားရဲ့အဖြစ်ကိုစဉ်းစားမိတယ်ကျုပ်တို့လျက်ဆက်လုံးရမကြပေဘူးလားဘိုစီယတမှုကြီးနန္ဒာသည်တိုးတက်ညင်သာစွာမိလိုက်၏ဘိုစီယကပြန်ဖြေသည်ပန်ထရာပြည်ကာကွယ်ရေးအတွက်ဒီလောက်တော့လုပ်ရမှာပဲတမှုကြီးအထူးသဖြင့်ပန်ထရာဘရင်မအတွက်ပေါ့မှန်ပါတယ်ပန်ထရာဘရင်မအတွက်ကျုပ်တို့အစွမ်းကုန်ကာကွယ်ခဲ့ကြတယ်နောက်လဲကာကွယ်ကြရမှာပဲဘရင်မသာတွတ်တွတ်ပါလက်အောက်ကြာရောက်သွားရင်ပန်ထရာပြည်ဗေဒနိုးမြို့တော်ဆိုတာပျောက်ကွယ်သွားမှာပဲကျုပ်တို့ဗေဒနိုးဆိုတာလည်းရှိတော်မှာမဟုတ်ဘူးရံပယ်ချောင်းရည်သာမကယ်ခဲ့ရင်မတွေးဝင်စရာပါပဲကျွန်တော်တပ်သားတွေကတော့ဗျာတရီခစ်တရာသားတယောက်တလေမှဒီဘက်ကန်းရောက်မလာကြလို့သူတို့လက်ဆန်းမပြလိုက်ရတာနားတယ်ဆိုပြီးတက်တကောက်ကောက်နဲ့ဖြစ်နေကြတယ်ဟုပိုစီယာကပြောပြနေသည်သို့တော့သူတို့နဲ့ဝေးရာအလွန်ဝေးရာကန်းဆက်တနေရာတွင်တရီခစ်တရာသားတယောက်ကန်းတင်ကြံရင်းနေသည်ကိုသူတို့မသိလိုက်ကြပဲရှင်မရေလူလေးသေးရလာပြီဟဲ့ရေမြမြန်ခက်ခဲစမ်းမဟုအဘိုးကလှမ်းပြောသည်လာပြီတော့ဟုသောအတန်နှင့်အတူအမျိုးသမီးကြီးတယောက်ရေတစ်ခွက်နှင့်ရောက်လာသည်အဘိုးသည်ရေခွက်ကိုလှမ်းယူပြီးသူ့နှကမ်းပေါ်သို့ရေဆိုယုံမြခွက်ကိုဆောင်မိသည်သူသည်နှကမ်းပေါ်မှရေကိုရှာဖြင့်လိမ့်ယူသည်
အဖိုးကရေစက်ကြရုံများချပေးသည်နှုတ်မှလည်းအရင်မလိုနဲ့လူကလေးဘဘဖြည်းဖြည်းချင်းချပေးမယ်ဟုဆိုကတပြေးပြေးချပေးသည်ရေခွက်တစ်ဝက်ခန့်ကုန်သွားသည့်အခါအဖိုးကရက်လိုက်ပြီးရေခွက်ကိုဘေးမှချထားလိုက်သည်သူသည်အားကောင်းနေချောက်ပြီးအငမ်းမရရေတောက်လိုသည့်အာသာဆန္ဒပြေးသွား၏အကောင်းထဲမှလည်းအနှဲငယ်ကြည်လင်လာသည်အဘကျွန်တော်အခုဘယ်ရောက်နေသလဲဟုသူမေးလိုက်၏လူလေးအခုရောက်နေတာရံပယ်ချောင်းကဘာပေါ်ကအဘရဲ့တဲပေါ်မှာပေါ့ပန်ထရာဘီအနောက်ဘက်မြို့ရိုးနာမှာလေအဖိုး၏စကားကိုကြားသည်နှင့်တိတ်တသည်ဟင်မဖြစ်ဘူးဟုဆိုကာယုံထားသည်သို့တော့ဘယ်ဘက်ပကုံးမှာစုခနဲ့နာကျင်လုံးသဖြင့်မထနိုင်အဖိုးကလည်းမထနိုင်အောင်လူလေးပကုံးမှာတန်ရရထားလို့အဘဆေးစီးပေးထားတယ်ဒီအတိုင်းပဲလဲနေဟုဆိုသည်သူသည်မျက်လုံးမိတ်ကမှိတ်နေရင်အိပ်ပျော်သွားသည်မိမြကြာသွားသည်မသိစကားပြောသံများကြားသဖြင့်မျက်လုံးမိတ်ထားရင်နားဆွင်လိုက်သည်ဖြစ်ပါမလားကိုရင်ကျုပ်တော့ကြောက်တယ်တော်ကြာမင်းပြစ်မဲတန်သိနေပါအောင်မယ်တော့ရန်သူဘက်တော်သားကိုကဲတင်ထားရမို့အပြစ်ကြီးမှန်းကျုပ်တည်ရဲ့ဒါပေတိရေမျောကန့်တင်အသက်မသေးသေးတဲ့လူတစ်ယောက်ကိုတွေ့တော့ကျုပ်စိတ်ထဲရန်သူလို့မမြင်ဘူးရှင်မရေလူသားတစ်ယောက်လိုပဲမြင်တယ်အသက်တစ်ချောင်းကဲကောင်းနဲ့တွေ့ပြီးကျုပ်ခဲခွာလာတာပဲဒီကိစ္စကကျုပ်နဲ့ရှင်မနှစ်ယောက်ထဲသာသိတာရှင်မနှုတ်လုံဖို့ပဲလိုတယ်ခြေရလက်ရလေးလည်းဖျောက်ထားပြီးမို့တိတ်မကြောက်ပါနဲ့တဲအိမ်ကြီးချင်းနေတွေ့သွားတော့လဲအောက်ပြီးအောက်ရွာကကျုပ်တူသားလို့ပြောလိုက်တာပေါ့အင်းလေဒီလိုပဲပြောရတော့မှာပေါ့အဖိုးနဲ့အမေတို့တိုးတိုးလေးပြောနေကြတော့လဲသူကြားနေရသည်ဒဏ်ရာမရှိတော့လည်းဖြင့်သူ့ကိုယ်သူစမ်းလိုက်သည်သူ့ဝိစားများမဟုတ်တော့အဖိုးကအရက်ဝိစားများနဲ့လဲလှယ်ပေးထားကြောင်းသိလိုက်သည်သူမျက်လုံးဖွင့်ကြည့်လိုက်၏တဲကလေးအတွင်းမှာအလင်းအောင်တော်ပင်အားနေနေပြီပကုံးမတန်ရသည်စောစောလိုစူးစူးရဲရဲမနာတော့ပဲအတော်တက်တာနေပြီသူထားထိုင်ရန်လူးလွန်လိုက်၏သူလှုပ်ရှားတဲ့ကြောင့်အဖိုးကလူလေးနိုးပြီလားဟုဆိုကချက်ချင်းအနာရောက်လာသည်အဖိုးကကိုကြီးပြီးထူဝေးသဖြင့်သူကောင်းစွာထိုင်နိုင်သည်ဒီချိန်မှာအဖွားအိုသည်မြေပကံလုံးတစ်လုံးနှင့်သူတို့အနာရောက်လာသည်အငွေတစ်ထောင်လောက်ထနေတော့ဆံမြုပ်တစ်ပကံဆံမြုပ်ပကံကိုမြင်တော့မှပင်စာရကောင်းမှန်းတည်လာသည်အဖွားအိုကကဲဆံမြုပ်ပူပူလေးတောင်းလိုက်အောင်အရှိသွားအောင်ဟုဆိုကကံမိသည်အဖွားအိုတိုက်ကျွေးသောဆံမြုပ်သည်သူ့တသက်တာတွင်အရသာအရှိဆုံးဖြစ်၏ခဏကြာတွင်အဖွားအိုသည်မြေရည်နှင့်ကြရားကြီးယူလာပြီးမြေပကံခက်ဆဆောက်ထဲမှအခါးရည်ကိုငှဲ့ထည့်ပေးသည်သုံးယောက်သာအခါးရည်တောက်ကြသည်စကားတခွန်းမှမပြောကြအဖိုးသည်အခါးရည်ကုန်သည့်အခါထက်ငယ်ထည့်ပြီးယခုလိုစကားဆသည်လူလေးကမျက်နှာစိမ်းဆိုတော့ဘယ်သူပဲဝါဆိုတာအဘတို့ကိုပြောပြပါဦးအဘမမေးခင်ကကျွန်တော်ပြောပြတင်ပါတယ်တွေ့ဝေနေလို့ဖွင့်မပြောမိတာခွင့်လွှတ်ပါဗျကျွန်တော်ကတရေခက်တရားသားဆိုတာတော့အဘသိပြီးသားပါအတိအကျပြောရရင်တရေခက်တရားမြင်းတက်ကမြင်းတီတော့တိတ်တာပါရံပယ်ချောင်းကြီးရဲ့ရေအဟုတ်တန်ကိုကျွန်တော်တို့တရေခက်တရားသားတွေအလူးလဲခံကြရတာအဘသိမှာပေါ့ကျွန်တော်ဖြင့်တသက်နဲ့တကူတခါမှမကြုံဘူးအဘရာအေးကွဒီရံပယ်ချောင်းကြီးရဲ့ရေအဟုတ်တန်ကိုဘယ်သူမှအန်တူလို့မရဘူးလူလေးရဲ့ကံကတော့အင်မတန်ထူးခြားပေတာပဲပန်ထရာဘီရဲ့ရန်သူဒုတပောင်မင်းရဲ့ဘတ်တော်သားကိုအဘကဲတင်ထားတာအင်မတန်အပြစ်ကြီးလေးတယ်ဒါဖြင့်ဘာကြောင့်ကဲတင်ထားသလဲလူလေးသိလားဟင်ကျွန်တော်မသိဘူးအန်အောနေတာတော့အမှန်ပဲဟုတ်တယ်အန်အောစရာပဲလူလေးကိုမြင်လိုက်တော့အဘရင်ထဲမှာလှိုက်ကနေဖြစ်သွားတယ်ရန်သူဘတ်တော်သားရဲ့လို့သဘောမထားရဘူးလိတ်လို့မရှိရဘူးဘယင်မလက်ထဲလည်းမအပ်ရဘူးငါသားလေးသာဆိုရင်ဆိုတဲ့အတွေ့ကလေးဝင်လာပြီးလူလေးကိုထမ်းခဲ့တော့တာတဲချင်းကအလံဝေးတော့ဘယ်သူမှမသိလိုက်ကြဘူးအဲ့ဒါလူလေးရဲ့ကံပဲဟုတ်ပါတယ်ကျွန်တော်မှအဖပေးတဲ့အသက်ပဲရှိပါတော့တယ်ကြာနေရင်လူတွေရိပ်မိကုန်မှဆိုတယ်ပါပြီးတော့လေဆုတ်ခွာသွားတဲ့တရေခက်တရားတက်တွေထဲမှာကျွန်တော်ပါမလာရင်အမေငိုနေတော့မှာပဲပူပင်တော့ကရောက်တော့မှာပဲအမေတခုခုဖြစ်မှကျွန်တော်တိတ်ဆိုရင်းနဲ့ဒါကြောင့်ကျွန်တော်မနှက်ပြန်ပဲပြန်မတော်ရမယ်အဖိုးကခေါင်းကိုညှင်သာသာရမ်းရင်တွေ့တွေ့ဆဆပြောလိုက်သည်မဖြစ်သေးဘူးလူလေးမဖြစ်သေးဘူးအခုလောလောဆယ်ပန်ထရာတက်တွေကတရေခက်တရားသားတွေကိုတောနေမိရှာနေတာလူလေးပြေးမလွတ်နိုင်ဘူးပြီးတော့ဒီလောက်ဝေးလံတဲ့ခရီးကိုဒီတန်ရအနာရကြီးနဲ့တွားလို့ပဲဖြစ်မလဲတန်ရပြအောင်တော့နေလိုက်ပါအောင်အဖိုးအချောင်းပြချက်မှန်ပါသည်ယခုလိုချိန်တွင်မျက်နှာစိမ်းတန်ရအနာရနဲ့လူတယောက်ကိုတန်တရားမရှိပဲနေမည်မဟုတ်ပါထို့ကြောင့်အဖိုးကိုစကားကိုနာခံလိုက်သည်တိတ်တသည်အဖိုးကိုစိုက်ခင်းနဲ့ဆင်းလျင်အတူလိုက်သွားသည်အဖိုးကိုတားမြစ်နေသည့်ကြားမှပင်ဝင်ရောက်ကူညီသည်အဖွားကိုရဲ့မိဖို့ကြောင့်ကိစ္စများကိုလည်းကူညီလောက်ကင်ပေးသည်ဒီနည်းဖြင့်အဖိုးကိုမောင်နှံတို့၏ချစ်ခင်မှုယုံကြည်မှုကိုအရယူခဲ့သည်ပခုံးမတန်ရလည်းပျောက်ကင်းသွားပြီဒီအချိန်မှာအဖိုးနှင့်အတူ
ရွာစင်လိုက်ပြီးခြံထွက်တင်းညံများကိုကုညီရောင်းချပေသည်ဒီလိုတွားရင်လာရင်ပန်ထရာပြည်အကြောင်းတစိတစောင်းမေးမြန်းစုံစမ်းသည်မေးပါများတော့စကားရရှိသည်သူသိခဲ့သည့်သတင်းများမှာတရီခေတ္တရာဘရင်ဒုတပေါင်းမင်းကြီးအတွက်အဘိုးမဖြတ်နိုင်သောသတင်းများဖြစ်၏တရီခေတ္တရာတို့ပြန်ရန်အချိန်တန်ပြီကြောခိုင်းထွက်ခွာသောဒိတ်တာကိုငေးကြည့်ရင်အဘိုးအိုမောင်နှံတို့မှမျက်ရည်ဆန်းဆန်းနှင့်လွှမ်းလိုက်ကြသည်သို့သောဒိတ်တာဆိုသည့်ခြေနှချောင်းနှင့်နရွက်တို့ကဲ့တင်မိသည်ဖြင့်ပန်ထရာပြည်ကြီးအနေအစိုးနှင့်ကြုံတွေ့ရတော်မူကုန်မူကားယူသားလာသောအဘိုးအိုမောင်နှံတို့မသိရှိခဲ့ကြလေဟာဒိတ်တာမင်းမသိဘူးနော်အပေါင်းအသင်းရောင်းရင်းများကဝမ်းသာအားရနှုတ်ဆက်ကြသည်ဒိတ်တာကပြန်လည်ပြေးကြသည်သို့သောစကားတန်မရှိဝင်သေးပေရံပယ်ချောင်းကမ်းပါတွင်ခိတ္တနာကိုရိုက်စဉ်ကတည်ရှိခဲ့သည့်ပန်ထရာပြည်၏လျှို့ဝှက်ချက်ကိုဒိုးတပေါင်းမင်းကြီးထံတင်လျှောက်ရန်အရေးကြီးနေသည်မိခင်အိုကြီးထံဥစွာသွားရောက်လိုသည့်ဆန္ဒကိုပင်အတင်းချိုနေကနန်းတွင်တို့အရင်ဝင်ရောက်ခဲ့သည်သူရောက်တော့နနက်ညီလာခံပင်ဆဲတော်မည်တန်တော်စင်၏ရှောက်တင်ပေးချက်ရာယခုသူသည်ဘရင်ရှိမောက်တို့အခအစားရောက်နေရပြီမင်းကြီးနှင့်တကွပရိသတ်အားလုံးပင်ဝမ်းပန်းတတာနှုတ်ဆက်ကြသည်မေးကြမြန်းကြသည်အထူးသဖြင့်ပဇင်းညိုတို့သည်အသက်မတည်ပြန်ရောက်လာသောဒိတ်တာကိုအံ့ဩဝမ်းသာစီးကြိုမေးမြန်းကြသည်ဒိတ်တာကရံပယ်ချောင်းကမကနေအဘိုးအဘွားကိုလင်မယားသူ့ကိုကဲတင်ခဲ့သည်မှအစားတရီခေတ္တရာတို့ရောက်လာသည့်အထိဖြစ်ကြောင်းကုံစင်ကိုဘရင်မင်းမြတ်အားတင်လျှောက်သည်နောက်ဆုံးတွင်ဒိတ်တာကမင်းကြီးနှင့်ပဇင်းညိုတို့သုံးဦးကိုသာတည်စီလိုသည့်တရင်တရက်လျှောက်ထားလိုပါကြောင်းတင်ပြသည်တို့ဖြင့်ညီလာခံဆဲလိုက်သည်ပဇင်းညိုတို့မှလွဲ၍ကြံပရိသတ်များအားလုံးကိုအိမ်သို့ပြန်စေသည်ညီလာခံခမ်းမကြီးတကားပြန်ပိတ်သွားပြီးဘရင်မင်းမြတ်ပဇင်းညိုသုံးဦးသာကြံရည်သည်ဒီတော့မှဒိတ်တာကသူရရှိခဲ့သည့်တရင်ကိုလျှောက်တင်သည်မှန်လားပါဘုန်းတော်အလွန်တရာကြီးမြတ်တော်မူသောမင်းကြီးဗျာပန်ထရာဘရင်မရဲ့မဟာအတုလစီတော်ကြီးတကူကြောင့်ရံပယ်ချောင်းရေရှမ်းနေဆိုတာလုံးဝမဟုတ်ပါမမှန်ပါဗျာအမှန်စင်စစ်ရံပယ်ချောင်းမှာရေလောင်ကံများရေများတုံမီထားပါတယ်ဗျာမဟာအတုလစီတော်ကြီးတိခတ်တန်ကိုကြားသည်နှင့်ရေတကားအသီးသီးကိုဖွင့်ချလိုက်ခြင်းကြောင့်ရေများအလုံးရင်းဖြင့်စီးဆင်းလာခြင်းသာဖြစ်ပါကြောင်းရှောက်တင်ပါတယ်ဗျာဒုတပေါင်းမင်းကြီးသည်တိတ်တကြီးရှောက်တင်ချက်ကိုများစွာကျင့်တတ်တော်မူသည်ဖြင့်ဆုတော်လက်တော်များပေးသနာတော်မူလိုက်၏ဒီသတင်းသည်ပြင်ပသို့မပေါက်ကြားသေးရန်လည်းမင်းကြီးကတင်းကျပ်စွာအမိန့်ပေးသည်တိတ်တခမ်းမကြီးပြင်ပသို့ထွက်သွားပြီးနောက်ဘရင်မင်းကြီးပဇင်းညိုတို့တုံးမွင့်ဆိုင်ဆွေးနွေးကြပြန်သည်ပန်ထရာပြည်ကိုတိမ့်ပိုက်နိုင်ရေးအတွက်ပဇင်းညိုတို့၏အကြံပေးတင်ပြချက်ကိုမင်းကြီးလက်ခံတော်မူသည်ရှေးလူဆောင်ပြီးလျှို့ဝှက်စီစဉ်ကိုညှိနှိုင်းဆုံးဖြတ်ကြပြီးနောက်မင်းကြီးလည်းအတွင်းတော်သို့ဝင်တော်မူသည်ပဇင်းညိုတို့သည်ပန်ထရာပြည်ကြီးကိုပြကြစေမည်လျှို့ဝှက်အစီအစဉ်ကိုအားရကျေနပ်ဖြစ်ကတယောက်မျက်နှာတယောက်ကြည့်ပြီးပြုံးလိုက်ကြလေတော့သည်အခန်း16မဟာအတုလစီတော်ကြီး၏အနာဂတ်ကျမမိုးရသည်ကုံဆုံး၍ဆောင်းဦးရာသီတို့ဝင်ရောက်စာပြုပြီးကျောင်းတင်ခန်း၏စီယိုပေါ်တွင်ຫນွေတက်လျက်ရှိသောခဝဲပင်များတွင်တင်းယုံကျူယုံများမွေသောဆဲပန်းဝဝကလေးများပွင့်လျက်ရှိသည်ဘာရသည်သည်ကျောင်းတင်ခန်းပြတင်းမှအပြင်ဘက်သို့လှမ်းကြည့်လိုက်သည်မျက်စိကမှုန်သဖြင့်နှင်းမုံများလွှမ်းခြုံထားသည့်လူသွားလမ်းကလေးပေါ်တွင်လှုပ်ရှားနေသည့်သဏ္ဍာန်များကိုမူခက်ရေးမြင်မိသည်စောစောစီစီဘသူတွေပါလဲဒေသခံတွေဆိုလျင်ဖြင့်အများအပြားနွားလဲနဲ့လာလေးရှိကြသည်ကြည့်နေရင်ကျောင်းတင်ခန်းနှင့်နီးကပ်လာရာကောင်းစွာမြင်ရသည်ဦးပြည့်ရိတ်ကဝါညူသောဖန်ရီစိုးတင်ကောင်ကိုဝတ်ရုံဝဲထားသည့်ရဟန်းတစ်ပါးမျက်လွှာချကခြေလှမ်းအစိတ်အကျဲညင်လှမ်းလာသည်ရဟန်း၏မျက်နှာမှာတည်ငြိမ်အေးချမ်းလျက်ရှိသည်ရဟန်း၏နောက်ပါတွင်ခက်ရိုးရိုးလိုက်လာသောအမျိုးသားနှစ်ယောက်အထုပ်ပိုးကိုစီနှင့်မို့ခရီးသွားဖြစ်မည်ဟုဘာရက်တကြီးကခံမှန်းလိုက်သည်ရဟန်းနှင့်နောက်ပါနှစ်ယောက်တို့သည်ကျောင်းတင်ခန်းပထဝိုင်းအတွင်း၌ခိတ္တရက်ကကျောင်းပေါ်သို့လှမ်းမြော်ကြည့်ကြသည်ထိုစဉ်ကျောင်းတင်ခန်းအောက်ထပ်မှကပ္ပိယကြီးထွက်လာပြီးအဝင်ဝါသို့သွားသည်အမျိုးသားနှစ်ယောက်နှင့်တစုံတရာပြောဆိုသည်ပြီးလျင်ရဟန်းနှင့်အမျိုးသားနှစ်ယောက်ကိုဘာရက်တကြီးထံသို့ခေါ်ဆောင်လာသည်ဘာရက်တကြီးသည်တရင်ဝမှခွာကကျောင်းလေကားစီသို့လာပြီးအာခံနုများကိုခရီးဥကြိုပြုသည်နေရာထိုင်ခင်းပေးပြီးနောက်ဘာရက်တကြီးကယခုလိုမေးတော်မူသည်အရှင်ယဟန်မြည်သည့်ဒေသကကြွလာပါသလဲသုဝနဘူမိမှလာခဲ့တဲ့ရှင်သည်ဗုဒ္ဓသာသနာတော်အလွန်ထုံးကားတဲ့သုဝနဘူမိတိုင်းကပေကိုမှန်ပါတယ်ရှင်သည်ကြီးအရှင်မောဂလိဗုဒ္ဓတာရဲ့တပည့်များဖြစ်ကြတဲ့ရှင်သောနာနဲ့
ရှင်ဥဒ္ဒရထေမြတ်တို့ရဲ့အဆက်နွယ်တွေဟာသူဝနဘူမိမှာယခုထိထင်ရှားတော့မှာပဲ။ဘာရဲ့တကြီးကတိလိုသမျှကိုမေးမြန်းသည်။ရှင်ယဟန်ရဲ့ဘွဲမြည်ဘယ်လိုခေါ်ပါသလဲ။ဘယ်ဒေသကိုကြွမလို့ပါလဲ။ကျုပ်ရဲ့ဘွဲမြည်ကတိတ်တလို့ခေါ်တယ်။ရှင်တိတ်တပေါ့။ဘန်ထရာပြည်ဗိုင်ဒန်တို့မျိုးတော်ကသာဥတီလာခဲ့တယ်။ဒီမြဝေးလံဒီအရက်ကကြွလာခဲ့တာဘလို့အကြောင်းကြောင့်ပါလဲ။ရှင်ရဲ့တကြီးဘန်ထရာပြည်ကြီးမှာသာသနာပြုလို့ရေးကြွလာခဲ့တယ်။သူတော်စင်ရှင်ရဲ့တမြန်မာနိုင်ငံကိုမြတ်စွာဘုရားရဲ့သာသနာတော်ဟာ၃ချောင်း၃သွယ်ရောက်လာခဲ့တယ်။ယောနာကဓမ္မရိတ်ခတမထေကအပယနာအတိုင်းတုံနာပရဏအတိုင်းမဟာရိတ်ခတမထေကယောနကအတိုင်းသောနာမထေနဲ့ဥဒ္ဒရမထေတို့ကသူဝနဘူမိတိုင်းတို့ကိုသာသနာပြုရောက်ခဲ့တယ်။ယောနာကမတရိတ်ခတမထေရဲ့ဆရာတပည့်အဆက်နယ်နဲ့ဓမ္မရိတ်ခတမထေရဲ့ဆရာတပည့်အဆက်နယ်တွေဟာမထင်ရှားတော့ပါဘူး။ကျုပ်တို့ရဲ့သူဝနဘူမိရောက်ရှင်သောနာနဲ့ရှင်ဥဒ္ဒမထေတို့ရဲ့အဆက်နယ်တွေကတော့ခုထိထင်ရှားတော့မှာပဲ။ဒါကြောင့်လေသူဝနဘူမိမှာဗုဒ္ဓသာသနာတော်ဟာနေအောင်ကဲ့သို့ထွန်းတောက်လျက်ရှိပေတယ်။ဗန်ထရာပြည်ကြီးဟာဗုဒ္ဓဘာသာနိုင်ငံပင်ဖြစ်တော်ညာဗြဟ္မဏဘာသာအငွေ့သက်များရောရှက်နေတာကြောင့်ဗုဒ္ဓသာသနာတော်ပါရောင်ဝါမထွန်းပနိုင်ဖြစ်နေပေတယ်။ဒါကြောင့်ဗုဒ္ဓသာသနာတော်ပုံမထွန်းကားရေးကိုရှေ့ရှုပြီးလာခဲ့ခြင်းဖြစ်ပေတယ်။ဘာရဲ့တကြီးသည်ဓမ္မဒုတအရှင်တိတ်တ၏စကားကိုကြားရသောအခါများစွာကျဉ်းနှံ့သွား၏နှလုံးစိတ်ဝမ်းကြည်နူးချမ်းမြေ့သွား၏ရေခမ်းကဆက်လက်၍ပြောသည်ရှင်ရဲ့တကြီးဟာမြင့်မြတ်သောသူတော်စင်ဖြစ်တယ်။ဗန်ထရာပြည်သူပြည်သားတို့အားထားရာကိုးကွယ်ရာဖြစ်တယ်။ပြည်သူပြည်သားများလိမ္မာရေးရှိအောင်အသိဉာဏ်ပေးတတ်တယ်။ပြည်သူပြည်သားများကုသိုလ်မျိုးတွေစိုက်ပျိုးကျဲချရာလဲရမြေကောင်းတစ်ပွဲလည်းဖြစ်ပေတယ်။ဒါကြောင့်ရှင်တကြီးရဲ့အရေးအာဝါဒကိုခိုးလုံပြီးပြုဝဲမှန်သမျှကိစ္စကိုလှုပ်ဆောင်နိုင်ဖို့ဤကျောင်းသင်ခန်းမှာတဲခုခွင့်ပြုပါယဟန်ဒီဘာရဲ့တကြီးတန်တဲခုခွင့်တောင်းပြီးနောက်မြတ်လာချကငြိမ်သက်စွာနေတော်မူသည်ဘာရဲ့တကြီးသည်ထိုယဟန်ကျောင်းပရဝုံအတွင်းသို့ဝင်လာစဉ်ကစက္ခုအိမ်ကြီးချကရင်းရန်ဖောက်ပြန်ခြင်းမရှိတည်ငြိမ်စွာရှောင်းလန်းပုံကိုတွေ့မြင်စဉ်ကပင်ကြည်ညိုပွဲကောင်းလီစွာဟုထင်မှတ်ပြီးဖြစ်ယခုဗန္ဒရာပြည်၏ဗုဒ္ဓသာသနာတော်ပုံမထွန်းတောက်စေရန်သာသနာပြုအောင်မည်ဆိုသောအခါပို၍ကြည်ညိုတရားပွားသွား၏ထို့ကြောင့်မိမိကျောင်းသင်ခန်းတွင်ကြိုက်နေတဲ့သမျှကာလပတ်လုံးတဲခိုရန်ခွင့်ပြုလိုက်လေသည်အာဂန္ဓုယဟန်သည်ထိုနေ့မှစ၍နေ့စဉ်ဗေဒနုမြို့တွင်သို့ဇွန်ခံကြွတော်မူသည်ဤသို့ကြွရာ၌လည်းတကြောင်နေသောလမ်းဖြင့်မတော်အကြောင်းကြောင့်သောလမ်းဖြင့်နေရအနှံ့သို့ဇွန်ခံကြွတော်မူသည်ကျောင်းသင်ခန်းတွင်ဇွန်ကွန်ပြည့်စုံသောရှိသဖြင့်ဇွန်ခံကြွရန်မလိုအပ်ကြောင်းဘာယတိကြီးကပြောတော်လဲလက်မခံပါကောင်းဆိုရုံမြတ်ရတတ်သမျှသောခံစောဖြစ်သာရောင်ရည်သည်သူဝနာဘူမိယဟန်သည်ဇွန်ခံကြွသည့်အခါတည်ငြိမ်စွာလှမ်းကြွသည်ကျင်းညိုပွဲအတွင်းတရံကိုမြင်တွေ့ကြရသောဗေဒနုပြုတို့သည်စီကပ်ကိုးကွယ်ကြကုန်၏စေတနာတရားထက်သန်စွာလူရန်ကြကုန်၏ယဟန်တော်ကလည်းကုသိုလ်ကောင်းမှုပွားများသည့်ထက်ပွားများအောင်အလင်းအသင့်တိုင်းတရားဟောကြ၏ကုသိုလ်ကောင်းမှုတစ်ခုခုကိုမပြုလုပ်မိရင်တနေ့ကျတော့ငါတတ်နိုင်ပါလေရသားနဲ့မပြုမိလေခြင်းလို့နောက်တပံပူပန်ပေးလိမ့်မယ်ဒီစိတ်နဲ့တည်ရင်အပင်ငရဲမြဲတယ်နောက်တစ်ချက်လူသူတော်ကောင်းတွေကအလကားလူလို့ကဲ့ရဲ့ရှုံချပေးကြလိမ့်မယ်ဒီလိုကဲ့ရဲ့ရှုံချရပံများလာတဲ့အခါသူတော်ကောင်းတွေအလယ်မှာလူရမဝင်ဖြစ်ပေတော့မယ်ဒီလိုတရားများကိုနာကြားကြရသည့်အခါယဟန်တော်နှင့်ဗေဒနုပြုအတော်များများယင်းဤခင်မင်လာကြသည်ယဟန်တော်သည်စွန့်ခံခြင်းစွန့်စားခြင်းများမှအပကြံချိန်များတွင်ကျောင်းသင်ခန်းရှိဖျားဆောင်အတွင်း၌တရားထိုင်သည်တည်နေတိုင်းမူညနေမှောင်ရီတန်းလာသည်နှင့်ရွှေရောင်တော်ဘုရားသို့ကြွသွားသည်တပည့်ကပိယနှစ်ဦးလည်းပါသည်ဒီလိုညီဦးပိုင်းနှင့်ရွှေရောင်တော်ဘုရားသို့ဘုရားဘူးလာကြသူများသည်ယဟန်တော်ကိုလည်းဥခိုက်ကြောကြသည်ယင်းဤပြီးသောဗေဒနုသူဗေဒနုသားများဆိုလျင်ရှ िख ိုးဥခိုက်ပြီးအလာဘာတလာဘာများပင်ပြောနေတတ်ကြသည်ဘုရားရင်မြင်တော်ပေါ်တွင်ဘုရားဘူးများရှင်းသလောက်ရှိပြီဆိုလျင်မျက်နှာစိမ်းမျိုးသားနှစ်ဦးရောက်လာပြီးယဟန်တော်ကပိယနှစ်ဦးနှင့်ထိုသူနှစ်ဦးပေါင်း၅ဦးတို့သည်တစုံတရာကိုဆွေးနွေးတန်မြင်မြဲဖြစ်၏ဤဒီကိုဘုရားဘူးချို့တွေ့ကြတော့လဲမိတို့မျှတန်တရားမဝင်ပေတရားစကားဆွေးနွေးကြသည်ဟုသာထင်မှန်ကြသည်ထိုမျက်နှာစိမ်းနှစ်ယောက်သည်တည်င်းနေတိုင်းယဟန်တော်နှင့်လာရောက်တွေ့ဆုံရန်ဖြစ်သည်ကိုလည်းမိတို့မျှမသိရှိကြပေသူတို့မိသူတွေနီဘာတွေဆွေးနွေးတိုင်ပင်ကြသည်နီအာယုံတက်ပေတော်မူနနက်အာယုံစွန့်ကပ်ရန်ပြင်ဆင်နေသောကပိယကြီးဥဝေလူသည်မကြာခဏကြောင်းဝင်းဝါသို့လှမ်းမြောက်ကြည့်သည်သူမျက်နှာပေါ်တွင်တစုံတရာအတွက်စိုးရိမ်ပူပန်နေသည့်တောကရိတ်ကိုမြင်နေရသည်နှုတ်မှလည်းဘာကြောင့်ခုထိမရောက်သေးပါလဲဟုတွတ်ရွတ်နေသည်မကြခင်မှာပင်လူတစ်ယောက်တုတ်နှင့်
ကျောင်းသင်ခန်းသို့ရောက်လာသည်ဟင်နွားနုမပါဘူးလားဘယ်လိုဖြစ်တာလဲဟုကပ္ပိယကြီးကမေးလိုက်သည်ပြောမပြောချင်ပါဘူးဦးဝေလူရအာယုံအမီနွားနုညှင်မယ်လို့တော့ကျုပ်ရဲ့နှူစားနာမကြီးမရှိတော့ဘူးအနီးနားမှာရှာတော့လည်းမတွေ့ဘူးဗျနွားချက်မဖွင့်ပဲပျောက်သွားလို့အံ့ဩလိုက်တာဗျာဟုမျက်စိပြက်မျက်နှာပြက်နဲ့ပြောသည်နွားပျောက်သွားမှတော့ဘယ်တက်နိုင်မလဲဗျနှုတ်ရာကူစွန့်ကပ်နေကြမှုသာမျှော်ရတာရိုးရိုးရာကူစောငါချောက်ဖို့စီစမ်းနေတဲ့ကက်လည်းဖြစ်ပါတယ်ဘာရဲ့တကြီးကတော့အကျိုးကြောင့်ရှောက်တင်လိုက်ပါအောင်ဟုကပ္ပိယကြီးကပြောကာစွန်းပွဲကိုအမြင်ပြင်ဆင်လျက်အာယုံစွန်းဆက်ကက်သည်နွားနုဒါယကဘာရဲ့တကြီးကိုအကျိုးကြောင့်ရှောက်ထားသည်အေးညကတကောင်ကြော်လောက်ကခွေးရီဦးတာနဲ့ကြုတ်ထကြည့်သေးတယ်လာမရက်ကလည်းဖြစ်မျက်စိကလည်းမွဲတော့ဘာမှမတွေ့ရဘူးခုလိုမျိုးပျောက်တယ်ရှာတယ်ဆိုတာဗန်ဒရာပြည်ဗိတ်တနုံမြို့မှာအရင်ကမရှိခဲ့ဘူးပါဘူးအတော်တော့ထူးဆန်းနေတာပဲဟုဘာရဲ့တကြီးကစင်စင်ဆာဆာပြောသည်နွားပိုင်ရှင်ကတပည့်တော်လဲဒါကြောင့်အံ့ဩနေပါတယ်ဘာရဲ့တဖေဟာဟုတင်လျှောက်သည်ဤတွင်အာဂနုကပ္ပိယတယောက်ကဒီအတွက်တော့မပူပါလေနဲ့ကျုပ်တို့ဆရာအရှင်တိတ်တာကပစ္စည်းပြောက်တွေပြန်ရအောင်လုပ်ပေးရမှာအလွန်စွမ်းသဗျာဟုနွားပိုင်ရှင်ကိုပြောလိုက်သည်နွားပိုင်ရှင်မျက်နှာသည်ချက်ချင်းကြည်လင်သွားပြီးလက်အုပ်ကြီးကတင်လျှောက်သည်တပည့်တော်အားကိုးပါရသည်ဖေဟာတပည့်တော်ရဲ့နွားမကြီးအခုဘာမှရှိတယ်ဆိုတာတွက်ချက်ပေးပါဖေဟာအာဂနုယဟန်အရှင်တိတ်တာကဒီအတွက်တော့မစိုးရင်တဲ့တကားကြီးကျုံနဲ့တွေ့လို့ကတော့တကားကြီးရဲ့နွားပြန်ရပြီသားမှတ်ပေတော့ဟုရေရဲကြီးအာမခံလိုက်သည်ယာကုစွန်ပုံပေးပြီးလေပြီအာဂနုယဟန်တော်သည်လက်နှစ်ဘက်ကိုဆင်ခြင်အောင်စီးသည်ဖះရှိရင်ထိုင်ကဖះရှိခိုးသည်ပြီးလျင်ထဝဲပွဲခွေလျက်မျက်လုံးစုံကိုအသာမိတ်ကရင်သက်စွာထိုင်နေတော်မူသည်ဘာရဲ့တကြီးမှဆ၍ကျောင်းတင်ခန်းရှိလူအလုံးယဟန်အပေါ်တွင်သာအာယုံစူးစိုက်လျက်ကြည်နေကြသည်ရှင်ထဲမှာလည်းယုံကြည်ချက်မျှော်လင့်ချက်အပြည့်နှင့်ခိတ္တမြအကြတွင်ယဟန်တော်သည်မျက်လုံးမိတ်ထားလျက်မှပင်ယခုလိုမိန့်ကြသည်အင်းတကားကြီးရဲ့နွားမကြီးမှာဘာအန်ရဲမှမရှိပါဘူးရွှေအောင်တော်ဖះရဲ့အရှိမြောက်ဘက်မှာရှာလေမုတ်ချတွေ့ရမယ်နောပိုင်ရှင်တကားလည်းဝမ်းသာအားရဖြင့်တင်မဗျာတင်မဗျာဟုဆိုကာဦးတုံးငိန်ချလျက်ကျောင်းသင်ခန်းပေါ်မှာကြိုက်ကြရိုက်ဆင်းသွား၏အမှန်တကယ်ပင်ယဟန်တော်ဟောလိုက်သည့်အတိုင်းပန်ထရာဘရင်မှတေထားကိုွယ်သောရွှေအောင်တော်ဘုရားအရှိမြောက်ဘက်ရှိတောငယ်အဆက်တွင်နွားကိုပြန်တွေ့ရသည်ထိုသတင်းသည်ဗိတ်တနိုးတစ်မျိုးလုံးပြန့်နှံ့သွားတော့၏တက္ကမများလည်းပုံမူကြီးညိုတရာပွားကစက်ကပ်ကိုွယ်လာကြကုန်၏ဒီလိုနှင့်လာချခန့်လာဝခန့်အကြတွင်ကျွဲနွားမြင်းစသည်တို့ပျောက်ကြပြန်၏ရုပ်ဆအစုံကြက်ငှက်ဘဲစသည်တို့ပါပျောက်ကြ၏ပျောက်ကြတိုင်းလည်းအာဂန္ဓုယဟန်အရှင်တိတ်တထံလာရောက်မေးမြန်းကြသဖြင့်ဘာရတိကြီးကြောင်းတင်ကံမှာစီကားနေတော့သည်ဗိတ်တနိုးပြူချင်းချင်းတွေ့ကြလျင်ကြားပြီးပလားဘာရတိကြီးရဲ့ကျောင်းမှာတဲခုန်နေတဲ့သူဝနဘူမိကယဟန်တစ်ပါးအကြောင်းလေကျွဲပြောက်နားပြောက်ပစ္စည်းပြောက်တွေကိုတွက်ပေးတာမှန်ဆိုပဲဟုမေးကြမြန်းကြပြောဆိုကြသည်ဒီတော့အမေးခံရသူကကျုပ်တို့ပြူပညာရှိတွေကနက္ခတ္တရာနဲ့လောကီပညာတွေကိုတစ်ဖက်ကန်းကတွန့်ကြွကြတာကလားကောင်းကင်နက္ခတ်တာယာဂျုံနေဂျိုသွားတွေကိုကြည့်ပြီးလူတွေရဲ့ကောင်းကျိုးဆိုးကျိုးနိုင်ငံတော်ရဲ့ကောင်းကျိုးဆိုးကျိုးတွေကိုတွက်ပြနိုင်တယ်အခုသူဝနဘူမိယဟန်တော်ကဒီလိုတွက်ချက်ပြတာမဟုတ်ဘူးတဲ့မျက်စိကိုမဲအာယုံယူပြီးဟောကိန်းထုတ်တာဆိုပဲသူတိတမယပြောပြသည်တနေ့ခန့်အတွင်းမှာပင်သူဝနဘူမိယဟန်တော်၏ဂုံသတင်းသည်ဟိုးဟိုးကြော်လာ၏တာမန်လူအတိုင်းဝိုင်းအတွင်း၌သာကြော်ကြားနေသည်မဟုတ်ပါဗိတ်တနိုးနန်းနှင်းသူများမှာပါအကြမှာပင်ထင်ပေါ်ကြော်ကြားလျက်ရှိနေပြီနောက်ဆုံးတွင်ဘယင်မနာတို့ပင်ပေါက်ကြားသွားလေတော့သည်ဘယင်မလည်းယဟန်တော်၏တီလာတမာတိပညာကြီးမားပုံကိုကြားရလျင်ဘူးမြော်လိုသောဆန္ဒဖြစ်ပေါ်လာသည်သူဖြင့်ခမဲတော်ဘာရတေကြီးနှင့်သူဝနဘူမိယဟန်တော်တို့ကိုနန်းတော်သို့ဆွမ်းစားပင်ဖရန်ကိုရန်တော်တက်မှုကြီးနန္ဒာကိုတာဝန်ပေးလိုက်သည်တက်မှုကြီးနန္ဒာသည်ကျောင်းသင်ခန်းသို့တွားရောက်ပင်ဖသည်မှအစဆွန့်ကပ်ပြီးကျောင်းသင်ခန်းသို့ပြန်လည်ပို့ဆောင်နေသည်တာဝန်ယူဆောင်ရွက်ပေးသည်ဆွန့်ကပ်ပြီးနောက်ယဟန်တော်ကစွန်အနုဘောဒနာတရားဟောကြားသည်တရားဟောကြားနေစဉ်ယဟန်တော်၏သူဝနဘူမိလေးတန်ထဲတွင်ပြူလေးတန်ပါလာသဖြင့်တရားနာနေသောတက်မှုကြီးနန္ဒာသည်ယဟန်တော်ကိုစက္ကနဲ့မော်ကြည့်လိုက်မိသည်ဤဒီကိုယဟန်တော်ကမြင်လိုက်၏တက်မှုကြီး၏စိတ်ထဲတွင်ယဟန်တော်သည်သူဝနဘူမိသားစစ်စင်မှဟုတ်ပါလေစားဟုတန်တရားဝင်လာသည်သို့သောဘာရတိကြီးကိုယ်တိုင်တန်တရားကင်းစွာယုံကြည်ကိုးကွယ်နေသည်မဟုတ်ပါလားယခုဆိုလျင်ဘယင်မပဲယဟန်တော်ကိုများစွာကြီးညိုစည်းကမ်းနေပေပြီဒီတော့သူ့တန်တရားကိုထုတ်ဖော်ပြောဆိုရင်မဖြစ်ကြောင်းနားလေသဘောပေါက်သည်ဘယင်မသည်မကြခင်မှာပင်ခမဲတော်ဘာရတိကြီးနှင့်ယဟန်တော်ကိုဆွန့်လွတ်ကြွေပြန်သည်စွန်ပုံပေးပြီးနောက်ဘယင်မကယခုလိုလျှောက်တင်သည်အရှင်ဖေဟာဗိတ်တနိုးမျိုးသူမျိုးသားများစီကမတရားခိုးယူသွားတဲ့ပစ္စည်းများကို
ပြန်လည်ရရှိအောင်အရှင်ဘုရားဆွမ်းဆောင်ပေးကြောင်းကြားသိရပါတယ်။တပည့်တော်တို့ပန်ထွာပြည်ကြီးကိုမတရားသိမ်းပိုက်လိုတဲ့ရန်သူများမကြံစီနိုင်အောင်လဲဆောင်ရွက်ပေးစီလိုပါတယ်ဗျာ။ယဟန်တော်ကချက်ချင်းမေးလိုက်သည်။ပန်ထွာပြည်မှာရန်သူအပေါင်းကိုရေရင်မျောပြီးပျက်စီးစေနိုင်တဲ့မဟာအတုလစီတော်ကြီးရှိနေပြီမဟုတ်ပါလား။မှန်လားပါ။မဟာအတုလစီတော်ကြီးဟာရန်သူများရေရင်မျောပါတော့အောင်ဆွမ်းဆောင်ပေးနိုင်ပါတယ်ဗျာ။ဒါပေသည်ရန်သူများမကြာခဏလာရောက်နှောက်ယှက်တဲ့အတွက်စိတ်တော်ကရောက်ရပါတယ်။တပည့်တော်လိုရရန်သူများလာရောက်နှောက်ယှက်ခြင်းမပြုနိုင်အောင်စီမံပေးစီလိုပါတယ်ဗျာ။ယဟန်တော်သည်ချက်ချင်းပြန်မပြေပြီ။မျက်လုံးမိတ်ကခိတ္တမြနေပြီးမှဘယင်မကိုမကြည့်ပဲတည်ငြိမ်စွာမိန်တော်မူသည်။ဒါယကဘယင်မကြီးလောကမှာမြင်နိုင်ခဲ့သိနိုင်ခဲ့တဲ့တတိတူများရှိတယ်။တတိဆိုတာစွမ်းအားပဲ။အဲ့ဒီစွမ်းအားကိုပဲတကူလို့လည်းမှတ်ယူကြပြန်တယ်။တတိဒါမှမဟုတ်စွမ်းအားဒါမှမဟုတ်တကူကိုရေရာသိမြင်ပြီးမိမိမှာအဲ့ဒီတတိစွမ်းအားဖြစ်တည်လာအောင်ကျင့်သုံးစောင့်တည်နိုင်သူဟာတကူရှင်ဖြစ်ရောက်ရှိလာသည်အဲ့ဒီတကူရှင်ဟာလောကမှာဖြစ်နိုင်ကောင်းတဲ့အရာခက်သိန်းကိုဖန်တီးပေးနိုင်ပါတယ်ဘယင်မ၏မျက်ဝန်းပေါ်မှာမြုံလင်းချင်းရောင်ကြီးသည်ဖြတ်ကနေတောက်ပသွား၏ချက်ချင်းမေးလိုက်သည်အရှင်ဘုရားဖန်တီးပေးနိုင်တယ်လို့ဆိုလိုပါသလားဗျာမှန်ပြီတယ်မြည်သူမြည်ပုံဖန်တီးပေးမယ်ဆိုတာမိန့်တော်မူပါဗျာရဏနာသုံးပါးဥဒိဋ္ဌာက3ရက်တိတိအဋိဋ္ဌံဝင်ပြီးမဟာအတုလစီတော်ကြီးကိုထိတ်ထိတင်ပေးပါမယ်ဤတွင်စွန့်ကပ်ပွဲသို့တက်ရောက်လာကြသောပညာရှိကြီးများမူမတ်ကြီးများစစ်တေနာပတိကြီးများကိုရဏတော်တမှုကြီးစသူတို့သည်မဟာအတုလစီတော်ကြီးတို့ကြားလိုက်သည်နှင့်လှလှရှာရှာဖြစ်သွားကြသည်ပညာရှိတတ်တော်ရှိဘိုးဘိုးကစတင်ကန့်ကွက်သည်ဘိုးဘိုးကန့်ကွက်ပါတယ်ဘယင်မဒီမဟာအတုလစီတော်ကြီးဟာပန်ထွာဘယင်မရဲ့ဘုံတော်ကြောင့်ထိုက်ထိုက်တန်တန်ရထားတဲ့စီတော်ကြီးဖြစ်ပါတယ်ဒါကြောင့်တိတ်ထိတင်ရန်မလိုအပ်ကြောင်းပါဤတွင်ရံပယ်ချောင်းရေတကားများဆိုင်ရာဝန်ကြီးကဘိုးဘိုးကိုထောက်ခံပြီးယခုလိုတင်လျှောက်သည်ကျွန်ုပ်ရေချောင်းကိုတင်လျှောက်ပါတယ်နိုင်ငံတော်ကာကွယ်ရေးတွင်အဓိကကျသောကျွန်ုပ်၏လုပ်ငန်းမှာမဟာအတုလစီတော်ကြီးနှင့်ပတ်သက်ဆက်နွယ်နေပါသည်စီတော်ကြီးတစုံတရာချုပ်ဝင်းသောမှာစိုးရိမ်မိကြောင်းမှာပြင်မှာကျန်ဝင်ကြီးများမူးမှန်များလည်းတက်တော်ရှိဘိုးဘိုးနှင့်ရေချောင်းဝန်တို့၏သဘောထားကိုထောက်ခံကြသည့်အတွင်ကောင်းတညင်ညင်တီတိုပြောနေကြသည်တမှုကြီးနန္ဒသည်ဘာရက်တိကြီးကိုအာဂုတ်တကြီးလှမ်းကြည့်လိုက်သည်ဘာရက်တိကြီးမျက်နှာမှာခါတိုင်းကဲ့သို့ကြည်လင်ခြင်းမရှိမုံမိုင်းနှင့်တစုံတရာပြောလို့တော့လဲပြောမထွက်ဟန်ရှိ၏ဘာရက်တိကြီး၏သဘောထားကိုသိလိုလာတော့လဲဘယင်မကိုကြော်၍မပြောဝံတို့ကြောင့်ခမဲတော်ဘာရက်တိကြီးရဲ့သဘောထားခံယူချက်ကိုလည်းမင်းမြတ်မာရန်တောင်းပန်အပ်ပါတယ်ဘယင်မဟုလျှောက်ထားလိုက်သည်ဘယင်မအနေဖြင့်မိသူတားဆီးသည်ဖြစ်စေမိမိ၏ဆုံးဖြတ်ချက်အတိုင်းရဟန်းတော်အားခွင့်ပြုရန်ယတိပြတ်ဆုံးဖြတ်ထားပြီးဖြစ်၏သို့သောတမှုကြီးနန္ဒ၏လျှောက်တင်ချက်ကိုညှင်းပယ်လိုက်ပါကခမဲတော်အားမယုံတရားကြမည်ဆိုသဖြင့်လက်အုပ်ကြီးကလျှောက်တင်လိုက်၏မဟာအတုလစီတော်ကြီးတိတ်တိတင်ရေးနှင့်ပတ်သက်ပြီးခမဲတော်၏ခံယူချက်ကိုသိပြရသည်ဗျာသူနာဘူမိယဟန်တော်ကိုခမဲတော်လည်းယုံကြည်စိတ်ကကိုးကွယ်နေသေးပါပဲဒါပေသည်ဘာရဲ့တိကြီးယဟန်တော်အားငဲ့ဆောင်ကြီးကအာနာဟန်ဖြင့်စကားကိုတည်တွင်ရပ်ထားလိုက်သည်ဒါဝိဒိဆိုသောစကားအတော်လာရမိမိဆန္ဒကိုအပြည့်အဝထောက်ခံမည်မဟုတ်ကြောင်းရိပ်မိသည်ဖြင့်ဘယင်မသည်လိုရာဆွဲကအမိန်ချမှတ်လိုက်လေတော့သည်ခမဲတော်ကိုယ်တိုင်ယုံကြည်ကိုးကွယ်နေတာမို့ဘာမှစဉ်းစားနေစရာမလိုတော့ပါဘူးဒါကြောင့်မဟာအတုလစီတော်ကြီးယခုထက်ပုံမိုတကိုးကြီးကရန်ပေါင်းအောင်မြင်စေရန်အမြန်ဆုံးသိထိတင်စေယဟန်တော်လည်းမိမိစင်ထားသည့်အခွက်သို့ဘယင်မဝင်လာပြီကိုသိသည်နှင့်သိထိတင်အစီအစဉ်ကိုချက်ချင်းမိန်တော်မူသည်ကောင်းလေစွာလာမိလာဇန်ဘခနနက်အာယုံတက်ချိန်မှစပြီး3ရက်တိတိအဋိဌံဝင်ပြီးသိထိတက်မယ်ကျွန်ုပ်အဋိဌံဝင်နေစဉ်မိသူမြစီတော်ဆောင်တို့မဝင်ရစီတော်ဆောင်အနီးတို့ပင်မတည်ရစီတော်ဆောင်အနီးမှာစောင့်ကြက်နေတဲ့စစ်တီတော်များကိုလည်းခိတ္တရုပ်သိမ်းထားစီလိုတယ်ဘယင်မအမိန်တော်မချမှတ်မီကိုရံတော်တမှုကြီးနန္ဒသည်မဆိုင်မတော့တင်လျှောက်လိုက်သည်လျှောက်တင်ပါတယ်ဘယင်မစစ်တီတော်များခိတ္တရုပ်သိမ်းရေးကိုစဉ်းစားတော်မူပါစီတော်ကြီးလုံခြုံရေးနဲ့ဘယင်မအားကာကွယ်ရေးအတွက်ထားရှိတဲ့စစ်တီတော်များကိုဖယ်ရှားခိုင်းတာသဘောယုံမှဟုတ်ပါလေစားလို့ကျွန်တော်မျိုးတန်တရားဖြစ်မိကြောင်းပါဟဲတမှုကြီးနန္ဒရိုင်းလာကြည်လားယဟန်တော်ရဲ့တီလာတမာတိပညာကိုတင်စော်ကားဝင်နေကျွန်ုပ်ပန်ထွန်ဘယင်မဘုံတကူတိုးတက်ဖို့နိုင်ငံတော်ညဉ့်ညမ်းတာရဖို့ပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်လုံခြုံဖို့ဆောင်ရွက်ပေးနေတာကိုတင်မလို့လားပြီလို့ဘယင်မ၏အတန်မှာခက်ထန်မှကြော်လာ၏ဒေါသကြောင့်မျက်နှာတော်မှာနှီးမြန်းနေ၏နှာခမ်းများလည်းတဆက်ဆက်တုန်နေသည်တမှုကြီးနန္ဒများစွာအံ့ဩသွားသည်မိသည့်ကိစ္စကိုမဆိုအကြီးကဲများဖြစ်သည့်ခမဲတော်ဘာရက်သည်ပညာရှိမူမတ်ကြီးများနှင့်တိုင်ပင်ဆွေးနွေးညှိနှိုင်းမြန်ဖြစ်ပါလျက်ယခုမူမိ
မိသူသဘောထားကိုမှအလေးမထားယဟန်တော်ပြောသည်များလိုက်ရောတော်မီကိုရိတ်စားမိသည်ဖြင့်မိမိသဘောထားကိုတင်လျှောက်လိုက်ခြင်းဖြစ်သည်ယခုမူမိမိကိုပင်အထင်လွဲသားကြပြီတမန်လျှောက်ထားလင်လဲအချင်းဤပင်ဖြစ်ပေတော်မူဟုတွေးကခက်စိတ်စိတ်ပင်နေလိုက်တော်သည်သူဝနဘူမိယဟန်တော်သည်တမှုကြီးနန္ဒတင်လျှောက်လိုက်စဉ်ကကွက်ခနဲမျက်နှာပြတ်သွားသည်သို့သောချက်ချင်းမဲ့အိမ်ကြီးဆဲကတမှုကြီးမိတို့ထပ်မံလျှောက်ထားမိကိုနားဆွနေ၏မိသူများလျှောက်တင်ခြင်းမပြုကြခမ်းမဆောင်တစ်ခုလုံးတိတ်ဆိတ်နေသည်ဘယင်မအပြောင်းလဲကြီးပြောင်းလဲသွားသည်ကိုသာမတွေးတတ်အောင်ဖြစ်နေကြသည်တိတ်ဆိတ်မှုကိုယဟန်တော်ကပင်ချိုးဖျက်လိုက်သည်အမျက်ဒေါသကိုထိန်ချုပ်လောတရားကဘယင်မတကားလေးပြောမဆိုမှရှိတာကိုကျွန်ုပ်တီးခံခွင့်လို့တယ်ကျွန်ုပ်ဟာကဲ့ရဲ့ခြင်းချီးမွမ်းခြင်းတို့ကိုမတုံလှုပ်တော့ပြီဘယင်မ၏စိတ်ထဲတွင်တီးခံနိုင်စွမ်းရှိလာပါပေတယ်တရားပြေဝလာပါပေတယ်ဟုတွေးကယဟန်တော်ကိုပို့၍ပင်ကြည်ညိုတရားပွားမိလေတော့သည်ကျေးဇူးကြီးလာပါတယ်ဗျာတတ်မှတ်ထားတဲ့လာဇန်ဘက်ခါမှာစီတော်ကြီးကိုတိတ်ထိတင်နိုင်ဖို့အရှင်ဖျားမိန့်ကြားသည့်အတိုင်းစီစဉ်ထားပါတယ်ဗျာစွန့်ကပ်ပွဲကပြီးဆုံးသွားလေပြီဘာရည်တကြီးနှင့်ယဟန်တော်တို့ကျောင်းသင်ခန်းသို့ပြန်ကြွရန်တမှုကြီးနန္ဒပင်စီစဉ်ဆောင်ရွက်သည်တမှုကြီးနန္ဒသည်ဘာရည်တကြီးတို့ကိုတင်ဆောင်သွားသည့်ရင်ရထားနောက်ပါမှမြင်းကိုစီလျက်လိုက်ပါပို့ဆောင်ရင်စီတော်ကြီးကိုတိတ်ထိတင်ပြီးရနှင့်ပတ်သက်၍တွေးလာသည်ဘာကြောင့်15ရက်တာကကြာတဲ့ကာလကိုမှရွေးချယ်သတ်မှတ်တယ်လေဘာကြောင့်လဲဗေဒနိုးနန်းတော်မှာဘာရည်တကြီးကျောင်းသင်ခန်းသို့ရောက်သည့်တည်းသည်မိကုန်းကိုစိတ်ထဲကအချိန်ချင်းမေးလာသည်အပြေမရပါအကယ်၍တမှုကြီးနန္ဒသာတည်င်းနေ့တိုင်းမှောင်ရီတန်းချိန်မှာရွှေရောင်တော်ဘုရားသို့လာခဲ့ပါလျင်အခန်း19စစ်ကြီးတော်မဲတဲ့စစ်မောင်းတန်စီစီဝေဗေဒနိုးတို့တိတ်တဆိတ်ဆေးလှထားသောအထောက်တော်များထံမှတည်င်းရသည်နှင့်ဒုတော်ပေါင်းမင်းကြီးသည်စစ်တော်ရန်အမြန်ပြေးစင်သည်ယဟန္တာရှင်မဟာမတမယမထေသည်ဥချကြော့နေကြသောဒုတော်ပေါင်းမင်းကြီးနှင့်စစ်တေနာပတိကြီးများကိုကြည်နေသည်ပန်ထွာပြည်သို့စစ်ထွက်တော်မူကိုမထေမြတ်ကြည့်ပြီးဖြစ်သို့သောစစ်အောင်နိုင်ပါစေဟုမထေမြတ်ဆုမပေးပါမထေမြတ်သည်ကျောင်းသင်ခန်းအပြင်ဘက်သို့လှမ်းကြည့်လိုက်၏စစ်တီတော်များသည်ပခုံးချင်းရှင်ပြီးရပ်နေကြသည်အာယုံဦး၏အလင်းရောင်အောက်တွင်စစ်တီတော်များကိုထင်ထင်ရှားရှားမြင်နေရသည်ပန်ထွာဘီရင်မကိုပိုင်ဆိုင်လူတဲ့ဆန္ဒကြောင့်မင်းကြီးစစ်ချီပြန်ချီပြီးစစ်တီတော်တွေရမဲချောင်းရည်အလင်းကိုအန်တုနံကြပါမလားမထေမြတ်သည်စစ်အောင်နိုင်ပါစေဟုဆုမပေးတော့လဲမြတ်စွာဘုရားရှင်၏စံတော်နှစုကိုမူမင်းကြီးအားပေးလိုက်သည်မထေမြတ်အားဥခိုက်ကြော်ပြီးသည်နှင့်မှစတင်၍စစ်ချီတက်ကြသည်စစ်ချီရ၌ဒုတော်ပေါင်းမင်းကြီးသည်ဖောင်တော်ဖြင့်ရေလန်းခရီးမှမြစ်ကြောင်းအတိုင်းဆန်တက်သည်စစ်တေနာပတိကြီးများဦးစီးသောစစ်တီတော်များကမူတရေခတ္တရာမှမြောက်တဲသို့ဦးတီကြီးတက်ခဲ့ကြသည်လမ်းမှာကြမ်းတမ်းလာ၏အတက်အဆင်းကြိုင်ဝမ်းမှဖြင့်ပြည့်နှံ့နေသည်ဤမြကြမ်းတမ်းသောတော်လန်ခရီးကိုခြိတက်လာခဲ့ရာရက်တော်ကြလျင်အင်ဂျင်ပင်များတိရပင်များထူထပ်စွာပေါက်နေသောတိရတောင်တန်းသို့ရောက်ကြသည်ထိုနေရာသည်ယခုမကွေးတောင်တွင်းကြီးကလမ်းအကျရှိတိရကောက်ရွာဖြစ်သည်ရေလန်းခရီးဖြင့်စံတက်လာသောဒုတော်ပေါင်းမင်းကြီး၏ဖောင်တော်သည်တနေရာအရောက်တွင်မိချောင်းကြီးတစ်ကောင်နှင့်ဆုံတွေ့သည်မိချောင်းကြီးသည်ဒုတော်ပေါင်းမင်းကြီး၏ဖောင်တော်အထက်သို့ဆံမတက်နိုင်အောင်ဖောင်ရှိမှပိတ်ဆို့တားဆီးသည်အနေမပြုတ်ဘဲရှိမှပိတ်ဆို့ယုံများဖြစ်၍ဆက်လက်ဆန်တက်ခြင်းမပြုစေလိုသည်ကိုနားလေသဘောပေါက်ကြ၏တို့ဖြင့်ဖောင်တော်ကိုကမ်းဘက်သို့ဦးတည်လိုက်ရာမိချောင်းကြီးလည်းဖောင်တော်ဦးသို့တက်ပြီးလိုက်ပါလာသည်မကြမီပင်မြေကမ်းတစ်ပေသို့ဆက်ရောက်ကြ၏မိချောင်းကြီးကရဲဝံ့စွာလမ်းပြခဲ့သည်ဖြင့်ထိုနေရာကိုမိချောင်းရဲဟုခေါ်တွင်သည်မင်းကြီးလည်းကြမ်းတမ်းသောဒေါ်လန်ခရီးဖြင့်လာခဲ့ရာတရတောင်တန်းတွင်မိမိ၏တရေခတ္တရာတမကြီးနှင့်တွေ့ဆုံသည်ထိုနေရာမှစ၍ဒုတော်အောင်မင်းကြီးကိုယ်တိုင်ဦးစီးပြီးခြိတက်လာကြသည်မကြခင်မှာပင်ရေအခက်ခဲနှင့်ကြုံတွေ့ကြရလေတော့သည်စစ်တီတော်များပင်ပန်းလာပြီးရေမရှိသဖြင့်ဆက်လက်ခြိတက်ရန်မလဲကူပေတို့ဖြင့်စကန်းချရန်နာပြီးအဖွဲ့ခဲကရေရှာထွက်ကြသည်တမူလီတုဒသည်မြေပြင်ကိုတေချာစွာလေ့လာသည်သူစိတ်ချက်မြေတော်တွေ့သည်နှင့်ထိုမြေကျော်တိုင်းအနှိမ့်ဘက်သို့တရရွေလိုက်ကြည့်သည်စကန်းချရန်နာသည့်နေရာမှာအတော်လန်းလာသည့်အထိရေမတွေ့သေးပေသူလက်အောက်မှတပ်သားများသည်အချင်းချင်းကြည့်ပြီးခေါင်းခါကြသည်ဤတွင်ပွင့်ပွင့်လင်းလင်းပြောလေးရှိသောစစ်တီတော်လေးတစ်ယောက်ကတမူလီခမဒီလောက်မှကြောတဲ့နေရာမှာရေရှာလို့တွေ့ပါမလားဟုမေးလိုက်သည်ရေတွေ့မတွေ့လမ်းဆုံးတော့သိရမှာပါငါညီယာဒီလိုတောတောင်မျိုးမှာရေတကွန်နေစိတ်ဆန်နေပေါ်တတ်တယ်ကွစိတ်ရည်ဆန်းရည်ဆိုတာကလည်းမြေမျိုးစားကိုမူတည်ပြီးဖြစ်တာကလားမိုးရေဟာရေစိမ့်ကြောက်လာဖြစ်တဲ့တဲကိုဖြတ်ပြီးရေမစိမ့်နိုင်တဲ့ကြောက်လာသည့်စီဝင်နဲ့
အဲ့ဒီကြောက်လာနှစ်ခုစုံရာမြေမျက်နှာပြင်ဟာစောင်းနေမယ်ဆိုရင်ရေမစိမ့်နဲ့ကြောက်လာတစ်လျှောက်ရေတွင်စီးဆင်းသွားပြီးနီးရကြိုင်ဝိုင်းတစ်ခုခုကနေရေတွေပြန်ထွက်လာတယ်အဲ့ဒါစိမ့်ဆန်းပဲအမေပြောရေးဆိုရင်စမ်းရည်စီးတယ်မလားဟဲ့နားထောင်ကြည့်ကြစမ်းတမူးလီတုဒကပြောလိုက်တဲ့ဖြင့်အားလုံးနားဆင်လိုက်ကြသည်ဟာဟုတ်တယ်ရေစီးတယ်မဲဟုဆိုကြကအနှိမ့်မိုင်းစီတို့ပြေးသွားကြသည်ရေဒီဖူးဖိတ်လို့သူတို့အားလုံးပြောသွားကြ၏အခြားတပ်ဖွဲ့များကိုတရင်ပို့သူကပို့သည်ဒီမှာလဲအမေးမြန်းထူသည့်စစ်တီတော်လေးမောင်ညိုကတမူးလီတုဒကိုမေးပြန်သည်နောင်ကြီးတုဒရေဒီလောက်များပါလေရဲ့နဲ့ကြာတို့ကညွတ်တို့ကစုံပစုံစားတို့လည်းမတွေ့ဘူးဘာကြောင့်မှလဲခင်ဗျာကြာမျိုးငါးပါကညွတ်ကစုံပစုံစားဆိုတဲ့အပင်တွေဟာရေအိုင်တို့ရေကန်တို့လိုရေဒီမာတာပေါက်ကြတာအခုလိုစိန်ဆိုင်မှမပေါက်ဘူးငါညီရဟုရှင်းပြသည်တစ်ဆက်တည်းအားလုံးကိုလှုံ့ဆော်လိုက်၏ကဲမြန်မြန်လုပ်ကြဟိရှေ့ကီးဆက်ကြရအောင်မယ်စစ်တီတော်ကလေးများလည်းအမိန်နာခံပြီးလှုပ်ဆောင်စရာရှိသမျှအမြန်လုပ်ကြသည်စကန်ချရနာရသို့ရေရှာသွားသူများပြန်လည်ရောက်ရှိလာပြီးမကြခင်မှာပင်ခရီးဆက်ကြသည်တရက်ပြီးတရက်ကုန်လွန်သွား၏ဗန်ထရာပြည်ကြီးနှင့်မဝေးတော့ပြီပစင်းပြူပစင်းညိုတို့ကယခုလိုလျှောက်ထားကြသည်ဘုံတော်ကြီးမြတ်တော်မူသောတရေခေတ္တရာဘယင်မင်းမြတ်ဗျာယခုဗန်ထရာပြည်ကြီးနှင့်အလွန်နီးကပ်လာပါပြီတိတ်တမှာကြားသည့်အတိုင်းဒီနေရာမှာခေတ္တဆောင်ဆိုင်တင်ကြောင်ပါဗျာဟုတ်ပြီသားပဲတရေခေတ္တရာတက်မြန်အားလုံးခေတ္တရနာဆောင်ဆိုင်ကြစေဟုအမင်းချမကတစကန်ချလိုက်သည်ဒို့ဆောင်သောတောင်ကိုမင်းဆိုင်တောင်ယခုမြင်းဆိုင်ရွာပညာရှိအမတ်ကြီး9ယောက်နားသောနေရာကို9ပင်တောင်ယခု9ပင်ရွာစစ်တီဘူပါများနားနေသောနေရာကိုစစ်ကွေတောင်ယခုစစ်တလင်းဟုသမုတ်ခဲ့ကြသည်မင်းဆိုင်တောင်တွင်တရေခေတ္တရာတက်များနားနေခြင်းအတွင်ရှင်သိတ္တသည်လည်းမဟာအတုလာစီတော်ကြီးကိုတိတ်ထိတင်သည်3ရက်လွန်မြောက်စရုထနှင့်နက်နက်ရောက်သည်နှင့်ဘာရဲတိကြီး၏ကျောင်းတင်ကန်သို့ပြန်ကြွသည်ရောက်ချင်းစွန့်ကန်ကြွရန်ပြင်ဆင်သည်ဘာရဲတိကြီးကယနေ့ဖို့စွန့်ကန်မကြွဘဲနေရန်ပြောသည်ရှင်သိတ္တကဝင်းမပြတ်လိုပါဟုဆိုကတပိတ်ပိုက်ပြီးကျောင်းပေါ်မှဆင်းသွားသည်ကျောင်းဝင်းပြင်သို့ရောက်လျင်ကျောင်းမော်သို့မော်ကြီးကအတိတ်ပဲပပပြုံးလိုက်သည်ပြီးတော့ဗိတ်တနုမြို့ရင်းသို့သွားတော့လမ်းကိုမယူစန့်ကျင်မဲ့လမ်းမှထွက်ကြွသွား၏ဤဒီကိုဘာရဲတိကြီးနှင့်ကပ္ပိယကြီးဥဝေလူတို့မတိမမြင်လိုက်ကြပေကျောင်းတင်ကန်နှင့်အတော်လန့်လန့်မကြီးပင်တပင်အရိပ်တွင်ကပ္ပိယနှစ်ယောက်ရောက်နေကြပြီတပိတ်ပိုက်ပြီးကတ်တုတ်လန်းလာသည့်ယဟန်ကိုမြင်လိုက်သည်နှင့်သူတို့ဝမ်းသာသွားကြသည်မကြီးပင်ရိပ်သို့ဝင်လာသောယဟန်သည်လည်းထိုခဏမှာပင်ယဟန်အသွင်ကွယ်ပြောက်၍လူအသွင်သို့ကူးပြောင်းသွားလေတော့သည်သူတို့သုံးယောက်သည်လက်သီးလက်မောင်းတန်းကပြိုင်သူအော်လိုက်ကြ၏အောင်ပြီဆုံးခံပြန်ချိန်တန်တော့လဲယဟန်တော်ပြန်ရောက်မလာသဖြင့်ကပ္ပိယကြီးသည်ဘာယတိအားလျှောက်ထားသည်ဘာယတိကြီးကစွန်းတကာတွေစွတ်ကပ်နေလို့ဖြစ်မှာပေါ့ဟုမိန့်ကြ၏ကပ္ပိယကြီးလည်းဘာယတိကြီးတပါးတည်းကိုပင်စွန့်ကပ်လိုက်သည်စွန့်ကိစ္စများအားလုံးပြီးစီပေပြီအာကန်နုကပ္ပိယများကိုမနက်စာကျွေးမွေးရန်လိုက်ရှာသည်မတွေ့ပါအိတ်ခမ်းထဲမှာရှိလေမလားဟုတွေးပြီးအိတ်ခမ်းတကားကိုအသာတုံဖွင့်လိုက်သည်မရှိတော့ပါမြည်သူများမရှိဘာပစ္စည်းမှလည်းမရှိတော့ပါကပ္ပိယကြီးသည်ကျောင်းမော်သို့တက်သွားပြီးအာကန်နုယဟန်၏အိတ်ခမ်းကိုတွားကြည့်ပြန်သည်ဘာဆိုဘာမှမရှိတော့ပါအကြောင်းစုံကိုကပ္ပိယကြီးကဘာယတိအားလျှောက်တင်လိုက်သည်ကဲနွားလဲတာအမြန်ပြင်ပြီးတော့ဟုဘာယတိကြီးကမိန့်ကြားသည်လဲပြင်ပြီးယတိကြီးနှင့်ကပ္ပိယကြီးတို့သည်နန်းတော်စီသို့ထွက်ခဲ့ကြသည်ပင့်ပိတ်ထားခြင်းမရှိဘဲခမဲတော်ဘာယတိကြီးကြွလာသဖြင့်ပန်တော်ဘရင်မှအံ့ဩသွားသည်ဘာယတိကြီးသည်ရောက်မဆိုင်မှာပင်လူရင်းစကားကိုမိန့်ကြားလိုက်သည်ခမဲတော်တို့အလင်ခံလိုက်ရပြီတမီတော့သူကိုယ်သူဝနဘူမိယဟန်ပါလို့ပြောတဲ့သူဟာတကယ်တော့ယဟန်တို့ယဟန်ရောက်ပြီပဲအခုအဲ့ဒီယဟန်နဲ့အပေါင်းပါ2ယောက်ထွက်ပြေးသွားကြပြီဘယင်မသည်ငယ်ရိတ်မွေးပေါက်ခံရသည့်ကဲ့သို့ပြင်းထန်စွာခံစားလိုက်ရသည်စီတော်ကြီးမဟာတုလစီတော်ကြီးဟုတုံလုံး6ချားသောရေယိုရင်းမတ်တက်ရက်လိုက်သည်အလုံးပြီးဆုံးသွားပြီတမီတော့တော်မကြည့်နဲ့တော့စိတ်ကိုတည်ငြိမ်အောင်ထားအချိန်မရှိတော့ဘူးပန်ထရာပြည်ကိုကာဝယ်ဖို့သာအမြန်ပြင်ဆင်ပြီးတော့ဘာရဲ့တကြီးလဲတတိပေးပြီးသည်နှင့်ကျောင်းတင်ကန်သို့ပြန်ကြွသွား၏ဘယင်မသည်ကိုရံတော်တက်မှုကြီးနန္ဒကိုလှမ်းကြည့်လိုက်သည်မိမိကိုအပြစ်တင်နေပြီလားတက်မှုကြီးမျက်နှာပေါ်တွင်အပြစ်တင်၍လုံးဝမတွေ့ရတီတီငြိမ်ငြိမ်ပင်ရဟန်းရောင်နှင့်ပတ်သက်၍စွန့်ကပ်ပွဲတွင်တန်ခါစကားဆိုခဲ့ပြီးသည့်နောက်ပိုင်းတစ်ချိန်တစ်ခါမှမပြောတော့ပေဘာမှမပြောဘဲစိတ်နေခြင်းသည်ပင်ဘယင်မအဖို့ပို၍အနေကျက်နေစေသည်ဒီအချိန်တွင်အပြူတော်လေးတယောက်ဝင်လာပြီးတောင်တကားမှုစေလွှတ်လိုက်သည့်မြင်းတီတော်ကဝင်ခွင့်တောင်းခံလာကြောင်းရှောက်တင်သည်ဘယင်မကဝင်စေဟုခွင့်ပြုလိုက်သည်နှင့်မြင်းတီတော်လည်းဝင်ရောက်ခါစားကတရေခက်တရတက်များချီတက်လာကြပြီဖြစ်ကြောင်းရှောက်တင်လိုက်သည်
ထင်နေတဲ့စောစီးစွာရောက်လာပါ ਈ ကိုရန်တော်တမှုကြီးအားလုံးကိုတက်လက်နှိုးစော်သည်အမိန်တော်မြတ်တိုင်းမှာဗျာဟုပြန်လဲလျှောက်ထားနေစဉ်မှာပင်ဘယင်မသည်အတွင်းတော်သို့ဝင်တော်မူသည်တမှုကြီးလည်းချက်ချင်းပင်အဆောင်တော်မှထွက်ခဲ့သည်မြင်းစီတော်လည်းတောင်တကားစီသို့မြင်းကိုတုံးဆိုင်သွားသည်မကြမီမှာပင်စစ်တဘိုးတံများထွက်ပေါ်လာသည်စင်ကဲမှုတ်လိုက်သောတဘိုးတံများသည်ဗိတ်တနိုးတစ်မြို့လုံးသို့ပြန့်နှံ့သွား၏ပြီးတော့ပန်းထွားပြည်တစ်ပြည်လုံးသို့ပြန့်နှံ့သွားလေတော့သည်အခန်း18ထွက်တော်မူနန်းကခွာတယ်စစ်ဝိဆုံပြေဝစ်ဆင်ထားသောဘယင်မသည်မဟာအထုလစီတော်ကြီးရှေ့တွင်ရက်ကစီမျက်နှာပြင်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေသည်ယဟန်တုယဟန်ရောင်ကြောင့်စီတော်ကြီးကိုအာမကိုရဲပါသို့သောယင်းနစ်သူသည်ကောက်ရိုးမြင့်လေးတစ်မြင်ကိုပင်အာကိုအားထားပြုကာဆွဲကင်တတ်သည်မဟုတ်ပါလားဘယင်မသည်စီတော်တို့ကိုကြစ်ကြစ်ပအောင်စုပ်ကန်ကနမ်းမြင့်မျောစင်မှအချက်ပေးတန်းကိုနားဆွနေသည်နမ်းမြင့်မျောစင်ထပ်မှယူစားသည်တောင်ဘက်မြို့ရိုးရှိမျောစင်ဘက်စီသို့မျက်ခြေမပြတ်ကြည့်နေသည်မျောစင်ချင်းအလန့်ဝေးလာသဖြင့်အချက်ပေးသည်ကိုမမြင်လိုက်မှလွန်စွာစိုးထိန်နေ၏စီတော်ဆောင်နှင့်ဆက်သွယ်ထားသောကြိုးကိုစုပ်ကင်ထားသောသူ့လက်မှချွေးစီတဲ့နှင့်သူ့ရင်မှလည်းတထိတ်ထိတ်ခုန်နေသည်မကြပါတောင်ဘက်မြို့ရိုးမျောစင်ထက်မှအချက်ပေးမီးများတစ်စင်းသည်အချိန်ဖြင့်ကောင်းကင်သို့တက်သွားသည်ဒုတိယများတစ်စင်းဇက်တိုက်တက်လာသည်နောက်တတိယများတစ်စင်းပထမများတက်လာစဉ်ကပင်ယူစာသည်သူ့လက်ထဲမှကြိုးကိုဆက်ကကတ်ချမ်းဆွဲလှုပ်လိုက်သည်စီတော်ဆောင်အတွင်းတွင်ငွေခေါင်းလောင်းတံများအဆက်မပြတ်ထွက်ပေါ်လာသည်စီတော်ထုကိုကြစ်ကြစ်ပအောင်စုပ်ကင်ထားသောဘယင်မ၏လက်သည်မြောက်တက်လာပြီးစီမျက်နှာပြင်ကိုအားဆိုင်၍ထုလိုက်သည်တစ်ချက်ပြီးတစ်ချက်မြင်းမြပင်အားဆိုင်၍ထုတော်လဲစီတော်တန်သည်မြည်ဟင်းခြင်းမရှိကျဲလောင်ခြင်းမရှိနာပြော်ဝဲမရှိတော့ပြီအလျား12တောင်လုံးဘက်18တောင်ရှိသောမဟာအတုလစီတော်ကြီးသည်တီးလိုက်လျင်သုံးယူဇနာအတွင်းကပင်ကြားနိုင်သည်ဆရာတော်ဦးညာနာရေတောင်တွင်းကြီးရာဇဝင်တဲ့စာမျက်နှာ25ယခုမူဒီလိုမညီတော့ပြီစီတော်ကြီးအတန်မှာအပ်နေသည်အတန်ထွက်သည်ဆိုရုံမျှသာတိုးတိုးလေးမြည်တော်သည်ဘယင်မ၏မျက်နှာတော်ကွက်ခနဲပြတ်သွား၏အတုလစီတော်ကြီးမြေဟိန်းတန်ကိုမကြားရလျင်ရေတကားများကိုဖွင့်နိုင်ကြတော့မည်မဟုတ်ပေရေတကားများမဖွင့်လျင်ချောင်းပြမှလှိုင်းလုံးကြီးများစီးဆင်းလာတော့မည်မဟုတ်ပေရေလန်းကြီးများ၏တန်ကိုအန်တုပြပြိုင်ရင်ဆိုင်ကြော်လွှားရန်မလိုတော့ပြီဖြစ်သောတရီခစ်တရာတက်များသည်ပန်ထရာဘီတောင်ဘက်မြို့ရိုးစီသို့အလွယ်တကူရောက်ရှိလာကြပြီတော့မည်ဘယင်မသည်ချက်ချင်းပင်စီတော်တို့ကိုလွတ်ချကာကိုဆက်ကနေလှည့်လိုက်သည်ဘယင်မ၏အရေးကြီးကိုစိုးရင်တကြီးကြည့်နေသောအထင်းတော်ကြီးမိဦးလဲဂတိပါနီခန်းစည်းစာကိုကြပြကြရာဖယ်ရှားပေးလိုက်သည်စီတော်ဆောင်အပြင်ဘက်နန်းရင်ပြင်တွင်စောင့်ဆိုင်နေကြသောအပြင်ကိုရန်တော်တပ်ဖွဲ့အတွင်းကိုရန်တော်မျိုးသမီးတပ်ဖွဲ့များသည်စီတော်တန်ကိုမကြားရသဖြင့်တဦးမျက်နှာတဦးကြည့်လိုက်ကြသည်စိုးရင်ပူပန်စိတ်ကြောင့်အားလုံးမျက်နှာပြတ်နေကြပြီဒီအချိန်တွင်ညီလာခံခန်းမအတွင်းရောက်ရှိနေကြပြီဖြစ်သောတက်တော်ရှိဖို့အောက်ချုပ်ရေးဆိုင်ရာအကြီးအကဲများမဟာသေနာပတိကြီးရိတ်ခါတော်ဝင်မင်းငွေတိုက်တော်ဝင်မင်းစသူတို့သည်လည်းစီတော်တန်မကြားရသဖြင့်အံ့အားသင့်နေကြသည်တစုံတစ်ခုကိုဖြစ်ပြီးကိုတွေးလိုက်မိသဖြင့်အားလုံးညီလာခံခန်းမမှအပြင်သို့ထွက်လာကြသည်ဒီအချိန်မှာစီတော်ဆောင်အတွင်းမှဘယင်မထွက်လာသည်ကိုလှမ်းမြင်ကြရသည်ဘယင်မသည်စီတော်ဆောင်လှေကားထိပ်တွင်ရပ်လိုက်သည်နန်းရင်မြင်ရှိပရိသတ်များသည်မိမိ၏အမိန့်တော်မြတ်ကိုနာခံရန်စောင့်မျှော်နေကြပြီရင်ထဲတွင်ဒေါသလိုင်းထန်နေသဖြင့်စိတ်ကိုတည်ငြိမ်အောင်ထိလိမ့်ပြီးမှအမိန့်တော်မိန်မွားလိုက်သည်အတုလစီတော်ကြီးပျက်စီးသွားခြင်းပြီးမကြခင်မှာတရီခစ်တရာအန်ရီကိုရင်ဆိုင်ကြရတော့မယ်ယခုအခါအချိန်တိုင်းလွန်စွာတန်ဖိုးရှိတယ်ဆိုတော့သတိချက်ကြပါပိုးပိုးနဲ့တကွအကြီးကဲများအလုံးညီလာခံခမ်းမထဲမှာပဲနေမြဲတိုင်းနေကြပါစစ်တီတော်များအလုံးရန်သူကိုရင်ဆိုင်ခုခံဖို့အသင့်ရှိကြစေဘယင်မသည်အမိန့်တော်မြတ်ချမှတ်ပြီးသည်နှင့်နမ်းမြို့ရိုးပေါ်သို့တက်သွားသည်နမ်းမြင့်မြော်စင်နှင့်အနီးသုံးတွင်နေရာယူလိုက်၏ဘယင်မ၏ဝဲဘက်တွင်အတွင်းကိုရန်တော်တက်မှုမေတ္တစာရာဘက်တွင်အထင်းတော်ကြီးမိဦးတို့ကနေရာယူကြသည်နမ်းမြို့ရိုးပတ်လည်တွင်မူအတွင်းကိုရန်တော်တပ်ဖွဲ့များနေရာယူကြသည်ဘယင်မနေရာယူထားသည့်တောင်ဘက်နမ်းမြို့ရိုးပေါ်တွင်အပြင်ကိုရန်တော်တပ်ဖွဲ့မှလက်ဖြောင်တပ်သားများကိုနေရာချထားသည်အပြင်ကိုရန်တော်တပ်ဖွဲ့များသည်အဖွဲ့ငယ်များခွဲကာနမ်းမြို့ရိုး၏အပြင်ဘက်တွင်နေရာယူသည်နမ်းမြို့တော်အပါဝင်အဝင်တကားမှကြီးတွင်မူကိုရန်တော်တပ်မှုကြီးနန္ဒာကိုယ်တိုင်နေရာယူသည်ဘယင်မသည်နမ်းမြို့ရိုးပေါ်မှမင်းလက်မကြီးစီသို့လှည့်ကြည့်လိုက်သည်ဗေဒနိုးချိန်လင်းတပ်များမြင်းတပ်များဆင်တပ်များသည်ပန်ထရာပြည်တောင်ဘက်သို့ချီတက်နေကြသည်အလိုမင်းလက်မကြီးရဲ့လမ်းဘေးဝဲရမှာပရိသတ်တွေဖူးဖိတ်လှုပ်နေပါလားရန်သူစစ်လာနေပြီကိုကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘုံရှုံမနေပဲ
တိုက်ပွဲဝင်ပြီးစစ်သူရဲကောင်းများကိုအားပေးကြနှုတ်ဆက်ကြနှင့်စစ်တီတော်များကလည်းပြုံးကာရဲကဖြင့်လက်များကိုဝှေ့ယမ်းပြီးပြန်လည်နှုတ်ဆက်နေကြသည်ကြည်နူးအားတက်စရာဒီမြင်ကွင်းကိုကြည့်ပြီးဘယင်မသည်ကျေနပ်အားတက်သွားသည်တရေခက်တရာတက်ဦးသည်ရံပယ်ချောင်းတစ်ပတ်ကန်းသို့ရောက်ပြီးချောင်းထဲသို့ချက်ချင်းမစင်းနေပေဥစွာလေးလာတုံးတက်သည်ချောင်းများစီသို့လှမ်းကြည့်ကြသည်ချောင်းပြဘက်ရှိကောင်းကင်မှာညိုမိုင်းအုပ်ဆိုင်ခြင်းမရှိမုံညိုခြင်းမရှိကောင်းကင်တစ်ပြင်လုံးမကတိကြည်လင်နေသည်ဝင်းအံ့ဆဲဆဲနေလုံးကြီးမှနေကြီးပပြန်းထားသဖြင့်တိမ်တွေတောက်နေသည်ချောင်းရည်ကိုကြည့်လိုက်ပြန်တော့ရေနှက်ကဒူးစင်းမြုံမြများတာချောင်းဆိုတော့လဲချင်းချင်းလေးမဟုတ်ပါချောင်းပြင်မှာလွန်စွာကျဲသည်ချောင်းရည်သည်ညင်ညင်တတစီးဆင်းနေသည်ရံပယ်ချောင်းရည်အခြေအနေရရက်ကိုဒေါင်းစီအောင်လေးလာတုံးတက်ပြီးနောက်တပ်ဖွဲ့ခေါင်းဆောင်ကချောင်းကိုဖျက်ကူရန်အမိန့်ပေးလိုက်သည်တရေခက်တရာစစ်တီတော်များသည်ချောင်းထဲသို့မြောက်ဦးတရံတချိန်ထိုးဆင်းလာကြသည်ချောင်းလေသို့ရောက်ပြီးသို့တော့စီတော်တန်လည်းမကြားလိုင်းလုံးကြီးများလည်းလိမ့်စင်လာခြင်းမရှိပေရံပယ်လိုင်းလုံးကြီးများကိုကြောက်ရွံ့နေသောစိတ်စိုးရင်ပူပန်နေသောစိတ်များလွင့်စင်သွားကအားတက်လာကြသည်တို့ဖြင့်ညာတံများပေးကဖြတ်ကူးနေကြသည်ရံပယ်ချောင်းမြောက်ဘက်ကန်းတွင်လျှို့ဝှက်ချထားသောဗိဇင်တို့တပ်သားများသည်ရန်သူများကိုရံပယ်လိုင်းလုံးကြီးများအောက်တွင်နင်းမြုပ်သွားစေမည်ရည်ရင်မြောပါသွားစေမည်ဟုကြုံဝါခဲ့ကြရာယခုမူသူတို့တွေးထင်သားသလိုမဟုတ်ရန်သူများအနေနဲ့ကင်းစွာချောင်းမြေကျဲကြီးကိုဖျက်ကူးနေကြပြီရံပယ်စီကြီးတိခတ်တန်လည်းမကြားရရခင်ကားလိုချောင်းရည်တွေရှန်ကြလာခြင်းလည်းမရှိလိုင်းလုံးကြီးတွေလိမ့်ဆင်းလာခြင်းလည်းမရှိပေမို့ရန်သူများသူတို့ရှိရာတပတ်ကမ်းပေါ်တက်လာကြသည့်အထိအံ့အားသင့်ပြီးကြောင်နေကြသည်ဗိုလ်လေးစကားဤတိုက်ဟူသောအမိန့်ပေးတံကိုကြားမှအတိဝင်လာပြီးထွက်တိုက်ကြတော့သည်တရေခစ်တရာတက်ဦးသည်စစ်ချီတက်ရလမ်းတစ်လျှောက်လုံးမိသည့်အနောက်ရှက်များမတွေ့ဗိတ်တနိုးသားဆိုရင်လည်းတယောက်တလေးများမတွေ့ခဲ့ရယခုရံပယ်ချောင်းတစ်ဖက်ကမ်းရောက်မှဗိတ်တနိုးစစ်တီများနှင့်ရင်ဆိုင်တိုက်ကြရတော့သည်ပြင်းထန်သောတိုက်ပွဲကြီးကစပေပြီထိုးကြခုံကြပြစ်ခတ်ကြနှင့်တွေးတန်ရဲရဲကြောက်မက်ဖွယ်အနီးကပ်တိုက်ပွဲကြီးဖြစ်သည်ဗိတ်တနိုးတို့သည်ဓာတ်ခုတ်လှန်ထိုးပညာများကိုစနစ်တကျခြေခြေညံ့ညံ့သိယူထားကြသူများဖြစ်သည်မပြတ်လေ့ကျင့်သူများဖြစ်သည်တို့ကြောင့်တရေခက်တရာစစ်တီများသည်ဗိတ်တနိုးစစ်တီတို့၏ဓာရိလှန်ရေးကိုအလူးလဲခံနေကြရသည်အကျိတ်နဲ့ရှင်ပြိုင်တိုက်ခိုက်နေကြရသည်ဗိတ်တနိုးတို့၏ဓာချက်လန်ချက်ဖြင့်အကြရှုံများနေပြီကိုလက်တွေ့သိလာကြသည်ပွဲဥထတိုက်ပွဲတွင်သူတို့ကြရှုံရင်မဖြစ်သို့တော့သူတို့အင်အားတပြေးပြေးနည်းလာသည်ဒီချိန်မှာပင်ဟစ်အော်ကြွေးကြော်သံများပေးကတရေခက်တရာစစ်တီတော်များထပ်မံရောက်လာကြသည်စစ်ပွဲတို့မြည်သည်အင်အားများအနေအများမှာပဒနာမဟုတ်တိုက်ရိုက်ခိုင်ကျွမ်းကျင်မှုနိပတိရဲ့ကျွဲဝါမှုသည်သာအဓိကဖြစ်သည်ဆိုသောသဘောတရားကိုဗိတ်တနိုးစစ်တီတော်တို့ကောင်းတဲ့တွင်ဆွဲမြဲနေအောင်ရိုက်တင်ထားရာတရေခက်တရာအင်အားမြည်မြများပြားစေကမူသူတို့စိတ်ဓာတ်မကျစိုးရင်ပူပန်ခြင်းမရှိဗိတ်တနိုးမြန်အပြည့်ဖြင့်ရဲရဲဝံ့ဝံ့ဆွန့်ဆာဆာတိုက်ခိုက်ကြသည်ပြီးတော့ရန်သူများကိုဒီနေရာမှကျော်လွန်ကထိုးဖောက်မသွားနိုင်အောင်ခုခံနေကြသည်ဗန်ထရာမြို့၏တောင်ဘက်မြို့ရိုးတောင်တကားပေါက်သည်အရေးကြီးဆုံးဖြစ်သည်တောင်မြို့ရိုးအခြေသို့ရန်သူများထိုးဖောက်ဝင်ရောက်သွားပါကဗန်ထရာပြည်၏ကံကြမ္မာသည်မတွေ့ဝင်စရာပဲထို့ကြောင့်ဗိတ်တနိုးစစ်တီများသည်ရန်သူကိုအလင်မပေးဘဲတည်မဲမဲတိုက်ခိုက်ကြသည်နှစ်ဖက်လုံးအကြရှုံများသည်သို့တော့ရန်သူဘက်တွင်ကတက်ပြီးတက်ရောက်လာမစဲအင်အားပြည့်မြဲဖြစ်၏မကြခင်မှာပင်တရေခစ်တရာမြင့်တက်ကြီးသည်ညာတံပေးကခြိတက်လာသည်ဗိတ်တနိုးစစ်တီတော်များအကြားအတင်းထိုးပေါက်ဝင်ရောက်ကတိုက်ခိုက်ကြသည်မြေပြင်တွင်ခြေလင်စစ်တီအချင်းချင်းတိုက်ခိုက်ရသည်တို့မဟုတ်တော့ပေရန်သူတရေခစ်တရာတို့သည်မြင်းမော်မှတိုက်ခိုက်ကြသဖြင့်တပန်းတာနေသည်ဤတွင်ဗိတ်တနိုးစစ်တီများသည်မြို့ရိုးရှိရှိမြင်းတီတော်များနှင့်ပူးပေါင်းတိုက်ခိုက်နိုင်ရန်စုပ်ရင်းတိုက်ရင်းဆုပ်လာကြရာတောင်ဘက်မြို့ရိုးနှင့်တဖြည်းဖြည်းနှိကပ်လာသည်ဗိတ်တနိုးမြေတပ်နှင့်ပူးပေါင်းကရန်သူတို့ကိုတဲမဲမဲခုခံတိုက်ခိုက်တော့သည်တိုက်ပွဲကပြင်းထန်လာပြီးရန်သူတို့သည်တောင်တကားဘောက်ကိုထိုးပေါက်နိုင်ရန်ကြိုးစားကြသည်ဗိတ်တနိုးတပ်များကထိုးပေါက်ခွင့်မရအောင်ပိတ်ဆို့ကာစီသည်တည်တည်ကြည်ကြည်ခုခံကြသည်ဤတွင်လေကိုပြည့်ရိပ်ထွက်လာသောလေးများတန်တွေတဝီဝီကြားလာရ၏မြားမိုးတွေရွာချလာရာတရီခစ်တရာ၏တပ်သားများ၏ရင်မှာပခုံးမှာပေါင်မှာမြားတန်တွေလာဆိုင်သည်မြင်းနေလေမြားတန်ကြောင့်နာနာချင်းချင်းဟိပြီးမတ်တရလိုက်ကြသည်ဗိတ်တနိုးစစ်တီတော်များကိုသာအာယုံဆိုင်ပြီးအသက်လူတိုက်ခိုက်နေကြရသည့်မြင်းတီတော်တို့မြင်းမော်မှတလင်းကောက်ကွေးပြုတ်ချကုန်၏ဗိတ်တနိုးဘက်မှဆက်သားများသည်တိုက်ပွဲချိန်တွေကိုဘရင်မထံမပြတ်ပို့နေသည်ညီလာခံခမ်းမထဲရှိနိုင်ငံအကြီးအကဲများထံသို့လည်းမပြတ်ပို့ကြရသည်ပို့လာသည့်သတင်းများမှာအားရပွဲမရှိမိမိတို့ဘက်မှတပြေးပြေးအရေးနှိမ့်နေပြီကိုတော့တွက်ဆမိကြသည်
တရီခတ္တရာကိုနိုင်ချေမရှိလျင်ဘယင်မနှင့်တကွနောက်တန်းမှတက်များကိုရသမျှစုသေးပြီးဒီနေရာမှရှောင်တိန်သွားရန်အကြံဉာဏ်ပေးကြသည်ဘယင်မကခခကြီးသည်ညင်းဆန်သည်တရီခတ္တရာမျိုးဆက်ကိုကောင်းကောင်းကြီးလက်စားချေဖို့တန်နေတန်ချထားသည်မဟုတ်လားတို့ကြောင့်လည်းညှို့သူရံဘက်ဒုတဘောင်၏အသက်ကိုအရယူနိုင်မှုဒီနေရာမှတပားမှမခွာနိုင်ဟုမွေမှတ်သည်ဘယင်မသည်ညီလာခံခမ်းမတွင်ကြကြမနေပါချက်ချင်းနမ်းမြို့ရိုးပေါ်သို့ပြန်ကြွတော်မူသည်ဒီအချိန်တွင်တရီခတ္တရာဘက်မှစင်တက်ကြီးစစ်ကူရောက်လာသည်စင်စုသည်ဓားလည်းမကြောက်လှန်လည်းမလန့်မြားတယ်လည်းမမူသူကြောက်သည်မှာချွန်သာဖြစ်သည်သူကိုချွန်းတိုးလိုက်သည်နှင့်ဗိတ်တနိုးတက်တွင်သို့အတင်းထိုးဝင်သည်စစ်တီတော်တွေဖေယိုဖျဲအကွဲကွဲဖြစ်ကုန်သည်စင်နှင်း၍ကြာဆုံးသွားသူတွေလည်းမနှဲပေအေယာမစီကြီးများသည်မြို့ရိုးတိုင်းကြီးကိုသူတို့၏ဥကောင်းများဖြင့်အပြေးဝင်တိုက်နေကြသည်စင်ဦးကင်းမှသွေးတွေယိုစီးကြလာသည်ဒဏ်ရာရသွားသည့်စင်များသည်အတန်နှကြီးများဖြင့်အော်မီကနောက်ဆုတ်သွားကြသည်နောက်ထပ်စင်များရောက်လာကြသည်ဒီလိုပင်တိုင်းကြီးကိုဝင်တိုးကြပြန်သည်တောင်မြို့ရိုးတွင်ကြီးကျက်နေသောတမူးလေးစီရသည်ထိတ်လန့်သွား၏မြို့ရိုးကြီးတို့ထဲမှထူတဲခန့်ခန့်လုံး၍သာတော်တော်သည်တော်ရင်တန်မြတ်သောထူသောအုတ်တိုင်းဆိုပါကကြိုးကြလောက်ပြီသို့သောမြို့ရိုးကိုအုံမြင့်မချဘဲပကတိမြေသားပေါ်တွင်အုတ်တွေစီပြီးတိဆောက်ထားရာမြေဝင်အုံမရှိတတိုင်း၏အောက်ခြေတွင်သာမြေသားရိုးရိုးဖြင့်မှန်ထားသည်ဒီတော့စင်တက်ကြီးအင်အားကိုတတိုင်းကြီးကြံ့ကြံ့ခံနိုင်ပါမည်လားယခုထိတော့တတိုင်းတနေရာတွင်ရှိသည့်မြို့ဝင်ပေါက်ထဲသို့စင်တကောင်များမဝင်နိုင်သေးခြင်းပေ20ခန့်များကျဲသောမြို့ဝင်ပေါက်ထဲသို့သာစင်နေဝင်သွားနိုင်မှာကအဝင်လန်းချင်းချင်းကလေးအဆုံးရှိတစ်သားတကားကြီးကိုဖြိုဖျက်ဖို့မခဲရင်တော့ပေရန်သူများပန်ထရာပြည်တွင်းသို့ရောက်ရန်လက်မတင်ကလေးများသာလိုတော့သည်ထို့ကြောင့်တိုက်ပွဲချိန်တွေကိုနန်းတော်သို့အများဆုံးပို့ရန်ဆက်သားတယောက်ကိုဆွေလွှတ်လိုက်သည်ပြီးတော့မြို့ဝင်ပေါက်အတွင်းသို့ရန်သူစင်တက်မဝင်နိုင်အောင်ပြစ်ခတ်ကာကွယ်ထားကြရန်မြို့စတိုင်းမှရှိလေးတီတော်များကိုအမိန့်ပေးလိုက်သည်ဆက်သားသည်တောင်မက်မြို့ရိုးမှတိုက်ပွဲချိန်တွေကိုခရီးစီးတင်ကြရှောက်တင်နေသည်ပြီးပြည့်စုံအောင်ရှောက်တင်ပြီးနောက်ဘရင်မ၏အမိန့်တော်ကိုနာခံရန်စောင့်ဆိုင်နေ၏တင်သွားနိုင်ပြီနောက်ထပ်တိုက်ပွဲချိန်တွေကိုမပြတ်ပို့စေအမိန့်တော်မြတ်ကိုနာခံလျက်ပါတခင်မဟုဆိုကဆက်သားလည်းညီလာခံခမ်းမထဲမှထွက်ခွာသွားသည်ဆက်သားထွက်ခွာသွားသည်နှင့်ဥစွာစတင်လျှောက်ထားသူမှာတတ်တော်ရှိဖို့ဖို့ဖြစ်သည်ယခုအတိုင်းဆိုရင်ပန်ထွာဘက်ကအရေးနှိမ့်ပေပြီဘရင်မအနေဖြင့်ရှေ့ဆက်မည်သို့ဆောင်ရွက်မည်ကိုသိလိုကြောင်းပါတောင်မတကားပေါက်မကျိုးတက်ရသည်သမျှအရေးနှိမ့်မည်လို့မဆိုနိုင်ပေဘူးအကယ်၍တောင်တကားပွင့်သွားစေကမူဗိတ်တနိုးသူရဲကောင်းတွေတက္ကမကြီးအတွင်းဘက်မှာအသင့်အနေထားနဲ့ရောက်ရှိနေကြပြီကျွန်ုပ်ရဲ့ဗိတ်တနိုးပြူတွေဟာလူရည်လူသွေးထက်မြက်ကြတယ်ရဲရင်ကြံခိုင်းကြတယ်ဒီစိတ်ဓာတ်တွေခိုင်မာလာအောင်ထူထောင်ပေးထားပြီးပြီမို့ရန်သူကိုအောင်မြင်မှာမလဲဘူးလို့ကျွန်ုပ်ယုံကြည်တော်မူတယ်ဤတွင်တတ်တော်ရှိဘိုးဘိုးကလူရင်းကိုရှောက်တင်သည်ဘိုးဘိုးတင်လျှောက်ပြရစေအောင်အခုချိန်ဟာအရေးကြီးဆုံးအချိန်ရောက်နေပြီမုံမပြိုပြိုခဲသည်ရှိတော့ဘိုးဘိုးတို့ဘာဆက်လုပ်ကြမလဲကြိုတင်ပြီးစဉ်းစားထားရမယ်ဘိုးဘိုးကဘလို့များစဉ်းစားထားပါသလဲဘယင်မကမေးတော်မူသည်ဘိုးဘိုးရဲ့သဘောကတော့ဒုတဘာလက်အောက်အရောက်မခံပဲဒီကတိတ်ဆောင်သွားစီလိုပါတယ်ဒါတော့မဖြစ်နိုင်ဘူးဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူးဘိုးဘယင်မကခခတီးတီးညင်သည်ကျန်သောမူကြီးမကြီးများ၏သဘောများလဲဘယင်မအားဗိတ်တနိုးမှတိတ်ဆောင်သွားစီလိုသည်သို့တော့ဘယင်မ၏စိတ်ဓာတ်ကိုသိကြသဖြင့်မိသူမှမပြောဝင်ကြပေယခုဘိုးဘိုးကပြောပြီးဒီတော့မှအားလုံးကလည်းတိတ်ဆောင်တင်ကြောင်းရှောက်တင်ကြသည်ဘယင်မသည်ရင်းမြဲရင်းစုံလည်းရပင်တတ်တော်ရှိဘိုးဘိုးမနေတာတော့ပြီဘိုးဘိုးပြောပြရစေဒုတဘောင်ကိုဘယင်မကိုယ်တိုင်ခုခံတိုက်ခိုက်မယ်ဆိုရင်အနိုင်ရှုံးတစ်ခုခုတော့ရှိလာမှာပါပဲပြစ်စကအနေထားအရအောင်နိုင်ဝယ်မမြင်ပါဒီတော့အကြရှုံးများစွာနဲ့ဒုတဘောင်လောက်ရောက်ခံမလားလွတ်ရာကိုတိတ်ဆောင်ပြီးလူသူလက်နက်အင်အားတောင်းတင်းလာမှပြန်လည်တိုက်ခိုက်မလားစဉ်းစားဆုံးဖြတ်ခြင်းတန်ပါပြီဘယင်မသည်ညင်းဆိုခြင်းမပြုတော့ပေဘိုးဘိုးတင်ပြချက်မှာကြောင်ကျိုးစီရောတဲ့အတွက်လက်ခံတော်မူတယ်ပြောင်းရွှေ့သွားမယ့်နေရာကိုရောရွေးချယ်သတ်မှတ်ပြီးပြီလားဘိုးဘိုးပြောင်းရွှေ့ဖို့နေရာကိုဒီခန်းမထဲမှာရောက်နေကြတဲ့ပရိသတ်တွေအားလုံးဝိုင်းပြီးစဉ်းစားကြရင်ကောင်းမယ်လို့ဘိုးဘိုးတင်နေဘယင်မတို့ဖြင့်နိုင်ငံတော်သည့်တည်ဆောက်မည့်ဒေသကိုရေးချယ်ကြသည်ဥစွာပဲခူးရိုးမတောင်ဆွဲကိုစဉ်းစားကြ၏ဒီတောင်ဆွဲသည်ဗန်ထွာပြည်အရှိဘက်တွင်ရှိသည်ရိုးမ၏အရေးကိုခိုလုံရသဖြင့်အေဂျင့်တာယာရှိမည်ရိုးမကြီးသည်တဘာဝအတားဆီးဖြစ်၍ရန်သူများနှောက်ယှက်ခြင်းမှကင်းဝေးနိုင်သည်ဟုစဉ်းစားကြသည်သို့သောအမတ်ကြီးပဏိတ်ကဒီခရီးသည်မနီးပါပဲခူးရိုးမတောင်ဆွဲသို့သွားရာလမ်းခရီးတွင်စတုံချောင်းနှင့်ချောင်းလက်တက်များစွာရှိသည်ဗန်ထွာပြည်နှင့်ပဲခူးရိုးမတောင်ဆွဲကြားတွင်တောင်ကုန်းတောင်တန်းများလည်းမရှိရင်းလင်းမြင်၏မြေပြန့်ဒေသကိုဖျက်သွားရမည်ချောင်းလက်တက်များကြောင့်ခရီးနှောင့်နေမည်
မြေပြန့်လွင်မြင့်ကြီးမှာကြောင်းရွှေတပ်များကိုရန်သူများအလဲတကူချေရာကောက်နိုင်သည်ဟုတင်ပြသည်ထို့ကြောင့်ပဲခူးရိုးမတောင်ဆွဲကိုပယ်လိုက်ကြသည်ဒီအချိန်မှာပင်ဆက်သားတယောက်ရောက်လာပြီးတောင်ဘက်မြို့ရိုးတကားမကြီးပွင့်သွားပြီးဖြစ်ကြောင်းမြို့ရင်းရှိဗေတနိုးတပ်များအပြင်းထန်ခုခံနေရပြီးဖြစ်ကြောင်းတန်တော်ဦးတင်သည်ဘရင်မသည်ချက်ချင်းပင်နတ်မြို့ရိုးစီသို့ကြွားသွားသည်အထိန်တော်ကြီးမိဦးလည်းဘရင်မနောက်တော်ပါမှလိုက်ခဲ့သည်သို့သောကိုရန်တော်တမူးကြီးကအထိန်တော်ကြီးအားဘရင်မ၏ရတနာပစ္စည်းများထုတ်ပိုးယူဆောင်ရန်တတိပေးပြီးနတ်မြို့ရိုးပေါ်သို့လိုက်သွားသည်တိုက်ပွဲခြေနေကပြင်းထန်လျက်ရှိတရီခက်တရာတပ်များသည်နန်းတော်ကုန်းစီသို့ဦးတည်နေသောလမ်းမကြီးကိုထိုးပေါက်နိုင်ရန်ကြိုးစားနေသည်ဗေဒနိုးတပ်များကအပြင်းထန်ခုခံနေရသည်မကြခင်မှာပင်ရန်သူဘက်မှမိများကောင်းကင်စီသို့တက်လာပြီးပန်ထရာပြည်တောင်ပိုင်းလူနေရက်ကွက်များအတွင်သို့များတံနေကျသွားသည်အိမ်နေမီးဆွဲလောင်ကုန်သည်ပြည်သူတွေမှာမီးလွတ်ရာသို့ပြေးရင်လွှားရင်ရှောင်တိန်နေကြသည်အော်တန်ဟစ်တန်ငိုယူတံများမှာငရဲပွက်တီတို့ဆူညံနေသည်မိတောင်ပြင်းသည့်နေရာများတွင်နေ့အလားလင်းထိန်နေသဖြင့်ပြည်သူများပြေးလွှားနေသည်ကိုပင်မြင်နေရသည်နမ်းမြို့ရိုးပေါ်တွင်နေရာယူထားသောဘရင်မသည်ပန်ထရာပြည်အနက်ဟိုမတီမှမီးတွေတောက်လောင်နေသည်ကိုမြင်ရသည့်အခါဒေါသအမျက်ချောင်းချောင်းထွက်လာသည်ကနဦးကတို့တပေါင်းဘရင်သည်မိမိကိုပိုင်ဆိုင်လိုမှုအတွက်မိမိကိုဖမ်းဆီးကော်လောင်သွားလိုမှုအတွက်သာတိုက်ဆိုင်သည်ဟုထင်ခဲ့သည်ယခုမူပန်ထရာပြည်ကြီးပြကြသောလုံနေပြီပြည်လူမျိုးချင်းချင်းညတာထောက်ထားခြင်းမရှိတနာဆာနာခြင်းမရှိဗေဒနိုးပြူများဘဝပြက်အောင်ရက်ဆက်ကြံကြုံနေပြီကောထို့ကြောင့်ဒုတပေါင်းဘရင်အပေါ်ပို၍အခဲမကြေဖြစ်လာသည်ဒီအချိန်မှာမဟာသေနာပတိကြီးသည်ရန်သူလက်နက်များမြားရံများကိုရှောင်ရင်တရင်တိုက်ပွဲဝင်အရာရှိကြီးငယ်အကြက်တက်သားစစ်တီတော်များအားတိုက်ရင်မတိမတာဆုတ်ခွာရန်အစဉ်စဉ်ပြောကြားစေသည်အားလုံးကောင်းခါကြသည်ဘရင်မအတွက်အသက်အသေးခံပြီးဘရင်မကိုသာလွတ်ရသို့ဆောင်ကျင်သွားပါသူတို့မတိန်ချောင်လိုပြီးဒီလိုတုံ့ပြန်ကြသည်ရန်သူဘက်မှပြစ်လိုက်သောမီးများတပြေးပြေးများလာသည်နမ်းမြို့ရိုးနီတို့ပင်မီးများတများကြာလာကြပြီစီတူကြီးကစားပလာနှင့်ကစားသူရတို့သည်အခြေမလာတော့ဘီကိုတည်တည်နှင့်နန်းတော်ကိုတရင်ပို့စေသည်ပို့စေရတမူးကြီးနန္ဒာကိုပြောဘရင်မကိုခေါ်ပြီးနန်းတော်ကကုချက်ချင်းထွက်ခွာတော့လို့ငါတို့ဒီနေရာကရန်သူကိုထိန်းထားမယ်မင်းလည်းသူတို့နဲ့တူလိုက်သွားတော့ပို့စေရလည်းမြင်းကိုအပြင်းနဲ့ကတရင်ပို့သည်ဘရင်မကဒီနေရာမှမခွာနိုင်စစ်တီတော်များနှင့်အတူတိုက်ရင်အသေးခံမည်ဟုမိန့်တော်မူသည်ဤတွင်ကိုရန်တော်တမူးကြီးနန္ဒာသည်ဘရင်မကိုဆွေကနေပွေချီလိုက်သည်ပြီးတော့မဲသစ္စာဘာငိုင်နေရလဲဒီနေရာမြန်မြန်ထွက်ခွာကြတော့နမ်းမြင့်ဘော်ကယူစာကိုလည်းမိမထားကြနဲ့အောင်ဟုလမ်းပြောကနမ်းမြို့ရိုးပေါ်မှာအမြန်ဆင်းသွားသည်ဘရင်မလည်းသူ့ကိုပွေချီလိမ့်မည်ဟုမထင်မှတ်သဖြင့်အငိုက်မိသွားသည်တို့ဖြင့်တမူးကြီးလက်ထဲတွင်ယုံရင်ကန်ရင်ပါသွားသည်တမူးကြီးသည်နန်းနှင်းဆောင်များကိုဖျက်သွားရင်အပြူတော်များရန်ရှိတော်များကိုလည်းအမြန်ထွက်ခွာသွားကြဖို့လမ်းအော်သွားလိုက်သေးသည်အပြူတော်များကစောစောကလေးကပင်ထွက်ပြေးသွားကြမိဖို့တယောက်မှမရှိတော့ပဲအထိန်တော်ကြီးမိဦးလည်းတမူးကြီး၏ခြေလမ်းကိုအမိလိုက်နေရသည်မကြမီပင်နန်းတော်အနောက်တကားသို့ရောက်လာကြသည်ဘရင်မကိုမြင်းတစည်းပေါ်တင်ပေးလိုက်၏တမူးကြီးနှင့်မိဦးတို့လည်းအတီးတီးမြင်းပေါ်တက်လိုက်ကြသည်မေသစ္စာတို့လည်းရောက်လာကြသည်အချို့မြင်းနှင့်အချို့လည်းမြင်းမပါသူများအားမြင်းဆောင်မှယူလာသောမြင်းများကိုစီးသည်မောင်နှင့်မမဲမှုမိသူမိဝါမတဲခွဲပါမိမိတို့လှုပ်ရှားမှုကိုတိုးတိတ်ညင်သားစွာလုပ်ကြရသည်အင်းရွာကြီးထိပ်ရှိရွာဦးစီတီတို့ဘရင်မနှင့်အဖွဲရောက်တော့လူစုံတက်ဆုံရောက်နေကြပြီဘရင်မအတွက်ယထာတစည်းလည်းအစဉ်သင့်စီစဉ်ထားရာဘရင်မလည်းယထာဘော်သို့ပြောင်းရည်စီသည်ဤတွင်ဘရင်မနှင့်အတူလိုက်ပါသွားရန်အထိန်တော်ကြီးမိကိုရှာကြသည်မတွေ့တော့ပေသူဖြင့်မဲသစ္စာကိုပင်ဘရင်မနှင့်အတူလိုက်စေရတော့သည်ဘရင်မရောက်သည်နှင့်မြောင်းမြို့ရိုးလှုပ်ဝက်တကားမှစတင်ထွက်ခွာကြသည်မနက်အလင်းရောက်မလာမီကုန်းမြင့်တောင်တန်း၏တပတ်သို့ရောက်ဖို့အရေးကြီးသည်ထို့ကြောင့်ခရီးပြင်းနှင်ကြရသည်မိယူ၏အပြစ်မှန်ကိုမသိသောဘရင်မကမိယူသစ္စာဖောက်သွားပြီဟုတွေးကဒေါသဖြစ်နေသည်ဒီလိုထင်မိဆိုလဲထင်စရာပင်ဘရင်မ၏လက်ဝဲရတနာများအလုံးအထိန်တော်ကြီးမိယူလက်ထဲမှပါသွားသည်မဟုတ်ပါလားတသက်လုံးသင်းပေါ်ကောင်းခဲ့သည်မြယခုလိုအရေးကြီးသည့်အချိန်တွင်ရဲရဲဆက်ဆက်သစ္စာဖောက်သွားသည်ဆိုကဘရင်မသည်မကြင်မချမ်းဖြစ်နေသည်တညလုံးမအိပ်ပဲခရီးပြင်းနှင်လာကြရသဖြင့်ပင်ပန်းနှွှဲလည်လာပြီတို့ရတွင်အနားမြူကြသေးပဲခရီးဆက်ကြပြန်သည်နေထန်းတစ်ပြားလောက်တွင်မဲသစ္စာတို့ဆွေမျိုးများရှိသည့်ရွာသို့ရောက်သည်ဒီရွာမှာစကန်းချရန်နာကြသည်ရွာခံများသည်မဲသစ္စာနှင့်ပတ်သက်ပြီးဘရင်မအားကြီးညိုရင်းဆွဲရှိသဖြင့်ကောင်းစွာဧကန်ပြုစုကြသည်ပြီးတော့ညတွင်ချင်းအေယာဝတီမြစ်ကိုဖြတ်ကူးနိုင်ရန်လှေတွေရှာကြသည်ဖောင်နေဖွဲ့ကြသည်ဘ
ဗိဒနိုးစစ်တီတော်များကလည်းစကန်းချရန်နာရပတ်လည်မှာကင်းဆောင်ကြသည်နေဝင်လူပြီးနေရောင်ကြီးသည်မြစ်အေယားရေပြင်ကိုဟတ်သဖြင့်တပြက်ပြက်လက်နေသည်ရှုမငီးနိုင်စရာပင်အဖြူရောင်တိမ်တွေကလည်းအဆုပ်လိုက်အခဲလိုက်ဒီတိမ်နက်တွေကိုနေရောင်ဖျန်းလိုက်သဖြင့်အဝါရောင်တစ်ခါအပြောင်ရောင်တစ်မျိုးမိခိုးရောင်တစ်သွဲတင့်တယ်လှပလို့နေသည်မြင်ရသူအဖို့ကြည်နူးအေးချမ်းစရာပင်ထိုစဉ်ခရီးဆက်ရန်အချိန်တန်မှပြီးတခင်မဖေဟာဟုမေတ္တစာဂရိပေတံကြမှာအတိကမီတော်သည်လမ်းကြည့်လိုက်တော့နေလုံးလဲပြောက်ွယ်ခဲ့ပြီမောင်ရီတန်းလာသည်နှင့်အေယာရီမြစ်ကိုစတင်ဖြတ်ကူကြသည်တပြိုင်တည်းတစ်ခေါက်တည်းဖြင့်မရကူတဲ့ခောက်တန်းရကန်ရှဲတယ်လို့အခောက်ခောက်ခါခါပို့ဆောင်ကြရသည်မြစ်တစ်ပတ်ကန်သို့လူစုံတက်ဆောင်ရောက်သည်နှင့်ခရီးဆက်ကြသည်နိုင်ငံတော်တစ်ကိုတိဆောက်မည်ပန်ထရာဘရင်မနှင့်အဖွဲ့ကြီးသည်ဆက်ဆနှုတ်သွားခရီးလန်းတစ်လျှောက်တောင်ကုန်းတွေ့လင်တက်လိုက်ဆင်းလိုက်တောင်အုပ်ညိုညိုကိုမြင်လျင်ကြော့ဖြတ်လိုက်နှင့်ခရီးတက်ခဲ့ကြသည်အခန်း19ကျဆုံးသွားသောပန်ထရာဘရင်မလက်နက်ချလော့တင့်ဆန်နှန်းတော်ကိုတရီခိတရာတပ်တွေဝိုင်းထားပြီးအမြန်လက်နက်ချလော့တရီခိတရာတပ်သားများသည်ဓာလန်ဖူးပွေတိုက်နေရင်းမှလက်နက်ချရန်အော်ဟစ်နေကြသည်ဒီအချိန်မှာနန်းမြို့ရှိတကားမပွင့်သေးပေတရီခိတရာစင်တက်ကြီးသည်နန်းရှိတကားစီသို့တဟုန်ထိုးဝင်လာရာဗိဒနိုးစစ်သည်များကစင့်ကလျာဖြစ်သွားသည်ကစားသူရာသည်ခုခံတိုက်ခတ်ရင်းလှမ်းကြည့်လိုက်ရာတငယ်ချင်းကစားပလာမြားမှန်ပြီးစင်ပေါ်မှကျသွားသည်ကိုမြင်လိုက်ရသည်မိမိကိုယ်တိုင်လည်းမြားမှုကိုကာကွယ်ရင်းတိုက်နေရသဖြင့်ကစားပလာ၏အလောင်းကိုပင်မကောက်နိုင်ခဲ့ပေရန်သူအင်အားမှာအစမတန်များပြားလာသဖြင့်မကြမီမှာပင်နန်းရှိတကားပွင့်သွားသည်တရီခိတရာတပ်သားများသည်အောင်မီဟုဝန္တာအာယာအော်ဟစ်ကနန်းမြို့ကိုအတင်းဝင်ကြသည်အတွင်းသို့ဝင်ရောက်သည့်တိုင်နန်းဆောင်များကိုဘွားခင်းတွေ့ရသည်မဟုတ်နန်းဆောင်များနှင့်ဥယျာဉ်တော်အကြားထုထဲမြင်မာသောအုတ်တိုင်းကြီးကကာစီးနေသေးသည်ပန်ထရာဘရင်မအပေါ်တွင်အခဲမကျေနိုင်သောပစင်းဖြူပစင်းညိုတို့သည်နန်းဆောင်များဘက်သို့မီးမြများဖြင့်ပြစ်ခတ်စေသည်အုတ်တိုင်းကြီးကိုကြော်ပြီးဝင်လာသည့်မီးများကြာရာနန်းဆောင်များမီးဆွဲလောင်ကုန်လုံးသည်ဤတွင်ပန်ထရာဘရင်မကိုမထိခိုက်စေနှင့်ဟုထက်ခါအော်ဟစ်သတိပေးရင်ဒိုးတပေါင်ဘရင်နှင့်သူ့ကွန်ရန်တော်တပ်ဖွဲ့များရောက်လာသည်ဘရင်နှင့်အတူရဟန်းရောင်ဆောင်ခဲ့သောတိတ်တလည်းပါလာသည်ဒိုးတပေါင်ဘရင်သည်တိတ်တ၏လက်ညှိုးမှုဖြင့်ပန်ထရာဘရင်မဆန်နန်းဆောင်သို့အစောတလင်ကြွတော်မူသည်အဆောင်တွင်၌ဘရင်မကိုမတွေ့ရပေနန်းတော်အတွင်းအဆောင်တိုင်းမှာရှာကြသည်ဗမာမှမတွေ့ရစောကဝမ်းသာပျော်ရွှင်စိတ်ကြည်လင်နေသောဒိုးတပေါင်ဘရင်သည်သူချစ်သောသူရယူပိုင်ဆိုင်လိုသောအမတော်ပန်ထရာဘရင်မကိုမတွေ့ရသည့်အခါမြေလံမီးရှာကြဟုအမိန့်ပေးသည်နန်းတော်အတွင်းဘရင်မနှင့်အချွေရများပါတယောက်မျှမရှိတော့ကြောင်းတင်လျှောက်ကြသည်ဘရင်လည်းဒေါသချောင်းချောင်းထွက်ပြီးနန်းဆောင်များအလုံးမီးတင်ရှို့စေဟုအမိန့်ပေးလိုက်လေတော့သည်နန်းဆောင်များကိုမီးဆွဲလောင်လေပြီမီးချိန်သည်တပြေးပြေးပြင်းလာသည်မီးကျွယ်များမှာမှောင်မိုက်နေသောတိမ်တိုင်များကိုတိုးပေါက်တော်မူနေပြင်းရင်၍တက်လာသည်ပန်ထရာပြည်ကြီးကကြာဆုံးသွားလေပြီဘရင်မ၏နောက်တော်ပါမှဖဲခွာထွက်ခဲ့သောအထိန်တော်ကြီးမိဦးသည်အမေအိမ်ဝိုင်းအတွင်းရှိတစ်ပင်ငယ်တစ်ပင်၌မြင်းကိုချီလိုက်၏အိမ်တကားဝနှင့်ရက်ကအမေဟုတိုးတိုးလေးခေါ်ကြည့်သည်ပြန်ထူးတယ်မကြရတကားကိုအသာတွန်းကြည့်သည်တကားပွင့်သွား၏အိမ်ထဲသို့လှမ်းဝင်ပြီးတကားပိတ်လိုက်သည်မောင်မိန်နေသဖြင့်ဘာမှမမြင်ရခိတ္တမြရက်နေလိုက်သည်မောင်ထဲတွင်မျက်စိကျင်သာရသွားသည့်အခါအမေအိတ်ခမ်းသို့သွားပြီးရှာသည်မတွေ့ရမိဖို့ကြောင့်မှလည်းမရှိအိမ်နောက်ပိုင်းရှိရက်ကန်းယုံသို့ကူလိုက်သည်ရက်ကန်းတင်မာလေးများနှင့်အတူရှိနေမည်လားအဲ့ဒီမှာလည်းမရှိပါရက်ကန်းယုံမှအိမ်မကြီးတို့အကူတွင်မိဦးထိတ်လန့်သွားသည်အလိုနန်းတော်ကုန်းမှာမီးလောင်နေပါလားသူသည်အိမ်ထဲအမြန်ပြန်ဝင်သည်တိုက်ပွဲဝင်ရဝစ်ဆင်ထားသည့်ချက်မိန်ညိုကိုချွတ်ပြီးဘရင်မ၏ရတနာပစ္စည်းများကိုလည်းသူ့ခန္ဓာကိုယ်ပေါ်မှာခိုင်မြဲအောင်ချီနှောင်လိုက်သည်ပြီးလျင်တာမန်အရက်သူအဝတ်စားကိုဝတ်လိုက်သည်ဘာဆက်လုပ်ရမလဲသူစဉ်းစားသည်ဘရင်မနောက်သို့အခုချက်ချင်းလိုက်၍မဖြစ်သေးအမေကိုတွေ့အောင်ရှာရအောင်မည်ဒီတခါတော့အမေကိုတိချမနေစေတော့သူနှင့်အတူနန်းတွင်းမှာပဲနေစေတော့မည်ယခုဆိုရင်ရန်သူတပ်သားများနန်းတော်ကုန်းမှာနန်းတော်ဝင်းကျင်လောက်မှာပင်ရှိနေအောင်မည်လူနေရက်ွက်တွင်သို့ရောက်နိုင်အောင်မည်မဟုတ်ဟုတွက်ဆကအမေရှာပုံတော်ဖွင့်သည်ဒီချိန်မှာသူ့ကောင်းထဲ၌အမေမျက်ချင်မှလဲ၍မိသူများမရှိဘာမှမရှိအမေကိုတွေ့အောင်ရှာဖို့တခုတည်းသာရှိသည်တရီခိတရာတပ်သားများနှင့်မဆုံမိအောင်ရှောင်ရင်းတင်းရင်အမေကိုရှာသည်ရန်သူနှင့်ဝေရာမြောက်ဘက်ဟန်လင်းနှင့်လွတ်လပ်သောပြူနိုင်ငံထူထောင်ရန်ထွက်ခွာသွားကြသူတွေတည်င်းလဲကြားရသည်ဒီလူစုနှင့်အမေလိုက်ပါသွားပြီလားအဲ့ဒီသူတွေနောက်လိုက်သားရရင်ကောင်းမလား
မိဦးစင်သားသည်သို့တော့မတိကြမေရာသဖြင့်လက်လျှော့လိုက်သည်ဒီလိုနှင့်ရက်အတန်ငယ်ကြာသွားသည်တနေ့တွင်မိဦးသည်စဉ်းစားရင်းရှောင်လာသည်တတိယ၍ခေါင်းမော့လိုက်သည့်အခါသူ့တူရှုသို့ရှောင်လာသောရန်သူတရီခစ်တရတက်သားနှစ်ယောက်ကိုလှမ်းမြင်လိုက်သည်သူပြရာခတ်သွား၏ဘုတ်ခုရန်ကြည့်လိုက်ရာလှိုင်လိုလိုဂူပေါလိုလိုတွေ့ရသဖြင့်စဉ်းစားမနေတော့ဘဲကြပြကြရာဝင်ပုံလိုက်သည်ရန်သူတက်သားနှစ်ယောက်တွေ့သွားသည်မတင်ကားသဖြင့်မိဦးကိုဖမ်းဆီးကာဒုတပေါင်းဘရင်ရှေ့တော်သို့တွင်သည်ဤတွင်ဘရင်အပား၌ခါစားနေသောတိတ်သားကမိဦးကိုမှတ်မိသွားသည်ဗန်ထရာဘရင်မ၏အထိန်တော်ကြီးမိဦးဖြစ်ကြောင်းရှောက်တင်သည်ဒုတပေါင်းဘရင်ဝမ်းသာသွား၏ဘရင်မ၏အထိန်တော်ကြီးကိုဖမ်းမိထားပြီးဆိုမှတော့ဘရင်မဗမာရှိသည်ကိုသိရတော့မည်သို့တော်မိဦးကဘလို့မေးမေးမဖြစ်ဘလို့ချော့မော့မေးတော့လည်းမပြော့၆လန့်မေးမေးပေမဲ့မကြောက်ဘရင်မဗမာရှိသည်ကိုပြောမပြနိုင်တခင်မပေါ်တစ္ဆာမဖောက်လို့ပြီးထို့ကြောင့်ခမစိတ်ပင်နေသည်ကဲဖြည့်စံအမတော်ပန်ထရာဘရင်မဗမာရှိတယ်လေဘရင်မေကိုမိဦးနှုတ်ပြမဖြစ်ခေါင်းခါပြလိုက်သည်မင်းမူတန်ကတတိယအကြိမ်သူ့ကြဖို့အစွမ်းကိုပြလိုက်သည်ဤမြအင်အားပြင်းသည်မသိမိဦးသည်ဒူးတော်လျက်မှကျမ်းမြေမော်သို့ခွေခနေလဲကျသွားသည်သူမျက်လုံးသည်ဝေဝါးသွားသည်အတိမပြတ်အောင်အာတင်လိုက်၏ခုနေသူမသိခြင်းသေးပါအမေကိုရှာခြင်းသေးသည်ပြီးတော့ဘရင်မရဲ့ရတနာတွေပြန်လေပေးအပ်လိုသေးသည်ဒီတာဝန်နေကြည်ပုံပြီးလျင်တေးခြင်းသေးပါစေတော့ထို့ကြောင့်သူသည်ကျမ်းမြေမော်မှယုံထား၍မူလအနေထားအတိုင်းဒူးထောက်ထိုင်လိုက်သည်ပြီးဒုတော်王ဘရင်၏မျက်နှာကိုဆက်ဆုပ်ယွန်ရှာသောအကြည့်ဖြင့်စိမ့်စိမ့်ကြည့်ကအတူဆုံးဖြေချလိုက်သည်အေယော်ဒီမြစ်တစ်ဖက်ကဆက်စနို့ရွာမှာကောင်းပြီဘရင်မရဲ့အသက်ကိုမထိခိုက်စေရကျုပ်တာဝန်ယူတယ်တင်လန်းပြလို့မိဦးကလည်းဆက်စနို့ရောက်လျင်သူ့ကိုလွတ်ပေးရန်တောင်းဆိုသည်ဘရင်ကဂတိပြုသည်တို့တွင်ဒုတော်王ဘရင်လည်းဆက်စနို့ရွာသို့ခြိတက်ရန်စစ်ပြင်ဆင်သည်ဗန်ထရာပြည်ရောက်စစ်တီတော်များမှာစစ်ပန်းနေပြီမို့တရီခတ္တရာမှစစ်တီများဖြင့်အင်အားဖြည့်သည်တရီခတ္တရာနှင့်ဗန်ထရာပြည်မှာအလံဝေးသဖြင့်ရက်အတန်ကြာသွားသည်ဗန်ထရာဘရင်မသည်ဆက်စနို့ရွာတွင်စတဲမချပဲရွာတောင်ဘက်ယခု9မိုင်ခန့်တွင်နိုင်ငံတည်တည်ထောင်လျက်ဆက်မြဲနေကြောင်းသိလာရသည်ဒုတော်王ဘရင်သည်ဗန်ထရာပြည်တွင်ရှိစဉ်ကထားခဲ့ကတိအတိုင်းအထိန်တော်ကြီးမိဦးကိုလည်းလွတ်ပေးလိုက်သည်မိဦးသည်ရရှိသားသောဒဏ်ရာများကြောင့်ဗန်ထရာပြည်တစ်သို့အရောက်လမ်းမလျှောက်နိုင်ဆက်စနို့ရွာရှိမေတ္တစာ၏ဆွေမျိုးများထံအကူအညီတောင်းရသည်မိဦးကိုခင်မင်ရွန်းဆက်ရှိသည့်အတိုင်းလိုက်ပို့ပေးရှာသည်ဗန်ထရာဘရင်မှလည်းတစ္ဆာပေါင်းမိဦးကိုလက်မခံနိုင်ဟုမိန့်တော်မူသည်မိဦးကိုနိုင်ငံတော်တွင်ဝင်မခံမိဦးကသူတစ္ဆာမဖောက်ကြောင်းတတ်သိပြပါမည်ယုံကြည်တော်မမူပါကဘရင်မလက်တော်ဖြင့်တက်လူကတတ်ပါဘရင်မအတွက်အရေးကြီးသည့်တရင်လဲပါလာကြောင်းဆန်နန်းတော်အတွင်းသို့သာဝင်ခွင့်ပြုတော်မူပါဟုအချိန်ချင်းတောင်းပန်သည်နောက်ဆုံးတွင်ဘရင်မလည်းခွင့်ပြုလိုက်သည်ပြုသည်ဘရင်မရှိတော်မှရောက်သည်နှင့်ခြေပမိုးတော်ထက်သူ့နဖူးတင်ကရှာကြီးတငင်ငိုချလိုက်သည်ပြီးသူ့ကိုယ်ပေါ်တွင်လုံခြုံစွာချီနှောင်ထားသောဘရင်မ၏ရတနာပစ္စည်းများကိုပေးဆက်သည်ချစ်ချောင်းကုန်စင်လျှောက်ထားပြီးဒုတော်မောင်ဘရင်နှင့်သူ့တပ်များဆက်စနို့ရွာအနီးမှစခန်းချထားပါတဲ့တခင်မဖေဟာဟုအရေးကြီးသည့်တရင်ကိုလည်းတင်လျှောက်သည်ချက်ချင်းပင်ရန်သူကိုခုခံတိုက်ခိုက်ရန်ပြင်ဆင်ကြသည်ပြီးတော့ဆန်နန်းတော်နှင့်မြို့ရိုးပတ်လည်တွင်ထုံးညှိထားသောဆွေပေါင်နိုင်မီးများအလုံးကိုငြိမ်သက်လိုက်သည်သို့သောလပြည့်ဝန်းမှဘုံငွေရည်များသည်အဆောက်အုံများပေါ်သို့ဖြာချနေသဖြင့်နန်းဆောင်တစ်ကိုအဝေးကပင်လှမ်းမြင်နေရသည်နိုင်ငံတော်တည်ဆောက်သည့်ဆိုသောလဲပန်ထရာပြည်မှာကဲ့သို့ဒုနှင့်တင်နှင့်အခိုင်ခန့်တည်ဆောက်နိုင်ကြသည်မဟုတ်ပေတူတောင်းလာသောအချိန်ကာလရရှိသည့်ပစ္စည်းပစ္စယမှာပေါ်မူတည်ပြီးတည်ဆောက်ရတာမို့ဒုတဲ့ကြီးမားမှုအင်အားနည်းသည်ကတော့အမှန်ပဲရရှိသမျှသောတိတ်ဝါမှဖြင့်မြို့ရိုးတည်ဆောက်ပြီးအတွင်မှမြေကရုတ်သာတည်ဆောက်ထားနိုင်သည်ယခုဘရင်မနှင့်တကွရန်သူကိုခုခံတိုက်ခိုက်ကြမည်သူရဲကောင်းနှင့်အားလုံးနေရာယူထားကြသည်မှာရင်းမြေကရုတ်ပေါ်တွင်ဖြစ်သည်လေကွက်ကြီးကျန်အလံမလဲဟုသောစိတ်ဓာတ်အပြည့်နှင့်ရန်သူအလားကိုစောင့်ဆိုင်နေကြသည်တရီခတ္တရာရဲ့အရှင်သခင်ဒုတော်ဘောင်ဘရင်လာပြီးဟေ့ဟူသောအတန်နှင့်အတူစစ်မောင်းတန်တိုက်စင်တို့၏တကြီးကြီးအော်တန်များဖြင့်ရန်သူများရောက်လာကြသည်ခြေသုံးမှအကြီးဆုံးစင်ကြီးပေါ်တွင်ဒုတော်ဘောင်ဘရင်ကိုယ်တိုင်ပါလာပြီးစင်နဲ့တတက်၏စစ်ဦးမှနေ၍တိုက်သည်စင်တက်၏အင်အားကိုနမ်းမြို့ရိုးအပြင်မှတက်များမခုခံနိုင်ကြမြို့ရိုးအခြေတိုင်အောင်ဆုတ်ခွာသွားကြရသည်ဒုတော်ဘောင်ဘရင်၏စင်တက်သည်လည်းရှေ့တိုး၍ဖိတိုက်သည်အလင်းရောင်လည်းအားကောင်းလာပြီးစင်တက်ကြီးမြို့ရိုးနှင့်နီးကပ်လာပြီးဒီတော့မှရှေ့ဆုံးကဦးဆောင်ပြီးတိုက်နေသောဒုတော်ဘောင်ဘရင်ကိုပန်ထရာဘရင်မှပြက်ပြက်သားသားမြင်လာရပြီးတွေ့ပြီးမမဲရရန်သူဒုတော်ဘောင်ကိုတွေ့ပြီးဒင်းကိုမမဲအတွက်လက်စားချေပေမဲ့
ဘယင်မသည်ပြောရင်းလက်ထဲမှလင်းနှင့်များကိုတိုက်ဆင်ကြီးပေါ်ရှိဒုတဘောင်ဘယင်ထံချိန်ရွယ်ပြီးပြစ်လွှတ်လိုက်သည်ပြစ်မှတ်ကိုတဆန်ကြီးမယွင်းအောင်ပြစ်နိုင်သောဘယင်မ၏မြားတံသည်ဒုတဘောင်ဘယင်ရင်ဝါတက်တဲ့စီသို့အရှိန်ပြင်းစွာဝင်လာသည်သို့သောမမျှော်လင့်သောမြားတစ်စင်းသည်တူရှူပမှဝင်ပြီးဘယင်မ၏မြားတံကိုစီးကပုတ်ချလိုက်ရာဘယင်မ၏မြားသည်ကစင်ကလျာမြေသို့ကျသွားလေတော့သည်ဤတွင်တရီခက်တရာသားကွဒုတဘောင်ဘယင်ရဲ့တရီခက်တရာသားကွဟူသောဟဲ့အော်သမျှဘဝင်မြထွက်ပေါ်လာပြီးမြားများကိုတရဇက်ပြစ်ခတ်ကြတော့သည်မြားမိုးများရွယ်လာသဖြင့်မြို့ရိုးမြေကရုပ်ပေါ်ရှိဘယင်မ၏တဖွဲ့များမှာရန်သူများမြားများကိုကာကွယ်နေရသဖြင့်တဲတဲမဲမဲပြန်မတိုင်နိုင်ဒီတော့ဒီတိုက်ပွဲမှာတပ်ပတ်စည်းနှင်းတိုက်ပွဲဖြစ်နေသည်ပန်ထရာဘယင်မဘက်မှအကြအဆုံများနေသည်မြို့ရိုးပေါ်မှာဒလင်းကောက်ကွေးကြသားသူများမြားတန်းလန့်နှင့်တွေးတန်ရဲရဲကြာဆောင်သွားသူများမြင်မကောင်းအောင်များပြားလာသည်ဒီမြင်ကွင်းကိုမြင်လိုက်မိသောဘယင်မ၏ရင်ထဲမှာနာနာကျင်ကျင်ခံစားလိုက်ရသည်ဤတွင်မြေကရုပ်ကိုအကာအကွယ်ယူပြီးခုခံတိုက်ခိုက်နေသောဘယင်မသည်မမကြီးရပ်ပြီးဒေါသနှင့်အတူမြားတွေပြစ်လွန်နေသည်တတိထားမှသခင်မဝစ်လိုက်ပါဝစ်ဟုအထိတ်တလန့်အော်ဟစ်ပြောလိုက်သောမေတ္တစာ၏အတန်မဆုံးမီရန်သူများတစ်စင်းသည်ဘယင်မ၏ပကုံးစုံကိုပုတ်ပြီးထွက်သွားသည်ချက်မိန်ညိုခံနေ၍ဘယင်မ၏ပကုံးသားပါမသွားပေဒီအနေကိုမြင်လိုက်သောကိုအန်တော်တမှုကြီးနန္ဒာသည်ဘယင်မအတွက်ဆိုရင်သွားသည်သူနှင့်ဘယင်မအနီးသို့ဖြတ်ကနေရောက်လာသည်ဘယင်မရှိသို့တမှုကြီးရောက်လာခြင်းနောက်ထပ်များတစ်စင်းအရှိန်ပြင်းစွာဝင်လာခြင်းဒီနှစ်ခုထပ်တူကျသွားသည့်အခါမြားတန်သည်တမှုကြီး၏လက်ကိုတွင်းသို့နှက်ဆိုင်စွာထိုးဆိုင်သွားလေတော့သည်တစ်ချက်မျှမအောင်နိုင်ပဲထိုးဆိုင်ကျသွား၏ခွန်အားပလားနှင့်ပြည့်စုံသောတမှုကြီးနန္ဒာ၏ခန္ဓာကိုယ်သည်ဘယင်မကိုလည်းတွန်းတိုက်ချသွားသည်ဘယင်မလည်းပြိုလဲကျသွားတော့သည်ဒီမြင်ကွင်းကိုမြင်လိုက်ကြသည့်ဗေဒနိုးစစ်သည်များသည်အဟုန်ကဲ့သို့လင်းမြန်သောအချိန်ဖြင့်ထိုနေရာသို့ပြေးလာကြသည်ဘယင်မသည်မြေပေါ်တွင်တစောင်းလဲလျက်ကိုရန်တော်တမှုကြီးနန္ဒာမှမူတွေ့ရိုက်နေတွင်မှောက်လျက်ဘယင်မကိုပွေတူသူကထူတမှုကြီးကိုပွေသူကပွေဘယင်မတွင်အနှင်းငယ်ပုံးပိတ်ရောင်ကလွဲပြီးဒဏ်ရာကြီးကြီးမားမားမရှိတမှုကြီးကိုဘိုစီယာကအသာပွေလိုက်ပြီးစိုက်ဝင်နေသောမြားတံကိုဆွဲနှုတ်လိုက်၏သွေးများပွက်ခနဲထွက်ကြလာသည်နှကန်းနှလာကြားမှလည်းသွေးများယိုစီးလျက်မမြင်ရက်စရာမရှုရက်စရာဝမ်းကြည့်နေသူတွေအားလုံးမျက်ရည်ယိုစီးလာကြသည်ဘိုစီယာကတော့ငိုနေပြီသူ့ထံမှရှိုက်တံထွက်လာသည်ပေတနိုးတက်များမြို့ရိုးပေါ်မှပျောက်ချင်းမလားပျောက်သွားကြသဖြင့်စဉ်းစားမရဖြစ်နေသည်တဲတဲမဲမဲခုခံတိုက်ခိုက်နေရကယခုတယောက်မှမရှိတော့လက်နှချအရှုံးပေးပြီလားထွက်ပြေးကုန်ကြပြီလားထွက်ပြေးကြပြန်ပြီဆိုရင်တော့ရေဆုံးမြေဆုံးလိုက်ရပေမည်မိမိဗေဒနိုးကိုတိုက်ခိုက်ခြင်းမှာတမီးကညာရယူလိုမှုအမဗန္ဒရာဘယင်မကိုရယူပိုင်ဆိုင်လိုမှုကြောင့်သာဖြစ်သည်မဟုတ်လားဒီတော့အမြန်ဆုံးရှာမဖြစ်မည်တို့ဖြင့်မြို့တကားပေါက်ကိုဖွင့်ရန်အမိန့်ပေးလိုက်၏မြို့တကားကိုအလွယ်တကူပင်ဖွင့်နိုင်ကြသည်တကားမှုလည်းမတွေ့ရတိုက်ခိုက်မိသူလည်းမရှိဘယ်ရကုန်ကြပြီလဲဒုတော်王ဘရင်သည်သူစစ်တီများကိုမြို့ပြင်မှာပင်နေရကြရန်အမိန့်ပေးပြီးသူနှင့်အတူပစင်းပြူပစင်းညိုအမတ်ကြီး2ဦးကိုခေါ်ကာမြို့တွင်သို့ဝင်လိုက်သည်ဒုတော်王ဘရင်နှင့်အမတ်ကြီး2ယောက်လူအုပ်ရှိရာသို့သွားကြသည်လူအချို့သူတို့ကိုလှည့်ကြည့်ကြ၏ကြောက်ရွံ့တုန်လှုပ်ဟန်မရှိအနီးသို့ရောက်သည့်အခါဘေးနှက်ဘက်ကိုရှဲပေးကြသည်ဘရင်ဒုတော်သည်စင်ပေါ်မှပင်ကဲပြီးကြည့်လိုက်သည်ပန်ထရာဘရင်မသည်ဒူးထောက်လျက်တစုံတရာကိုငေးကြည့်နေသည်သွေးစင်းရှိရှင်ထွက်နေသောသူထိုသူကိုစစ်သူတော်တို့ကပွေထားသည်ကြီးမားလာသောဆင်ကြီးဖြင့်ရဲဝင်စွာရောက်လာသူကိုတရီခိတ္တရာ၏အကြီးကဲဟုအကဲခတ်မိကြတော့လေဘရင်မကိုမြေသူးများမလျှောက်တင်ကြမတိမတာမျက်နှာလှဲသွားကြသည်ဘရင်မနှင့်အနီးဆုံးတွင်ရှိနေသောအမတ်ကြီးပလိတ်သည်စိုးနှင့်ကြေခွဲနေသောဘရင်မကိုတိုးတိတ်စွာလျှောက်တင်လိုက်သည်ဆန်နန်းတော်သို့ပြန်ကြွရန်အချိန်တင့်ပါပြီဘရင်မတဆက်တည်းပင်မင်းမှုရန်တယောက်ကိုစေခိုင်းလိုက်သည်ဘရင်မရဲ့ရင်ရင်ထားကိုအမြန်သွားယူလာစမ်းဘရင်မကမလိုဘူးကျွန်ုပ်လမ်းလျှောက်သွားလိုတယ်ဟုမိန့်ကမတ်တက်ရရန်ဟန်ပြင်းလိုက်သည်ဒူးထောင်နေတာဖြင့်ကြာမြင့်နေပြီဖြစ်ရာလဲပြင်းမလို့ဖြစ်သွားသည်မေတ္တစာကဘရင်မအားဖိမပြီးထားစေသည်ဤတွင်ဒုတော်ဘရင်ကကျွန်ုပ်နှင့်အတူစင်ထက်ကလိုက်တော်မူပါအမတော်ဖျားဟုဖိတ်ခေါ်သည်ဘရင်မ၏ခန္ဓာကိုယ်သည်စက်ကနေဖြစ်သွားသည်လှဲမကြည့်ပဲရန်သူနှင့်အတူကျွန်ုပ်မလိုက်လိုပြီသဘောတော်အတိုင်းမှအမတော်ဟုဆိုကာလူစုကြီးနောက်မှခတ်ခွာလိုက်သွားသည်ပိုစီကလည်းတမိုးကြီးနန္ဒာ၏အလောင်းကိုပွေကအဆောင်တစ်ခုအတွင်၌ခေတ္တချထားလိုက်၏စစ်တီတော်အချို့နှင့်အတူကြာဆုံးလေပြီးသောတပ်သားများကိုကောက်ယူစုယုံကြသည်ဘရင်မသည်မိမိတလွန်ထ၌နေရာယူလိုက်သည်အနှင်းငယ်ခွာပြီးဒုတော်ဘရင်အတွက်တလွန်တစ်ခုပြင်ဆင်ထားသည်တက်တော်ကြီးဘိုးဘိုးကပင်
ဒုတဘောင်ဘရင်ကိုနေရာချထားပေသည်ခမ်းမကြီးအတွင်းရှိပရိသတ်များမှာကြောက်ရွံများကိုနေရာချထားသည်နှင့်မလုံမရှက်တိတ်ဆိတ်ငြိမ်သက်နေသည်တိတ်ဆိတ်ခြင်းကိုဒုတဘောင်ကဖြုတ်ခွဲလိုက်သည်အမတော်ဘရင်မလက်နက်ချပါပြီလားကျွန်ုပ်လက်နက်မချအရှုံးမပေးပါဒုတဘောင်ဘရင်ကပြုံးလိုက်သည်ပြီးဆက်လက်မေးသည်အရှုံးမပေးသေးပါကတရေခစ်တရားတက်ကိုဘာကြောင့်ပြန်လဲတက်ခတ်ခြင်းမပြုဘဲစစ်ရက်လိုက်ပါတယ်လေအမတော်ကျွန်ုပ်နားမရှင်းပါကျွန်ုပ်ရဲ့ကိုရံတော်တက်မှုကြီးကြဆုံသွားတဲ့အတွက်စစ်ရက်နားလိုက်ခြင်းသာဖြစ်တယ်ဒုတဘောင်ဘရင်သည်ဒုတိယတစ်ချိန်ပြုံးလိုက်ပြီးသူ့သဘောထားကိုယခုလိုသိစေလိုက်သည်ကောင်းလာပါပြီအမတော်ဘက်ကလက်နက်ချအရှုံးပေးခြင်းမဟုတ်တဲ့အတွက်မိသူကိုများစစ်တုံးပန်းဖြင့်ခေါ်ဆောင်ခြင်းမပြုပါမူလရှိရင်းစေယာတုအတိုင်းပင်တရေခစ်တရားတို့ခေါ်ဆောင်သွားပါမယ်မနေ့ပြန်မနေ့နေမထွက်မီစတင်ထွက်ခွာမှာမို့အားလုံးအသင့်ရှိကြပါစေကျွန်ုပ်ပင်မလာပြီးတင်ပြောရန်မရှိတော့ပါကကျွန်ုပ်အနားယူချေအောင်မယ်ဘရင်မသည်ဒုတဘောင်ဘရင်ထံခွင့်ပန်သည်မဟုတ်မချီမငံပြောသည်လည်းမဟုတ်တာမန်နေတာတာမန်အတန်ဖြင့်ပြောပြီးအတွင်းတော်သို့ဝင်တော်မူသည်ထိုညကဘရင်မသည်ကောင်းစွာဆက်တော်မခေါ်နိုင်မီမေတော်ဆန္ဒမှုကြီးကိုတွေ့လိုသောဆန္ဒသာပြင်းပြနေသည်သို့သောတွေ့ခွင့်မကြုံနိုင်သို့ဖြင့်မေတော်ရှိရာပုပ္ပါရက်စီမြုံမှန်းပြီးဂတိစကားဆိုမိသည်သမီးတော်ရန်သူနောက်လိုက်ရပါတော့မယ်တနေ့နေ့အချိန်မှာတော့သမီးတော်ဟာအောင်နိုင်သူဖြစ်ရပါစေမယ်လို့ဂတိပြုပါတယ်မေမေဖေဟာအာယုံတက်ပြီးဘရင်မသည်ကိုရံတော်တမှုကြီးနန္ဒာဤမြေပုံမိုးမိုးရှိတွင်ဒူးထောက်ထိုင်လိုက်သည်ကျွန်ုပ်ငယ်စဉ်ကလေးဘွားကစပြီးနှမလေးအရင်လိုချစ်ခင်အလိုလိုက်ခဲ့တဲ့အကိုနန္ဒာအရွယ်ရောက်လာတဲ့အခါမှာအဆအရာတွင်တွင်ခဲ့တဲ့အကိုနန္ဒာဘရင်မဖြစ်လာတဲ့အခါမှာညာလက်ယုံတပွဲအားကိုခဲ့ရတဲ့တမှုကြီးနန္ဒာအခုမရှိတော့ပြီအမှန်စင်စစ်ကြဆုံးရမှာကကျွန်ုပ်ဗန္ဒရာဘရင်မပါတင်ကရန်သူလက်သက်နဲ့ကြာရှုံးသွားပြီကျွန်ုပ်မှာတော့ဒုတဘောင်ရဲ့မိဖုရားအဖြစ်အသက်ရှင်လျက်နဲ့တည်ရပါဦးမယ်ဘရင်မသည်စွတ်စွတ်နေနေနဲ့ပြောနေသည်အားလုံးလည်းဝမ်းနဲ့ကြေကွဲနေကြသည်ပိုစီရမှုဒုတုကတော့ရင်ရှိုက်လိုဝင်ငိုနေပြီဒီမြင်ကွင်းကိုလှမ်းကြည့်နေသောဒုတဘောင်သည်ခိတ္တမြကြားတွင်လုံစော်တတိပေးလိုက်သည်ခရီးစားထွက်ရန်အချိန်သင့်ပါပြီအမတော်ဗန္ဒရာယထာတော်သို့တက်တော်မူပါဘရင်မ၏ရင်ထားလဲအနီးသို့စိုက်ကပ်လာသည်ဘရင်မသည်ယထာတက်သို့လမ်းကြွတော်မူ၏ဘရင်မနှင့်အတူအထိန်တော်ကြီးမိဦးနှင့်မေတ္တစာတို့လိုက်ပါသွားကြသည်ရှေ့ဆုံးမှဒုတဘောင်ဘရင်၏စင်တော်ဘရင်စင်နောက်ကဗန္ဒရာဘရင်မ၏ရင်ထားကိုလိုက်စေသည်တရီခိတ္တရာစီသို့ဥတီသွားနေသောဘရင်မနှင့်ပရိသတ်ကြီးနောက်တွင်တခါကဗန္ဒရာပြည်ကြီးသည်ဝေး၍ကျန်ရစ်ခဲ့ပြီသည်အခန်း20ဗန္ဒရာဘရင်မ၏နောက်ဆုံးနေ့ဗန္ဒရာဘရင်မတတ်တော်ရှိပါစေဗန္ဒရာဘရင်မတတ်တော်ရှိပါစေတရီခိတ္တရာသို့ရွှေတကားပေါက်မှဝင်လိုက်သည်နှင့်လမ်းဘေးဝဲရာမှပြည်သူလူထုကြီးသည်ဘရင်မအားကောင်းချီးပေးကြိုဆိုနေကြသည်မှာနန်းတော်သို့ရောက်သည့်အထိပင်မင်းကြီးသည်စင်တော်ပေါ်မှဆင်းသက်ပြီးဘရင်မ၏ရင်ထားသည်လည်းရက်လိုက်သည်ယထာထမှဆင်းရန်ဟန်ပြင်းနေသောဘရင်မအားဒုတဘောင်ဘရင်ကလက်ကန်လိုက်သည်ဘရင်မလည်းအံ့ဩထိတ်လန့်ပြီးဘရင်ကိုကြည့်လိုက်၏မောင်တော်လက်တော်ကိုဆွဲကန်ပြီးဆင်းတော်မူပါအမတော်မင်းကြီးသည်လက်ကမ်းလျက်မှမိန်တော်မူသည်အမှန်စင်စစ်ယခုလိုဘရင်မင်းမြတ်ကဂယုတဆိုင်ရှိသည်မှာဝမ်းသာဂယုစရာပင်သို့သောဗန္ဒရာဘရင်မစိတ်ထဲမှကျဉ်ကျက်သွားသည်စိတ်နှောက်ယှက်ဖြစ်သွားသည်ဒီအသက်ဒီရွယ်ထိယောက်ျားတဦး၏လက်ကိုမကင်ဘူးခဲ့သူမို့မျက်နှာတစ်ပြင်လုံးရှိန်ဖိန်သွားသည်မလဲမရှောင်သာတော့ဖြင့်ဘရင်မလည်းမင်းကြီးလက်ကိုအားပြုကာယထာထမှဆင်းသက်လိုက်ရသည်ဒုတဘောင်ဘရင်သည်ဗန္ဒရာဘရင်မကိုမနှိမ်ချမရက်ဆက်ပါအလိုလိုက်အကြိုက်ဆောင်ခဲ့သည်သို့သောဗန္ဒရာဘရင်မသည်တရီခိတ္တရာနန်းတော်တွင်၌မပြောပိုက်ပါမနေလိုပါတို့ဖြင့်အမတော်ဗန္ဒရာစင်းရဲညုံညံမှုမဖြစ်စေရန်တရီခိတ္တရာပြည်မြို့ရိုးအပြင်ဘက်တောင်ရောတွင်တိကျဗိတ်တနုမြို့ရှေဘုံသာဟုလည်းခေါ်သည်ကလေးကိုတိဆောက်ပေးသည်ဗန္ဒရာပြည်မှပါလာသောအခြေအရန်နောက်လိုက်ပါများနှင့်အတူဆံမြဲစေသည်ဒုတဘောင်ဘရင်တွင်မိဖုရားကြီး၃ပါးရှိသည်ပြုမင်းသမီးမာနဆန်နေ၏သမီးတော်တောင်နန်းမိဖုရားတီတိဆန္ဒစစ်သူကြီး၏သမီးတော်မြောက်နန်းမိဖုရားဥမာရဒေဝီအေယာပထနနဂါမိသမီးတော်အနောက်နန်းမိဖုရားဘေဆန်ဒီတို့ဖြစ်ကြသည်ယခုဗန္ဒရာဘရင်မှရောက်လာသည့်အခါအလယ်နန်းမိဖုရားဖြင့်ချီးမြှင့်မြောက်စားတော်မူသည့်အတွက်မိဖုရားကြီး၄ပါးရှိသည်ဗန္ဒရာမိဖုရားအတွက်ຫນွေဥရုနှင့်ဆံမြန်းရန်ငွေနန်းတော်မိုးဥရုနှင့်သိမ့်ရော်သည့်ရွှေနန်းတော်စောင်းဥရုအတွက်မူဖန်နန်းတော်ဟု၍နန်းမ၃ဆောင်လဲဆောက်လုပ်ပေသည်မင်းကြီးကဗန္ဒရာမိဖုရားပေါ်ဒုံတော်မြတ်တာကြီးမားလာတော့လဲဗန္ဒရာမိဖုရားကမူမင်းကြီးပေါ်အမုန်းစိတ်ပွားရန်ညိုးထားမြဲထားလျက်ပင်ဗန္ဒရာမိဖုရားဖို့ယခုအချိန်တွင်ရုံထွက်လို့မရနိုင်သည့်ကဘာတစ်ခုထဲမှရောက်နေသည်မျက်နှာစိမ်းတွေပတ်ချဝိုင်းနေသည့်
တရေခက်တရာမှာဆန်နေရသဖြင့်မလှုပ်တာမလဲ့တာဖြစ်နေသည်ဒီတော့ရန်ညိုးရန်ဆွဲကိုမပြဘဲနှလုံးလှဟန်ဆောင်နေလက်၏ဗန်ထရာမီဘီယားကလက်လက်ရော်ရော်နှင့်စိတ်နေသဘောထားပျော့ပြောင်းလာသည်ကိုတွေ့လျင်မင်းကြီးလည်းဝမ်းမြောက်ဝမ်းသာပီတိတွေဖြာနေတော့သည်တနေ့တွင်မင်းကြီးသည်ဗန်ထရာမီဘီယားအားရွှေနက်တောင်ဇေဒီတော်မြတ်ကြီးကိုဖူးမြော်ရန်ဖျားဘူးပို့ဆောင်တော်မူသည်ဖျားလည်းဖူးရင်ဇေဒီတော်မြတ်ကြီးအားပြုပြင်ပူဇော်ရန်လည်းရည်မှန်းသည်ဖျားဘူးထွက်ကြတော်မူသောခရီးတွင်မင်းကြီးမိဖုရားများအားလုံးမူးမတ်များအားလုံးချွေရန်တင်းမင်းအားလုံးလိုက်ပါကြရသည်ရွှေနက်တောင်စီတီတို့ဦးတည်သွားရင်ခရီးလန်းတစ်ထောက်အဖြစ်ရွှေတောင်မြို့တဲကုန်းရပ်ကွက်တွင်ခိတ္တစကန်ချရန်နာကြသည်ထိုညကဗန်ထရာမီဘုရားသည်အိမ်မက်မြင်မက်တော်မူသည်အိမ်မက်ထဲတွင်စကန်ချရန်နာနေသောနေရာ၏အရှိမြောက်ရွံ့ရွံ့နေရာတွင်ရုပ်ပွားတော်ကြီးတစုကိုဖူးမြင်ရသည်နနက်ဆက်ရမှနိုးသောအခါအိမ်မက်အကြောင်းမင်းကြီးအားလျှောက်ထားသည်ဤတွင်မင်းကြီးကအိမ်မက်ထဲမှနေရာကိုရှာဖွေစေသည်ရှာဖွေရင်းတနေရာအရောက်တွင်မြတ်စွာဘုရား၏ရောင်ကြီးတော်များနှင့်တရံတူစွာဝင်းလန့်နေသောရောင်စင်များကောင်းငင်ထက်သို့လွင့်မြန်တက်နေသည်ကိုမင်းကြီးနှင့်တကွမိဖုရားမူးမတ်များအားလုံးမြင်တွေ့ကြရသည်ပညာရှိမူးမတ်များကဒီနမိတ်သည်ဖျားသည်ကုသိုလ်ကောင်းမှုပြုရန်နှကောင်းနှမျက်များကပြခြင်းဖြစ်သည်ဟုမင်းကြီးကိုလျှောက်တင်ကြသည်အရှင်မင်းကြီးရွှေတောင်မြို့မှာတည်ထားကိုခဲ့တဲ့ဆင်းတုတော်ကြီးအားဘုရားရှင်ကိုတော်မြတ်ကြီးနှင့်လိုက်ဖက်ညီများသောမျက်လုံးတော်ပုံတံမျက်မှန်တစ်စုံကိုစက္ကပ်ပူဇော်ပါကနှမျက်စီတွင်အလင်းအောင်ပြန်လည်ရရှိပါမယ်ဗျာတို့တပေါင်းမင်းလည်းမျက်လုံးတော်ပုံတံနှင့်တူညီသောမှန်တစ်စုံကိုစက္ကပ်လှူဒါန်းလိုက်၏ပညာရှိဘရောဟိတ်များအဟောနှင့်ညီစွာမင်းကြီး၏နှမျက်စီလည်းပြန်လည်၍အလင်းရရှိသွားလေသည်ယင်းစင်တူတော်ကြီးမှာရွှေတောင်မြို့ရွန်းတန်းရက်ကွက်အတွင်၌တရင်သုံးစံပေတော်မူလျက်ရှိသောရွှေမျက်မှန်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးပင်သည်အချိန်ကာလများတရွေ့၍ကုန်လွန်လာသည်ဗန်ထရာမီဘုရားတွင်တားကောင်းယတနာလေးတစ်ပါးဖွားမြင်လာသည်ဒုတရေဟုအမည်တွင်၏ဒီအချိန်တွင်ကျန်မီဘုရားသုံးပါးတွင်လည်းတားတော်သမီးတော်များဖွားမြင်ပြီးဖြစ်၏တောင်နမ်းမီဘုရားတိရိဆန္ဒမှဒုတရမင်းသာမြောက်နမ်းမီဘုရားဥမာရဒေဝီမှတားတော်ဒုတဆန်အနောက်နမ်းမီဘုရားဘေးဆန်နီမှသမီးတော်သူဝနာမာလာတို့ဖြစ်ကြသည်ယခုဆိုလျှင်အလယ်နမ်းမီဘုရားဗန်ဒရာဘုရင်မ၏တားတော်ဒုတရေနှင့်ဆိုပါကဒုတပေါင်းမင်းတွင်တားတော်၃ပါးနှင့်သမီးတော်တစ်ပါးပေါင်း၄ပါးထွန်းကားတော်မူပြီးဖြစ်သည်နောင်ခါတွင်ဗန်ဒရာမီဘုရား၏တားတော်ဒုတရေနှင့်ဥမာရဒေဝီမီဘုရား၏တားတော်ဒုတဆန်တို့သည်သာသနာပေါင်းတို့ဝင်၍ယဟန်ပြုကြသည်နှစ်ပါးစလုံးအာတဝေါကုန်ခန်းသောယဟန်နာကြီးဖြစ်လာကြ၏ဒုတရေမင်းသား၏ဘွဲတော်မှာအရှင်ဆန္ဒတာဂရမထေဒုတဆန်မင်းသား၏ဘွဲတော်မီမှာအရှင်ဆန္ဒတိတိမထေဟုခေါ်တွင်သည်ထို့အရှင်နှစ်ပါးကတခြားသူများမဟုတ်ပါမြတ်စွာဘုရား၏စံတော်မူရှင်တော်တို့ကိုတိဟလပဒတောင်ဒုဒနာဂီရီတောင်တို့တွင်တည်ထားကိုးကွယ်ခဲ့ကြသောအဇီလာနှင့်ဗနိကဂုံတယ်ညီနောင်တို့ပင်ဖြစ်သည်အဇီလာဂုံတယ်မှဘဝပြောင်းလာသူသည်အရှင်ဆန္ဒတိတိမထေဖြစ်လာ၏ဗလီကံဘဝမှပြောင်းလာသူကအရှင်ဆန္ဒတာဂရမထေဖြစ်လာသည်ဟုဘုရားတော်ဘုရားသမိုင်းတွင်ဖော်ပြထားသည်ဗန်ထရာမီဘုရားသည်တရေခတ္တရာရှိရေပုံသာဗေဒနိုးမြို့ကလေးတွင်တတိတနန်းဆံခွင့်ရပါတော့လေဒုတပေါင်းဘရင်ပေါ်တွင်ရန်ညုံမပြေပါမိဖုရားတို့ဝတရားမပြတ်ဘဲစံမြန်းလျက်မှလက်စားချိန်နှံမိအခါခွင့်ကိုသာအမြဲတွေ့တော်ချန်ဆာလျက်ရှိသည်ဒီခတ္တရာတို့ရောက်လာသည်ပင်10နှစ်ရှိပြီမိမိသက်တော်လဲ59နှစ်ပင်ပြည့်တော်မူတနေ့တွင်ပန်ထရာပြည်မှအတူလိုက်ပါလာကြသောမူးမတ်များနှင့်တိတ်တဆိတ်တိုင်ပင်တော်မူသည်ကျုံယုံတော်မူးမတ်များကယခုလိုရှောက်တင်ကြသည်အရှင်မိဖုရားတုတ်တန်တစားတင်းញိုင်းဝါကဆက်ဆုပ်ယွန်ရှာပွဲကောင်းသောအဝိပစိုးစားကိုမျက်နှာတုပ်ပွားပြုပြီးဒုတပေါင်းမင်းသားအားဆက်တာပါကနုလာသောနတ်မြတ်ရှင်တော်သည်အလိုလျောက်ကွယ်ပြောက်သားမည်ကိုမြင်ကြောင်းမှာမျက်ရှင်တော်ကွယ်ပြောက်သည်နှင့်ဒုတပေါင်းဘရင်၏ဘုန်းတော်ကိုများလည်းရောချပျက်စီးသွားမှာမုတ်ချမလဲပါဗျာဗန်ထရာမီဘုရားလည်းမိမိ၏မူးဘက်များလျှောက်တင်ချက်ကိုစဉ်းစားသည်ဤမြနှိမ့်ကြသည့်အစီအမံကိုလှုပ်တင်ပါမလားဒုတပေါင်းဘရင်ဆိုတာဖုံးရှင်ကန်ရှင်ပေပဲပြုလင်အစ်စ်ချစ်လင်အဟောင်းနဲ့ငါသည်အစီမံကိုလှုပ်ရင်ကုသိုလ်အစ်စ်ကိုပြုလုပ်ရကြမယ်ငါအခုလိုဖြစ်ရတာကအတိတ်ဘဝကအာကုသိုလ်ကံကြောင့်ပဲဟုကောင်းစိတ်ကဆုံးပါသည်တပံဒုတပေါင်းတို့သားမိကြောင့်မဲတော်ဆန္ဒမှုခိနဲ့ငါတို့သားမိတိုင်းတစ်ပါးကိုရောက်ခဲ့ရတယ်ဒါတောင်သင်ကမကျေနပ်သေးဘူးကိုထီးကိုနန်းနဲ့လက်လက်စွာအောက်ချုပ်မင်းလုပ်နေတဲ့ငါလူဘရင်မကိုမတရားတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်ဒင်းကိုလက်စားချီရမှကျေနပ်မယ်ဒီလိုမကောင်းစိတ်ကတိုက်တွန်းပြန်သည်ကောင်းစိတ်နဲ့မကောင်းစိတ်တို့သည်ဗန်ထရာမီဘုရား၏ရင်ထဲနှလုံးအိမ်ထဲ၌အပြန်အလှန်စိတ်ကင်းနေကြသည်နောက်ဆုံးတွင်မကောင်းစိတ်ကအနိုင်ရသွားသည်ကောင်းပြီတင်းတို့ဆိုသည့်အတိုင်းကျွန်ုပ်လက်ခံမယ်
တုတ်တန်တစားတင်းချိုင်းဝါကအဝိစာကိုသာတင်တို့ရှာဖွေဆက်တာလောဟုမိန်လိုက်သည်ပန်ထရာမီပြားသည်ဗိတ်တနိုးတွင်နေ့စဉ်ငယ်ဘွားကပင်ဘိုင်းငင်ဝါဖြင့်ရကန်းလိုက်တက်ကိုတစ်ဖက်ကန်းခတ်တက်မြောက်ခဲ့သည်မဟုတ်လားဒီတော့မူးမြတ်များတိတ်တိတ်ရှာဖွေဆက်တာထားသောရုံညံ့သည့်အဝေဟောင်းများကိုပြန်လည်ကြိတ်ပြီးနောက်ဖြူပွေးနူဤလာသောမျက်နှာတုပ်ပွားကိုရက်လို့သည်ပြီးလျင်တီလာဟုသောနန္တာမုံဖြင့်ထုံထားလိုက်သည်ထိုတီလာဆိုသည့်နန္တာမုံကလည်းထူးထူးခြားခြားမှွေလာသည်နန္တာမုံထည့်ထားသည့်ဘူးကိုဖွင့်လိုက်လျင်တာတထောင်အရက်ကပင်မွေးရနှံကြိုင်လိုက်သည်ဟုဆိုသည်ရင်းနန္တာမုံကိုဒုတပောင်အရှင်သည်များစွာနှစ်သက်တော်မူသည်ဖြင့်လိမ့်ရှူခြင်းကိုမပြတ်ပြုတော်မူသည်မကြမီပါပင်ဒုတမောင်ဘရင်ကြွလာသည်ပန်ထရာမီပြားလည်းတီလာနန္တာမုံမြင့်ထုံထားသောမျက်နှာတုပ်ပွားဖြူလွှာလာကိုမင်းကြီးအားတရုတ်တသေးဆက်တာလိုက်သည်မင်းကြီးလည်းပန်ထရာမီပြားသည်မိမိအားချစ်မြတ်နိုးလာသဖြင့်ယူယူရရဆက်တာပေးသည်ဟုအဖြောင်တွေ့၏မိဖုရား၏အကောင့်ညံကိုမတွေ့တော်မူပေထို့ကြောင့်မိဖုရားဆက်တာသောမျက်နှာတုပ်ပွားဖြင့်မျက်နှာတော်ကိုတုံးတက်လိုက်သည်မူးမတ်များတင်လျှောက်ထားသည့်အတိုင်းပင်မင်းကြီး၏မျက်လုံးတော်နှစ်ဖက်ကြားရှိနူးလာသောနတ်မျက်ရှင်တော်သည်မကြမီကွယ်ပြောက်သွားလေတော့သည်မင်းကြီးတို့စိုးကျုံများကတစ်ခုပြီးတစ်ခုဇက်တိုက်ဖြစ်လာသည်ဂလုံမင်းဆက်တာထားသောတန်လျက်နှင့်လေးများတရားမင်းပြီးသောအရိနမလန်နှင့်တီလဝန္ဒဒါနတ်စစ်တီများကွယ်ပြောက်ကုန်တော်သည်မိဖုရားပေဆန်သည်လည်းနေရင်းဒေသသို့ပြန်သွား၏မင်းကြီးခေါင်းလောင်းကြီးသည်လည်းအေယာဝတီမြစ်အတွင်းသို့ကျသွားသည်ခေါင်းလောင်းကြီးမှာမိမြကြီးသည်လည်းဆိုလျင်ခေါင်းလောင်းကြီးထဲမှာမိချောင်း69ကောင်နေနိုင်သည်ဟုဆိုသည်ခေါင်းလောင်းကြီးကိုတီးလိုက်လျင်နာမခန္ဓာအောင်စူညံသည်ယခုမင်းကြီးဘုံတကိုနှင်းကျသွားသည့်အချိန်တွင်ခေါင်းလောင်းကိုတီးမခံနိုင်သောသူများကတိတ်တဆိတ်လာရောက်ကခေါင်းလောင်းကြီးကိုအေယာဝတီမြစ်တွင်းသို့ဆွဲချသွားကြသည်ခေါင်းလောင်းကြီးကျသောနေရာတွင်ဝဲကတော်ကြီးဖြစ်ပြီးမပြတ်လေနေသည်ခေါင်းလောင်းဝဲဟုခေါ်စမတ်ပြုကြသည်ဒုရပောင်ဘရင်ဘုံတကိုနှင်းကျသည်နှင့်ပတိမျိုးကနှစ်စဉ်ဆက်တာမြဲဖြစ်သည့်ရွှေစင်1000အခွန်တော်ကိုမဆက်တာပဲနေလေသည်ဒီအချိန်တွင်အခွန်တောင်းမှတ်များဖြစ်ကြသည့်ပဇင်းပြူပဇင်းညိုတို့လည်းဘရင်အပါမှမရှိတော့ထွက်ပြေးတိတ်ဆောင်သွားကြပြီဖြစ်သည်ဤတွင်ပင်လယ်ပြင်ကိုစိုးမိုးထိန်းချုပ်ထားသည့်ဒုရပောင်ဘရင်သည်နဂါးကြီးလီတော်ကိုစီကပင်လယ်လှည့်၍အခွန်ဗန္နာများကိုကိုယ်တိုင်သိမ်းကောက်တော်မူသည်သာသနာတော်ကိုများစွာကြီးမြောက်ခဲ့သောသာသနာဒါယကမင်းကြီးယခုကဲ့သို့ဘုံတကူအာဏာနှိမ့်ချရသည်မှာဗန်ထရာမီပြား၏အကောင့်ညံကြောင့်သာဖြစ်သည်ဟုချမ်မီပြားများနန်းနှင်းသူနန်းနှင်းသားများတရေခစ်တရာပြည်သူပြည်သားများအလုံးကလက်ခံယုံကြည်ကြသည်ထို့ကြောင့်လည်းဗန်ထရာမီပြားပေါ်အခဲမကြီးဖြစ်နေကြသည်ဒုရပောင်ဘရင်ကမူဗန်ထရာမီပြားပေါ်တွင်အပြစ်မမြင်တဆန်ချီမမြတ်တာမပြတ်ချစ်မြဲချစ်လျက်အလိုလိုက်မြဲလိုက်လျက်ပင်ဒုရပောင်ဘရင်ဘုံတို့ကိုနှိမ့်ချသွားသည်ကိုဗန်ထရာမီပြားသည်ဝမ်းမြောက်ဝမ်းသာဖြစ်၏ဗန်ထရာပြည်မှလိုက်သောမင်းမှုတန်းနန်းတင်သားများကလည်းမိမိတို့ဘရင်မကိုတိမ့်ပတ်ရုံမကဗန်ထရာပြည်ကြီးပြာကျပျက်စီးသွားအောင်ပြုလုပ်ရလာသည့်ဘရင်တို့တပောင်ယခုလိုဘုံတို့ကိုနှိမ့်ချသွားသည်ကိုဝမ်းမြောက်ဝမ်းသာဖြစ်နေကြသည်သို့သောမကောင်းမှုလုပ်သောသူသည်မကောင်းကျိုးကိုသာရရှိသည်ဆိုသောတရားသဘောကိုဗန်ထရာမီပြားမေးလျော့နေသည်ကတော့အမှန်ပင်တနေ့ထိုတနေ့သည်မိမိ၏နောက်ဆုံးဖြစ်သည်ကိုဗန်ထရာမီပြားမသိရှာပေတရေခစ်တရာနန်းတော်မှာအပြူတော်ကလေးနှစ်ယောက်သည်ရွှေလင်မန်းနှင့်ထည့်ထားသောတကြားသည်များဝက်မြေစာအုပ်များကိုဗန်ထရာမီပြားထံလာရောက်ဆက်သားကြသည်တည်တည်တေးအုပ်များကိုဗိဒနိုးအချွေရန်ကလေးများကရွှေကလတ်ထဲသို့လဲလှယ်ထည့်ပြီးနောက်တရေခစ်တရာအပြူတော်ကလေးများသည်မိဖုရားကိုဥခိုက်ကြော်ပြီးပြန်သွားကြသည်ပွဲတော်တဲချိန်တွင်စောစောကလာရောက်ဆက်သားထားသောတကြားသည်များဝက်မြေစာအုပ်များကိုဗန်ထရာမီပြားသည်နှစ်ချိုက်စာစားတော့ခေါ်၏ပွဲတော်ကြကိုမသိမ်းဆဲမီပင်ဗန်ထရာဘရင်မသည်ရင်တော်ကိုလက်နှင့်ဖိပြီးတကြီးတရိုင်ဖြစ်သွားသည်မိမိတို့သခင်မအစာအစိတ်သိမ့်မီကိုအထင်းတော်ကြီးမိဦးသိလိုက်ပါပြီမိဦးသည်ဘရင်မကိုလှမ်းပွေရင်းဟဲ့သူစားတို့မူရာတို့တမားတော်ကြီးကိုအမြန်ပေးကြစမ်းဘာငိုင်နေတာလဲမြန်မြန်သွားကြဟုလှမ်းပြောသည်တမားတော်ကြီးကိုပေးမလို့တော့ပါမိဦးလုံနေပြီဟုမိဖုရားကတိုးတက်စွာမိန့်ချသည်အာတင်ထပါသခင်မအာတင်ထပါသခင်မဘာမှဖြစ်စေရဘူးဟုမိဦးကအားပေးသည်မိဦးနှင့်အပြူတော်ကလေးများသည်မိဖုရားကိုတလွန်ထက်သို့ပြောင်းရွှေ့ကြသည်မိဖုရားသည်တလွန်ထက်တွင်ငြိမ်သက်စွာမလဲရောက်နိုင်ဘယ်ပြောင်းညာလဲဖြင့်ဝေဒနာကိုပြင်းစွာခံစားနေရသည်မိမိတခင်မှာစီကန်းခြင်းလည်းမဟုတ်မိစာကုန်ခြင်းလည်းမဟုတ်အစိတ်သိမ့်၍တရားတော်မည်ဟုမိဦးငိုပြီးမအုံနဲ့မိဦးမငုံနဲ့အခုငါလှည့်ရောက်ပြီးကိုလုတ်ခဲ့သည်မြကိုခံရပေမပေါ်အမုန်းပြလက်တော့ပြန်ခြင်းကိုဒီဘဝမှာပဲအဆုံးသတ်လိုက်ပြီမိဦးမိဖုရားသည်ဝေဒနာကိုခံစားရင်းအာတင်၍တရားစကားဆိုသည်မကြခင်မှာပင်နန်းနှင့်သမားတော်ကြီးနှင့်အတူပန်ထရာမူးမတ်များအလုံးရောက်လာကြသည်သမားတော်ကြီးသည်မိဖုရား၏တင်ပြလက္ခဏာကိုအကဲခတ်လိုက်သည်နှင့်အချိန်နှောင့်နှေးနေပြီကိုသိသည်သို့သောရလိုရညာအသက်ငယ်စေရကိုအမြန်တိုက်ကြွေသည်
တမားတော်ကြီးကတစက်ချင်းချပေးသောစေရည်များသည်မိဖုရား၏ဝမ်းထဲသို့မရောက်နှကန်းတော်တောင်စွန်းမှစေရည်များစီးဆင်းလာသည်တမားတော်ကြီးသည်ဝါကွန်စဖြင့်စေရည်များကိုတိုးတိုးရင်းခေါင်းကိုညှင်သာစွာခါရိုင်းနေသည်ထို့စဉ်ဘရင်မင်းမြတ်ကြွချီတော်မူလာပြီဟုမင်းလူလင်တယောက်ကတည်င်းပို့သည်ပရိသတ်များလည်းတလွန်တော်အနီးမှခွာပြီးတစ်ပတ်တစ်ချက်မှလက်အုပ်ချီလျက်ခါစားလိုက်ကြသည်တို့တပေါင်းဘရင်သည်တလွန်တော်အနီးသို့ချင်းကပ်သည်မိဖုရား၏လက်ကလေးကိုစုပ်ကိုင်ပြီးအမတော်ဟုဝမ်းနှင်းကြည်ခဲစွာခေါ်တော်မူသည်သို့သောပန္ဒရာမိဖုရားသည်ပြန်လည်မထူနိုင်တော့ပါမထသောလှဲလျောင်းခြင်းဖြင့်ဘဝနီကုံချုပ်သွားပေပြီတို့တပေါင်းဘရင်သည်နောင်တော့ပင်လယ်လှည့်၍အခွန်တော်ကောက်ခံရင်းနဂါးကြီးလေးနှင့်တကွနာဂရိဝဲတွင်နင်းမြုပ်သွားကြောင်းနတ်ရွာဆန်ချိန်တွင်ဘရင်ကြီး၏တက်တော်မှာ105နှစ်ရှိပြီဖြစ်ကြောင်းမှန်နှန်းရစဝင်တော်ကြီးကဆိုသည်ပုပ္ပါရက်မှမေတော်ဆန္ဒမုခိသည်တမိတော်ပန်ထရာ၏တရင်စုပ်ကိုကြားသိရလျင်ရင်မာလိုက်စုဒဲဥပြတ်မြခံစားရကရင်ကွင်းနာကြ၍ကန်တော်ကုံရရှာသည်။အော်တချိန်ကကိုထီးကိုနန်းကိုချန်ငန်းနှင့်ပန်ထရာဘရင်မဟုအလှကုံတင်ဘုံတကိုဝင်ခဲ့သောအလှဘရင်မဤဘွားကအကြီးတန်းစွာနေကုံချုပ်ခဲ့ရလေပြီ။စိတ်ပညာရေးအခုဆိုရင်တော့စာရေးဆရာမစိတ်ပညာရေးရေးသားထားတဲ့ပန်ထရာဘရင်မဆိုတဲ့စာအုပ်လေးရဲ့အပိုင်းလေးကိုတင်ဆက်ပြီးလုပ်ပြီးပါပြီ။နောင်ကျန်ရှိနေသေးတဲ့စာအုပ်လေးများကိုလည်းနောက်နေ့တွေများမှာနေ့စဉ်တင်ဆက်ပေးဦးမှာမို့လို့ပရိသတ်ကြီးကကျွန်တော်တို့ channel လေးကို like and subscribe လေးလုပ်ပြီး support လေးပေးခဲ့ကြပါအောင်ခင်ဗျာအခုချိန်ဒီနာတော်တာဆင်နေပေးခဲ့ကြတဲ့ပရိသတ်တို့ဦးတယောက်ချင်းကြီးကိုကျေးဇူးထူးပင်တင်ရှိပါတယ်ခင်ဗျာပရိသတ်ကြီးများအားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ